ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ရွှေ Opera Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာဒရိစက်ခရေးသားထားတဲ့နေမောင်ပါဝင်သောကျွန်းနဲ့တော်တန်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဘလူးဆောင်တဲ့ကျွန်းနဲ့တော်အဲ့ဒီနာမည်ကိုကတူကနန်ဒေတာမှာနေထိုင်ကြသူတိုင်းကြားဖို့ကြတယ်သိကြတယ်မတော်တဲ့နေရာတစ်ခုအနေနဲ့သတ်မှတ်ထားတဲ့နေရာလေးဖြစ်တယ်။ကျွန်းနဲ့တော်လို့ခေါ်ကြပေမဲ့လည်းတတော်လုံးကကျွန်းနဲ့ပင်တွေကြီးရှိနေတာတော့မဟုတ်ပေကျွန်းနဲ့ပင်ကနှစ်ပင်သားရှိတယ်အဲဒါကြောင့်လေကျွန်းနဲ့ညီနောင်လို့လည်းခေါ်ကြတယ်ကျွန်းနဲ့ကတာမန်ကျွန်းပင်တွေနဲ့မတူပေဂမ်ဘီယာဆန်မီသိတိရှိတဲ့အပင်မျိုးဖြစ်တယ်တပင်လုံးအရွက်ကစပြီးတော့အနက်ရောင်ဖြစ်တယ်အသားကလည်းအဝါရောင်မဟုတ်ပေအနက်ရောင်ဖြစ်နေတယ်အပင်တက်တက်ရင့်လာလေးလေးအနက်ရောင်ကပို့ပြီးရင့်လာလေးလေးပဲဖြစ်တယ်အရွက်တွေကလည်းအစိမ်းရောင်နဲ့အနက်ရောင်ရောနေတာကြောင့်ကြည့်ရင်စိမ်းညွန့်ရောင်ဖြစ်နေတယ်ဒီဒေတာမှာကျွန်းနဲ့ပင်တွေအကြောင်းကိုဒေသခံတိုင်းသိကြတယ်။တောထဲဝင်တောင်ပေါ်တက်ပြီးတော့ဆေးပင်ရှာသူတယံဇာတပစ္စည်းတွေရှာသူစားခြင်းရှာသူတက်ပင်ဝါပင်ခုတ်သူတို့ကအဲ့ဒီနေရာကိုမသွားကြပြီ။ကျွန်းနဲ့ညီနောင်လို့ခေါ်ကြတဲ့အဲ့ဒီကျွန်းနဲ့ပင်ကြီးနှစ်ပင်ကတက်တန်းရင်းလာပြီးဖြစ်ပြီးအထူးကကျွန်းပင်ကြီးတွေအဖြစ်ရှိနေကြတယ်။ပင်စီလုံးပတ်ကြီးသလိုအပင်ကမြင့်နေအပင်ထိပ်ဖျားကိုမြင်အောင်ကြည့်ပါကမော့ရလွန်းတာကြောင့်ပေါက်ထားတဲ့ခေါင်းပေါင်းကျွတ်ကြလောက်အောင်မြင့်နေအဲ့ဒီလောက်မြင့်နေကျွန်းပင်ကိုခေါင်းပေါင်းကျွတ်တက်ပင်လို့ခေါ်ပေါ်ကြတယ်။အဲဒီကျွန်းနဲ့ပင်ကြီးတို့မှာအဆောင်ရှိတယ်။ဘလူးနှစ်ကောင်စောင့်ကြခြင်းပဲဖြစ်လေတယ်။ရှေ့ဘက်မှာရှိတဲ့ကျွန်းနဲ့ပင်ကြီးမှာစောင့်တဲ့ဘလူးကဒေဝရက်ခဘလူးဖြစ်ပြီးတော့နောက်ဘက်မှာရှိတဲ့ကျွန်းနဲ့ပင်ကြီးမှာစောင့်တဲ့ဒေဝရက်ခဘလူးမှရှိတယ်။သူတို့ကဘလူးမောင်နှမဖြစ်တယ်။ဂန္ဓပေါက်စင်းဝင်ဘလူးမျိုးဖြစ်တာကြောင့်တကိုးသိမ့်သိရှိတယ်။ခက်ထန်ကြမ်းတမ်းနေအမားရင်ရှိပါကတီးမခံမေအသက်တေအောင်တက်လေရှိကြရအဲ့ဒီနေရာဘက်ကိုရှောင်ကြခြင်းဖြစ်တယ်။ကျွန်းနဲ့ပင်ကြီးနှစ်ပင်တို့ကမိုင်းတုံတောင်တနေရာမှာရှိတယ်။မိုင်းတုံတောင်ကပေပေါင်း9355ပေမြင့်ပြီးတော့ပင်လယ်ဘူးဒေသမှာအမြင့်ဆုံးတောင်တောင်ဖြစ်လေတယ်။ကတုကနန်တို့နေတဲ့နေရာရဲ့အရှိမြောက်ယွန်းယွန်းမှာရှိတယ်။ပင်လယ်ဘူးမြို့ရဲ့မြောက်ဘက်မုံမြင့်ရဲ့မြစ်ဝမ်းဒေသမှာရှိတယ်။မိုင်းတုံတောင်ကိုမိုင်းတုံဖိုးဖိုးကြီးကစောင့်ရှောက်တယ်။ဒေဝရက်ခနဲ့ဒေဝီရက်ခတို့ဘလူးမောင်နှမကမိုင်းတုံဖိုးဖိုးကြီးကိုကြောက်ရွံ့ကြတယ်။တောင်ပိုင်းဖိုးဖိုးကြီးကတိတ်တိရှင်ပုဂ္ဂိုလ်ဖြစ်တယ်။ကျွန်းနဲ့သားကတိတ်တိရှိတာကြောင့်အလိုရှိကြတယ်။ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ပြီးကိုးကွယ်ရင်အကျိုးကျေးဇူးများစွာရနိုင်တယ်။တိတ်တိရှိတဲ့ကျွန်းနဲ့သားကိုရေစည်းကိုချပါကအောက်ကိုမျောပါမသွားပဲအထက်ကိုဆန်တက်တယ်။အဲ့ဒီကျွန်းနဲ့သားကိုအစီရင်ပြုလုပ်ထားတဲ့ရုပ်ထုကထုလုပ်ပြီးအသုံးပြုပါကအစွမ်းတက်တီတွေများစွာရှိတာကြောင့်အထက်လန်းဆရာအောက်လန်းဆရာတို့အပြင်ဂမ်ဘီယာအစီရင်တို့ကိုကျွမ်းကျင်နားလေသူတို့ကအလိုရှိကြတယ်။တရက်မှာတော့ပင်လယ်ပြူးမြို့နဲ့မဝေးလာတဲ့ကန်သားရွာမှာနေတဲ့ဆေးဆရာတယောက်ကအဲ့ဒီတောတောင်ကိုသွားပြီးဝမ်းစာရှာနေတဲ့ရွာသား၃ယောက်ကိုခေါ်ပြောတယ်။သူတို့ကအကလန်ပါကလန်နဲ့တပါလန်ဆိုသူတို့ဖြစ်တယ်။သူတို့၃ယောက်ကတားချင်းဖြစ်ပြီးတော့တရွာထဲနေကြသူတွေဖြစ်တယ်။အမဲလိုက်ချင်းကိုငါးဖန်ချင်းတောတောင်တွေမှာတယံဇာတပစ္စည်းတွေကိုရှာဖွေရောင်းချပြီးအသက်မွေးနေကြသူတွေဖြစ်တယ်။သူတို့ကိုခေါ်ပြောနေတဲ့ဆေးဆရာကအောင်လန်းပညာနဲ့အစီအရင်ကျွမ်းကျင်တဲ့ဇာဂရဖြစ်တယ်။ဇာဂရကအသက်50ဝန်းကျင်လောက်သာရှိသေးတယ်။ဦးကောင်းပေါ်မှာစတုံးထုံထားပြီးတော့နှက်ခမ်းမွေမုံစိမ်မွေအရှိတို့ရှိတယ်။အညိုရောင်အင်ကြီးလုံးကြီးတို့ကိုအမြဲဝက်ပြီးတော့ပတိတကုန်းကိုလယ်ဘင်းမှာဆွိန်ထားတယ်။သူနေတဲ့အိမ်ကကန်သားရွာမှာပဲရှိပြီးတော့တယောက်တည်းနေသူဖြစ်တယ်။ဒါပေမဲ့တအိမ်လုံးမှာရုပ်ထုမျိုးစုံတို့နဲ့ပြည့်နေတယ်။အဲ့ဒီအိမ်ရောက်တဲ့အခါဇာဂရကမေးတယ်။မင်းတို့ကိုမေးစရာရှိလို့ခေါ်တာတခြားမဟုတ်ဘူး။မင်းတို့မိုင်းတုတ်တောင်ဘက်ကိုရောက်ခိုးကြတယ်မဟုတ်လား။တခါတလေတော့အမဲလိုက်ဖို့တိုင်ရောက်ပါတယ်။ဒါပေမဲ့အဲ့ဒီတောင်ကကျွန်တော်သိမသွားကြပါဘူး။ဘလို့ကျန်းတာလဲ။ဘလူးတွေရှိတယ်။လူတချို့ဘလူးဖန်းစားလို့တေးကြရတာတွေရှိတယ်။တပါလန်ဆိုသူကပြောတယ်။အဲ့ဒီအခါဇာဂရကဘလူးဆိုတာဂန္ဓဗမျိုးနွယ်တွေထဲမှာပါတယ်။ဒီလောက်ကြောက်စရာမလိုပါဘူး။အေးအေးစစ်စစ်အတန်မျိုးနဲ့ပြန်ပြောလေတယ်။ဂန္ဓဗဆိုတာဘလို့အကောင်မျိုးလဲဆရာကြီး။ဂန္ဓဗဆိုတာအောက်တန်းစားနတ်ဆိုးတွေကိုခေါ်ကြတာ။တရေတပတ်တွေထက်နည်းနည်းပဲတကိုးစားပူတယ်။အဲ့ဒါကြောင့်ဒီလောက်ကြောက်စရာမလိုဘူးလို့ပြောတာ။ကျွန်တော်တို့မှာသူတို့အနိုင်နဲ့စေးဝါမှမရှိတာ။သူတို့နဲ့တွေ့တော့ဘလို့လောက်အောင်မသိမှာမဟုတ်ဘူး။ဒါထက်ကျွန်တော်တို့ကိုခေါ်တာဘာကိစ္စရှိလို့လဲဆရာကြီး။မင်းတို့ကိုခိုင်းစရာရှိလို့ခေါ်တာ။ဘလို့ကိစ္စလုပ်ပေးရမှာလဲ။ပါကလန်ကမေးလေတယ်။မိုင်းတုံတောင်မှာကျွန်းနဲ့ပင်နှစ်ပင်ရှိတယ်။ငါကျွန်းနဲ့သားလိုချင်တယ်။မင်းတို့ယူပေးပါ။မဖြစ်ဘူး။တပါလန်ကပြောတယ်။ဘာကြောင့်မဖြစ်ရမှာလဲ။ဒီကျွန်းနဲ့ပင်တွေမှာဘလို့ရှိတယ်။အပင်ကိုလှဲဖြတ်ဖို့မပြောနဲ့။တစ်ပင်ကကြွေကြနေတဲ့တရွက်နဲ့တစ်ကန်ချက်ကိုတောင်ကောက်ယူလို့မရဘူး။ယူရင်အန်ဒီရနဲ့တွေ့တယ်။ဟုတ်တယ်ဆရာကြီး။အပင်မောကကြိုးကြနေတဲ့တစ်ကန်နဲ့တရွက်တွေကိုတောင်မှကောက်ယူလာလို့မရဘူး။ယူလာရင်မျက်စိလဲပြီးတော့တောထဲကနေပြန်ထွက်လို့မရတော့ဘူး။အာကလန်ကပါပြောတော့ဇာဂရကပါဇက်ထဲကကွင်းရကိုတွင်တွင်ဝိုင်းရင်းနဲ့စဉ်းစားနေတယ်။အတန်ကြာမှငါအကျိုးမကြီးတပင်လုံးနှိမ့်ယူမှာမဟုတ်ပါဘူး။တပင်ကိုထစ်ပြီးတော့အသားနည်းနည်းပဲယူချင်တာပါ။ရတော့ဘာလို့မှလဲဆရာကြီး။အစီရင်ရုပ်ထုလုပ်ဖို့အစီအစဉ်ရှိတယ်။ရုပ်ထုတွေစီရင်ပြီးရင်မ
မင်းတို့ကိုလည်းပေးမယ်ကျွန်းနဲ့သားနဲ့လှုပ်ထားတဲ့ရုပ်ထုတွေကဘလို့စွမ်းတာလဲအများကြီးပေါ့ကာယသိတိလည်းပြီးပီယသိတိလည်းရတယ်ဒါအပြင်တဏှာသိတိကိုပါလိုသလောက်ရနိုင်တယ်အဲ့လိုမလုံးပေးပြီးတော့ပြောလေတော့တယ်အာဂလန်တို့၃ယောက်ကတောရောင်မှာနေကြသူတွေဖြစ်တာကြောင့်စာကရပြောတဲ့သိတိနာမည်တွေကိုကြားဘူးယုံသားရှိတယ်အတိတ်ပဲမသိကြဆရာကြီးပြောတာတွေကိုသိမသိဘူးကျွန်တော်တို့နားလည်အောင်ပြောပြပေးပါကာယသိတိဆိုတာမင်းတို့ဓာတ်လန်နဲ့ထိုးခုတ်လို့မရဘူးမြားနဲ့ပြင်မပေါက်ဘူးတူမီတနက်နဲ့ပြင်မိမကူကြည်စံမထွက်ဘူးတဲ့ကောင်းပါလားပီယသိတိဆိုတာလိုချင်တဲ့မိန်းမကိုရအောင်အစီရင်နဲ့လှုပ်ထားတဲ့ရုပ်ထုကအကူအညီပေးနိုင်တယ်ဒါလေးဟန်ကြတာပဲဒနာသိတိဆိုတာရွှေငွေကြောင့်မြင့်ရတနာတွေလိုချင်တဲ့လောက်ရနိုင်တယ်အတော့ကိုစွမ်းတာပဲဒီရုပ်မျိုးရရင်သိကောင်းပါပဲဒီရုပ်ထုမျိုးကလှုပ်ချင်တိုင်းလှုပ်လို့မရဘူးသိတိရှိတဲ့ကျွန်းနဲ့သားနဲ့လှုပ်မှရမှာမင်းတို့ကျွန်းနဲ့သားရအောင်ယူပေးကြပါလားကျွန်တော်တို့ကြည့်တော့မတော်ဝင်ဘူးဆရာကြီးပိုင်တော့လိုက်ယူပေးမယ်အာဂလန်ကပြောလိုက်လေတယ်ကောင်းပြီမင်းတို့မတော်ဝင်ငါလိုက်ခဲ့မယ်ဘယ်တော့သွားကြမှာလဲမနဲ့ဆွဆွရွာထွက်ကြတာပေါ့အဲ့လိုပြောရအာဂလန်တို့၃ယောက်ကပြန်သွားကြလေတော့တယ်စာကရကလည်းဆေးလွယ်အိတ်ထဲမှာဆေးဝါးပစ္စည်းစုံလင်အောင်ထည့်ပြီးတော့အစင်သက်စောင့်နေနောက်တနေ့မနက်ပိုင်းအချိန်မှာအာဂလန်တို့၃ယောက်ရောက်လာတယ်၃ယောက်စလုံးဓားလန်လေးများနဲ့တူမီတနက်တက်လက်လေးပါလာတယ်အဲ့လက်နက်တွေကိုယူလာတာမြင်တော့စာကရကပြောတယ်ငါလိုဆရာတယောက်နဲ့သွားတာလက်နက်တွေတော့ယူစရာမလိုပါဘူးကွာဂါရာမန်နဲ့ရွတ်လိုက်တာနဲ့အနာကက်ဖို့အသားထားအန်နီရဲ့ပြီးမဲ့မကောင်းဆိုးဝါးတွေကအဝေးကိုပြေးကြမှာပါဆရာရွတ်တဲ့ဂါရာမန်တွေကိုမကောင်းဆိုးဝါးတွေကကြောက်ကြပေမဲ့တောတရိတ်ဆန်တွေကမကြောက်ကြဘူးဗျဒါကြောင့်သူတို့နဲ့တွေ့ရင်ဂါရာရွတ်နေုံနဲ့မရဘူးတူမီတနက်နဲ့ပြစ်မှရမှာပါကလန်ကအဲ့လိုပြောတဲ့အခါမှာတော့စာကရကလည်းထပ်မပြောတော့ဘူးတိုင်းရင်းသားတွေကစကားပြောဆိုရမှာတော်တော်ဝိုင်းမပြောပဲစိတ်แท้ရှိတာကိုသာပြောလို့ရှိတာကိုသဘောပေါက်တာကြောင့်မပြောတော့ခြင်းပဲဖြစ်တယ်အဲ့နောက်ကန်တာရွာကနေစထွက်ကြနေတယ်စာကရပါဝင်၄ယောက်ဖြစ်တယ်စာကရစီမှာဆေးလွယ်အိမ်နဲ့တောင်ဝေးတစ်ချောင်းပါလာတယ်မိုင်းတုံတောင်ရှိတဲ့နေရာကမြောက်ဘက်မှာဖြစ်တယ်မှန်ကင်းတောင်ရှိတဲ့နေရာနဲ့မဝေးလာပြီဒါပေမဲ့မှန်ကင်းတောင်ကမိုင်းတုံတောင်လောက်အမြင့်ပေမရှိ3186ပေသာရှိတာကြောင့်မိုင်းတုံတောင်ရဲ့ထက်ဝက်လောက်သာရှိတယ်မှန်ကင်းတောင်ဘက်ကနေပတ်သွားပါကမိုင်းတုံတောင်ရှိရာကိုရောက်နိုင်ပြီမင်းအဲ့ဒီနေရာတွေကမုံမြင့်ရဲ့မြစ်ပြားကန်နဲ့နေရာပဲဖြစ်တာကြောင့်ရေစီးချန်နဲ့မြစ်ချောင်းတွေရှိတယ်ကြောက်တန်းကြောက်ဆောင်တွေရှိလေတယ်ကြောက်တန်းကြောက်ဆောင်တွေရှိတာကြောင့်အရှိန်ပြင်းတဲ့ရေတံခွန်ကြီးတွေဖြစ်ပေါ်လေရှိတယ်ဒါအပြင်တောင်မြင့်နေရှိတာကြောင့်ရှုံမြောင်ကြောက်ကဘာတို့ကလည်းရှိကြလေတော့တယ်အဲ့ဒီဒေသမှာခရီးသွားပါကကုန်းလန့်ခရီးမှာတွန်းနေအစရှိတဲ့ရင်တွေကိုအသုံးပြုလို့မရရေလန်းကသွားပါကတက်ဖောင်စရီနဲ့သွားလာလို့မရပြီဘယ်နေရာတော့ကိုချလောက်ကိုသာအာကိုပြီးသွားလာကြရလေတယ်စာကရတို့လေးယောက်မနဲ့စောစောခရီးထွက်ခဲ့ကြရာညနေပိုင်းအချိန်ရောက်မှမိုင်းတုံတောင်ရှိရာကိုရောက်သွားကြတယ်မြင့်ပေ9000ကျော်မြင့်နေမိုင်းတုံတောင်ကြီးကအဝေးကနေလှမ်းကြည့်ချိန်ကပင်မိုင်းညွတ်လျက်ရှိနေတယ်လူသူအရောက်ပေါက်နေတဲ့နေရာဖြစ်တာကြောင့်တတော်ကြီးတွေကပကတိအချင်းကြီးအတိုင်းရှိနေကြလေတယ်သူတို့၄ယောက်တောင်ချင်းရောက်တော့နေဝင်ချင်းရောက်နေပြီအဲဒါကြောင့်ကြောက်ကွယ်တကူမှာဝင်ရောက်ပြီးတော့စခန်းချဖို့ပြင်နေစဉ်အတော်ဝေးနေရာကနေပြတ်လျှောက်သွားတဲ့လူနှစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်ကြောပေးပြီးလျှောက်သွားကြတာကြောင့်မျက်နှာကိုတေးသေးချာချာမမြင်ကြရပြီဒီတောထဲမှာလူရှိတယ်ချင်းနေစာကရကသူ့ထင်တာကိုပြောတယ်မဟုတ်ဘူးဒီတောထဲမှာနေတဲ့လူမရှိဘူးဘယ်သူမှမနေဝင်ဘူးအာဂလန်ကပြောတယ်ဒါဖြင့်ဟိုလူတွေကပါလေကျွန်တော်တို့အထင်ပြောရရင်တော့လူတွေမဟုတ်ဘူးထင်တာပဲဟင်လူတွေကိုမြင်ရတယ်မဟုတ်ဘူးဆိုတော့ပါလေပရလောကသားတွေဖြစ်မယ်ထင်တယ်ပရလောကသားတွေဆိုရင်လည်းကြောက်စရာမလိုပါဘူးငါတို့ဆရာရှိတဲ့နေရာကိုသူတို့လာဖို့မပြောနဲ့အနားတော်မကက်ဝင်ကြပါဘူးစာကရကအဲ့လိုပြောတယ်အဲ့ဒီအချိန်မှာအနောက်ဘက်မှာပြဆင်းလာတဲ့စီးဆောင်ရောင်တွေကတောဘက်ကိုရှောက်သွားတဲ့လူနှစ်ယောက်ကိုပေါ်ကိုဆက်လိုက်မိအောင်နဲ့ထိုးပြလိုက်တယ်လို့ကြာဆင်းလာလေတော့တယ်အဲ့ဒီလူနှစ်ယောက်ကြီးကြာလာတော့မှတဖြည်းဖြည်းနဲ့ရှောက်သွားတဲ့လူနှစ်ယောက်ကနောက်ကိုပြန်လှည့်ကြည့်ကြလေတယ်အဲ့ဒီအခါမှာသူတို့ရဲ့မျက်နှာတွေကိုတဲတဲကွဲကွဲမြင်ရပြီးတော့တယ်လူမျက်နှာမဟုတ်နှစ်ယောက်စလုံးကြောက်စရာကောင်းတဲ့ဘလူးမျက်နှာမျိုးဖြစ်တာကိုတွေ့ကြရလေတယ်သူတို့နှစ်ယောက်ကအတန်ကြအောင်သူတို့ရှိရာကိုလှမ်းကြည့်နေပြီးတော့မှအထဲကိုဝင်သွားကြတယ်အာဂလန်တို့ကလည်းတနေရာမှာဂူဘဝကိုတွေ့တာကြောင့်အဲ့ဒီဂူထဲမှာပဲဝင်ရောက်စခန်းချကြတယ်ညအချိန်ရောက်တော့မနီမဝေးမှတရေသက်တွေလာရောက်ချောက်လန့်ကြပြီမဲ့လေဂူဘဝနာရောက်တဲ့အထိမလာကြပြီအာဂလန်တို့၃ယောက်ကတော့ညနေပိုင်းကကြောက်စရာကောင်းတဲ့ဘလူးမျက်နှာမျိုးတွေ့လိုက်ရတာကြောင့်တညလုံးစိတ်ချလက်ချမအိမ်ဝင်ကြပြီဒါပေမဲ့လည်းအန်ဒီရီတွေကသူတို့ရှိရာကိုရောက်မလာတာကြောင့်အနှင်းငယ်စိတ်သက်သာမှုရကြလေတယ်နောက်တနေ့မနက်ပိုင်းအချိန်မှာဂူကနေထွက်လာကြတယ်သူတို့အနေနဲ့မိုင်းတုံတောင်ပေါ်မှာကျွန်းနဲ့ပင်ကိုရှာဖွေဖို့ထွက်လာကြပြီမဲ့လေဘယ်နေရာမှာရှိမှမသိကြပြီအဲဒါကြောင့်တောင်ပေါ်တက်ခါနီးမှာတော့
အာဂလန်တို့၃ယောက်ကမိုင်းတုံတောင်ပန်ကြီးကိုဒလိထုံးစံရှိတဲ့အတိုင်းပူဇော်ပတ်တာပြီးတော့ကျွန်းနဲ့ပင်ကိုတွေ့စေဖို့ဆုတောင်းကြလေတော့တယ်။စာကရာကကြည်ယုံသားကြည့်နေပြီးတော့ဘာမှမလုပ်ပြီးအာဂလန်တို့ကတော့တောတောင်နေရအနှံ့သွာလာနေကြသူတွေဖြစ်တာကြောင့်ပူဇော်ပတ်တာခြင်းကိုမလုပ်လို့မရပြက်ကွက်ပါကအန်နီနဲ့တွေ့ရတယ်ဆိုပြီးတော့ဆွဲလန်းယုံကြည်မှုတွေလည်းရှိကြလေတယ်။သူတို့ပူဇော်ပြီးမှစာကရာကမိတယ်မင်းတို့ဘယ်နဲ့တွေကိုပူဇော်ကြတာလဲတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုပူဇော်ပတ်တာရတယ်ဒီတောင်မှာမိုင်းတော်ကိုပိုးရှိတယ်ဒီနေ့မှာတကောအကြီးဆုံးကတောင်ပိုင်းပဲသူနဲ့သက်ဆိုင်တဲ့နေရာတွေလာရင်သူ့စီမှာခွင့်တောင်းရတယ်ကျေးရွာတွေမှာနေကြသူတို့ကယုံကြည်တဲ့ဒလိထုံးစံအမျိုးမျိုးရှိတာကြောင့်စာကရာကထပ်ပြီးမပြောတော့ဘူးနောက်မှာတော့တောင်ပေါ်တက်ပြီးတော့ကျွန်းနဲ့ပင်ကိုလိုက်ရှာကြလေတယ်မနေ့ပိုင်းတစ်ချိန်လုံးကျွန်းနဲ့ပင်နှစ်ပင်ကိုရှာပေမဲ့မတွေ့ရပဲအခြားကျွန်းပင်နဲ့တစ်ပင်တွေကိုသာတွေ့ကြရတယ်နေ့လယ်ပဲရောက်တော့ခဏနားကြလေတယ်အဲ့လိုနားပြီးပါလာတဲ့အစားအသောက်တွေစားတောက်နေကြတဲ့စိန်တောတိုးလာတဲ့ခြေတန်းကိုကြားရတာကြောင့်အားလုံးလှည့်ကြည့်လိုက်ကြလေတယ်ကိုပေါ်မှာအဝေးဟောင်းတွေဝစ်ပြီးတော့တောင်ဝေးရှိတဲ့ချောင်းကိုကန်ထားတဲ့အဖိုးအိုတယောက်ပဲဖြစ်တယ်မနီမဝေးနေရာရောက်တော့ရက်လိုက်လေတယ်ခကြီးတော်တွေထင်ပါရဲ့ဟုတ်ပါတယ်အဖဒီတောင်ပေါ်မှာကျွန်းနဲ့ပင်လာရှာကြတာပါအဖရောဒီမှာဘာလာလောက်တာလဲတယောက်တည်းလားအဖို့မပါဘူးလားစာကရကမေးလိုက်တယ်ဒီတောင်ပေါ်ကိုဆေးပင်ရှာဖို့တက်လာတာပါဆေးပင်ကအတော့ရှားခတ်တဲ့ဆေးပင်ဆိုတော့ရှားဖို့ကသိပ်မလွယ်ပါဘူးဘလို့ဆေးပင်မျိုးလဲတောင်လုံးကျော်ဆေးပင်ကိုရှာဖို့လာတာပါတောင်ပေါ်မှာအတန်ပေးကြည့်တော့သူကတောင်ကြီးကအတန်ပေးတယ်ဒါနဲ့တောင်ကြီးကိုဆင်းကြည့်တော့လေသူ့အတန်ကိုတော့မှတောင်မောကပြန်ကြရတယ်ဒါနဲ့ပဲတောင်ပေါ်တက်လိုက်တောင်ကြီးပြန်ဆက်လိုက်နဲ့ဒူးတွေလည်းအတော်ညောင်းနေပါပြီအဲ့လိုပြောပြီးမယ်လေအဖိုးကြီးရဲ့ကူမကျွေးတဲ့ဆက်မှမထွက်တာကြောင့်ဝယ်ထားတဲ့အဝတ်တွေမှာကျွေးစွန်းထားတာကိုပင်မတွေ့ကြရပြီအဖဆေးပင်လိုက်ရှာနေတာဆိုတော့သွားလာရင်းနဲ့ကျွန်းနဲ့ပင်တွေများမတွေ့မိဘူးလားစာကရကမေးလိုက်လေတယ်ဒီဘက်တွေမှာတော့မတွေ့ဘူးဟိုးတောင်ပေါ်မှာတော့တပင်လုံးအနှံ့ရောင်တန်းနေတဲ့ကျွန်းပင်တပင်တော့တွေ့ခဲ့တယ်မင်းတို့လိုချင်တဲ့ကျွန်းနဲ့ပင်လာတော့မသိဘူးအဲ့လိုပြောပြီးတော့တနေရာကိုလက်ညှိုးထိုးပြတယ်အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဗျဒီတော့ဒီတောင်လေးကအတော်လေးကျန်နေအမှားရွေးမခံဘူးအဲ့ဒါကြောင့်သွားရလာတဲ့အခါသတိထားပြီးတော့သွားလာကြပေါ့အခုလိုသတိပေးရကျေးဇူးတင်ပါတယ်ကျွန်တော်တို့အတွက်စိတ်မပူပါနဲ့ကျွန်တော်ကစင်ရတယောက်ပါစာကရာကလေးတန်းခက်ကြောကြောနဲ့ပြန်ပြောလိုက်လေတယ်ဆရာလဲဆရာပေါ့ကွယ်မင်းတို့လိုချင်တဲ့ကျွန်းနဲ့ပင်ဒီမှာရှိတဲ့အဆောက်နေရာကျန်းနေသူတို့ခွင့်မပေးရင်ချင်းတစ်ချောင်းတရွက်တရွက်တောင်မှမင်းတို့ယူလို့ရမယ်မထင်ဘူးအဲ့လိုပြောပြီးအဖိုးကြီးကတောရင်းကိုပြန်ဝင်သွားလေတော့တယ်စာကရာတို့လည်းစားစရာတွေစားတော့ပြီးတော့နောက်ကိုအဲ့နေရာကနေထွက်လာခဲ့ကြတယ်အချိန်ကနေ့လယ်ဘက်အချိန်ကိုကြော်လာပြီသူတို့ဦးတည်သွားနေတဲ့နေရာမှာအဖိုးကြီးလမ်းညွှန်ပြပေးခဲ့တဲ့နေရာဘက်ကိုပဲဖြစ်တယ်တနေရာရောက်တော့မနီမဝေးနေရာမှာကြွေကြနေတဲ့ကျိုးမိမအရွက်တရွက်ကိုတွေ့နေတော့တယ်တာမန်တရွက်မဟုတ်အရွက်တရွက်လုံးအနှဲ့ရောင်တန်းနေတဲ့ကျိုးရွက်ပဲဖြစ်လေတော့တယ်ဟန်ကြပြီဟိုမှာမြင်နေရတာကျိုးနဲ့ရွက်ပဲဒီတိုင်းဆိုရင်ဒီနေရာတော့အိုက်မှာကျိုးနဲ့ပဲရှိနေရသိကြပြီတက်ပါလန်အဲ့ဒီတရွက်ကိုတောက်ကောက်လာခဲ့စာကရာကအမိတ်ပြီးတော့တပါလန်ကကျွန်းနဲ့ရွက်ကိုကောက်ယူဖို့အနားကိုရှောက်သွားလေတော့တယ်။သူ့နားမရောက်ခင်မှာကျွန်းနဲ့ရွက်ကအသက်ရှိနေတဲ့တထဝါတစ်ကောင်လိုလူကလိမ့်ကန်နေနေရရွှေ့သွားရအတော်ဝေးဝေးနေရာကိုရောက်သွားလေတော့တယ်။လိမ့်တိုက်တာကြောင့်လွင်သွားတဲ့ရှင်နာကြောင့်အဲ့ဒီနေရာကိုရောက်အောင်ရှောက်သွားပြန်ရကျွန်းနဲ့ရွက်ကနောက်တစ်နေရာကိုထက်ရွှေ့သွားပြန်တယ်။ဒီတရွက်ကအသက်ဝင်နေရလား။အဲ့လိုတွေးပြီးနောက်ကလိုက်သွားရအတော်ဝေးတဲ့နေရာရောက်မှတစ်ချုံနေကြမှာရောက်နေတဲ့ကျွန်းနဲ့ရွက်ကိုကောက်ယူဖို့ပြင်လိုက်စဉ်ကျွန်းနဲ့ရွက်ပေါ်မှာကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုပေါ်လာလေတော့တယ်ဘလူးမျက်နှာပဲဖြစ်လေတယ်တပါလန်လေးကျွန်းနဲ့ရွက်ကိုမကောက်ဝင်းတော့တာကြောင့်အဖော်ရီရှိရာကိုပြန်ပြေးလာလေတယ်တပါလန်ဘာဖြစ်လာလဲငါဘလူးမျက်နှာရိုးတွေ့ခဲ့ရတယ်ဘယ်နေရာမှာတွေ့တာလဲစောစောကတွေ့တဲ့ကျွန်းနဲ့ရွက်ပေါ်မှာဘလူးမျက်နှာရိုးတွေ့ခဲ့ရတယ်ငါ့ကိုသွားဖြစ်ပြနေအဲ့ဒီစကားကြားတဲ့အခါမှာတော့ထိတ်လန့်သွားကြတယ်ဒါပေမဲ့ဘာမှတော့မပြောကြဘူးဒါငါတို့တောချောက်တာပဲဖြစ်မှာပါဘာမှကြောက်စရာမရှိဘူးငါကိုယ်တိုင်အဲ့ဒီနေရာကိုသွားကြည့်မယ်အဲ့လိုပြောပြီးတော့စာကရာကရှေ့ကနေသွားတာကြောင့်အကာလန်တို့၃ယောက်ကနောက်ကနေလိုက်သွားကြတယ်စောစောကအဲ့ဒီနေရာရောက်တော့ကျွန်းနဲ့ရက်ကိုမတွေ့ရတော့ဘူးအဲ့ဒီနေရာမှာပိုးကိုက်တယ်လို့အပေါက်တွေရှိနေတဲ့တာမန်အသေးရတရက်သာတွေ့ရလေတော့တယ်တာမန်မဟုတ်မှသဘောပေါက်တာကြောင့်အဲ့ဒီနေရာကနေပြန်ထွက်ပြီးတော့နောက်ထပ်တနေရာတွေကိုလိုက်လံရှာဖွေကြတယ်စာကရာရဲ့စိတ်ထဲမှာကျွန်းနဲ့ရက်ကိုတွေ့လိုက်တာကြောင့်အဲ့ဒီနေရာတစ်ဝိုက်မှာကျွန်းနဲ့ပင်ရှိနေတယ်ဆိုပြီးတော့ထင်နေလေတယ်အဲဒါကြောင့်စိတ်အားထက်သန်စွာနဲ့လိုက်လံရှာဖွေနေခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်းနဲ့ပင်ကိုမတွေ့ရပြီအချိန်ကလည်းညနေပိုင်းရောက်လာပြီတောထဲမှာအလင်းရောင်သိမ့်မရှိတော့ပဲအမောင်ရိပ်တွေတန်းစပြုတ်လာလေတော့တယ်အဲ့လိုရှာနေစဉ်တနေရာမှာလှမ်းပြောလိုက်တဲ့အတန်တန်ကိုကြားလိုက်ရလေတယ်ကျွန်းနဲ့ပင်ကဒီဘက်မှာရှိတယ်ဒီဘက်ကိုလာခဲ့ကြအဲ့ဒီအတန်ကြားရတယ်ဟ
ဟိုဘက်ကိုသွားကြမယ်။ဇာဂရကစိတ်အားထက်သန်စွာပြောလေတယ်။ကြံ3ယောက်ကလည်းအဲ့လိုအတန်ကြားရချိန်ကတာမန်အခြေအနေမဖြစ်နိုင်မှသဘောပေါက်တာကြောင့်စိုးရိမ်ထိတ်လန့်နေကြတယ်။ဒါပေမဲ့လေဇာဂရကရှေ့ကနေစိတ်အားထက်သန်စွာနဲ့ရှောက်သွားရာနောက်ကနေလိုက်သွားကြရတယ်။ဒါပေမဲ့သတိထားနေကြတယ်။အတန်ကြားရကိုသွားကြည့်တဲ့အခါတောင်ကုန်းတကုန်းပေါ်မှာပေါက်နေတဲ့ကျွန်းနဲ့ပင်ကြီးတပင်ကိုတွေ့ရတယ်။အတိကရကျွန်းပင်မျိုးဖြစ်ပြီးတော့လုံးဘက်ကလူ3ဘက်စာလောက်ရှိပြီးတော့အတော်မြင့်နေ။အောက်ဘက်မှာအကိုင်းခန့်မရှိဘဲပြောင်းနိုင်စိုက်ထားသလိုရှိနေပြီးလုံးကြောကြီးဖြစ်နေတယ်။အကိုင်းခန့်မဆိုးထားနဲ့အဖို့အထစ်တွေပင်အောက်ခြေမှာမရှိဘဲအကိုင်းခန့်နဲ့အရွက်တွေကထိပ်ဖျားပိုင်းမှာသာရှိတယ်။တပင်လုံးအနှက်ရောင်ဖြစ်ပြီးတော့အကိုင်းခန့်နဲ့အရွက်တွေကပါအနှက်ရောင်တန်းနေတယ်။အမြင့်ပေကလည်းအတော်ပင်မြင့်လာပြီးရာခေါင်းပေါက်ကျွတ်လောက်အောင်မော့ကြည့်ရင်ပင်အပင်ထိပ်ဖျားကိုပြပြလောက်သာမြင်ရတယ်။ကျွန်းနဲ့ပင်ကိုတွေ့ရပြီးဇာဂရကရေရွတ်လိုက်တယ်။အပင်ကိုတွေ့ပေမဲ့လဲပြက်စရာလွှတ်မပါဘူး။ဓာတ်နဲ့ကပ်ပါပဲပါတယ်။လဲမရအောင်လဲရသမျှခုတ်ထိပ်ယူရမှာပေါ့။ဇာဂရကအားထက်သရောပြောနေပေမဲ့သူရဲ့စိတ်ထဲမှာလွယ်လွယ်ကူကူရမယ်လို့မထင်မိ။အချိန်ကလည်းမရှိတော့ဘူး။အမောင်ရိပ်တွေတန်းစားပြူလာပြီးဖြစ်တာကြောင့်နောက်တနေ့မနက်လင်းတော့မှခုတ်ထိပ်ယူတော့မယ်လို့တွေးတောနေစဉ်အပင်ချေရင်မှာကျနေတဲ့အရာကိုတွေ့ရတယ်။ပကလန်ဘာဖြစ်လာလဲ။အာကလန်ကမေးလိုက်တယ်။ငါ့ကိုပိုးထိလိုက်တယ်။စောစောအတွေ့ရတေချောင်းမဟုတ်ဘူး။အစိတ်ပြင်းတဲ့မွေးဟောင်းတဲ့တကောင်ပဲ။ငါအသက်ကိုကယ်ပေးကြပါ။အဲ့လိုပြောပြီးတော့ခွေကနေလဲကျသွားတယ်။အဲ့ဒါကြောင့်ကျွန်းနဲ့ပင်နဲ့ဝေးတဲ့နေရာရအောင်တွဲခေါ်လာကြတယ်။ပါကလန်ကတတိယတစ်ချက်မရတစ်ချက်ဖြစ်လာတယ်။ဇာဂရမှာဆေးစရာတယောက်ဖြစ်ပေမဲ့မွေစိတ်ပြေးစေနိုင်တဲ့ဆေးမရှိ။သူကမွေထိတဲ့လူနာကိုအပြင်ကမကောင်းဆိုးရတွေဝင်ရောက်ဘူးကတ်ချင်းမပြုတ်နိုင်စေဖို့စီးနဲ့တားပြီးထားနိုင်တယ်။ပယောကမဝင်နိုင်ပေမဲ့လည်းမွေစိတ်ကပြင်းလာတာကြောင့်ဆေးမကုနိုင်ပါကမကြခင်တင်ရတော့မှဖြစ်တယ်။အာကလန်နဲ့တပါလန်တို့နှစ်ယောက်လည်းဘယ်လိုလုပ်ပြရမှန်းမသိအောင်ဖြစ်နေကြတယ်။သူတို့လည်းဘာမှမတတ်နိုင်ကြတော့ဘူး။နောက်တော့ပါကလန်ကအသက်မရှူတော့ဘဲတဖြည်းဖြည်းငြိမ်ကျသွားလျော်တယ်။ပါကလန်တော့သေပြီထင်တယ်။အာကလန်ကစိတ်မကောင်းစွာနဲ့ရေရွတ်လိုက်တယ်။တပါလန်မှလည်းကြည့်ုံသာကြည့်နေပြီးဘာမှမတတ်နိုင်ဘူး။သူသေပြီထင်တယ်။ဆရာမပါတဲ့ဆေးတွေနဲ့ကုပေးလို့မရဘူးလား။တပါလန်ကမေးလိုက်တယ်။ငါမှရှိတဲ့ဆေးတွေကအိမ်မှာကျန်ခဲ့တယ်။ကျွန်တော်တို့3ယောက်ဆရာနဲ့လိုက်လာတာမှားတာပဲ။ကိုယ်တင်ရင်ကိုတူးသလိုဖြစ်နေတယ်။ငါလည်းစိတ်မကောင်းပါဘူးကွာ။ဒီနေရာတွေကကျန်နေဆရာပညာလောက်နဲ့ဘာမှလုပ်လို့မရဘူး။ဆရာလိုချင်တဲ့ကျွန်းနဲ့သားရဖို့အသားထားကြွေကြနေတဲ့တရွက်တရက်ကိုတော့ကောက်ယူသွားလို့မရဘူး။အာဂလန်ကဒေါသဖြစ်နေတဲ့အတန်နဲ့ပြောလိုက်တယ်။ဇာဂရကဘာမှပြန်မပြောဘူး။အဲ့ဒီကဂျပါလန်ကပြောတယ်။ဒီနေရာမှာကျွန်းနဲ့ပင်ရှိလို့ကျွန်းနဲ့တော်လို့ခေါ်တယ်။ဘလူးမောင်နှမရှိတယ်။ဘလူးဆောင်တဲ့ကျွန်းနဲ့တော်လို့ဒေသခံတွေကနာမည်ပေးထားကြတယ်။ဒီနေရာမှာစောင့်တဲ့ဘလူးမောင်နှမကျန်းနေအမှားရွေးမခံဘူး။ဂျပါလန်ကပြောတော့ဇာဂရကနားထောင်နေတယ်။ဒါကိုသိလို့ဒီနေရာကိုရောက်ကြတဲ့မိုင်းတုံတောင်ပိုင်းဖိုးဖိုးကြီးကိုလည်းတောင်းပန်ထားတယ်။ဘလူးမောင်နှမကိုလည်းအမှားရွေးရှင်ခွင့်လွှတ်ပေးဖို့တောင်းပန်ထားတယ်။ဒါကြောင့်အားလုံးမသိတာမဟုတ်ရင်တယောက်မှအသက်ရှင်မထင်ဘူးတပါလန်ကစိတ်မကောင်းဖြစ်နေတာကြောင့်စိတ်แท้ရှိတဲ့အတိုင်းပြောနေတယ်ဇာဂရာကငြိမ်သက်နေတဲ့အခါပါကလန်ကိုစိတ်မကောင်းစွာကြည့်နေရုံကတပါတခြားမတက်နိုင်ပဲရှိနေတယ်ပါကလန်ရဲ့တကူလုံးမှာအစိတ်တွေပြန့်နှံ့နေပြီဖြစ်ရာပြာနှန်းစွာပြုတ်လာပြီအသက်ရှင်မှုအခွင့်အလမ်းမရှိတော့ဘူးအာကလန်နဲ့တပါလန်တို့ကတော့သူတို့ရဲ့ဒလိဒလိုင်းတောပိုင်တောင်းပိုင်းတွေကိုတောင်းပန်ခြင်းမိုင်းတုံတောင်းပိုင်းဖိုးဖိုးကြီးကိုတောင်းပန်ခြင်းကျုံးနဲ့ပင်တို့ကိုစောင့်ရှောက်ပေးနေတဲ့ဘလူးမောင်နှမကိုတောင်းပန်ခြင်းစတာတွေကိုပြုလုပ်နေတယ်အချိန်ကညဥပိုင်းကျော်လာပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ဝိုင်းမှာအမောင်ရိပ်တွေကဖုံးလွှမ်းစပြုလာပြီညနေပိုင်းရောက်လာတော့တရွတ်တွေပေါ်ကိုတဖြောက်ဖြောက်နဲ့နေဆက်ကြတဲ့တွေနေရအနှံ့ကနေပေါ်ထွက်လာတယ်အချိန်ကညဥပိုင်းကျော်လာပြီနေကြတဲ့တို့ကလည်းပုံများလာတယ်ပတ်ဝန်းကျင်တစ်ဝိုင်းမှာတရွတ်တွေပေါ်ကိုနှင်းကြတဲ့တွေကအဆက်မပြတ်ပေါ်ထွက်နေတယ်တဖြောက်ဖြောက်နဲ့မိုးရိပ်ဆက်တွေကျသလိုအတန်တွေကိုကြားနေရခြင်းဖြစ်တယ်အာဂလန်တို့ကအဲ့နေရာမှာရှိတဲ့ကိုပေါက်တစ်ပေါက်အတွင်းကိုရောက်နေကြခြင်းဖြစ်တယ်။ပါကလန်ကအသက်မရှိတော့သလိုငြိမ်သက်နေပြီ။အဲ့ဒီအခါအပြင်ကရှောက်လာတဲ့ခြေတံကိုကြားရတယ်။ပထမတော့နှင်းကြနေရဲ့အတန်လို့ထင်ပေမဲ့နှင်းကြတယ်မဟုတ်တော်ထဲမှာလူဓမ္မမဟုတ်တရားတကောင်ရှောက်လာတဲ့ခြေတံမျိုးဖြစ်တယ်။အာကလန်တို့ကနားဆွင့်လိုက်တယ်။ခြေတံကတရားတကောင်ရဲ့ခြေတံမျိုးမဟုတ်ဘူး။လူတစ်ယောက်ရှောက်လာတဲ့ခြေတံဖြစ်တယ်။ခဏကြာတော့ကိုပေါဝကိုလူတစ်ယောက်ရောက်လာတယ်။ကိုပေါ်မှာတကူလုံးနှင်းတွေတင်နေတာကြောင့်ဘသူပဲမှမသိရကိုထဲမှာမီးဖို့ထားတာကြောင့်မီးရောင်ကားရှိနေတယ်။ရက်နေသူကအဖိုးအိုတယောက်ဖြစ်တယ်။ခဏကြာမှအာကလန်မှတ်မိသွားတယ်။တခြားလူမဟုတ်ဘူး။သူတို့ကိုကျိုးနဲ့ပင်ကြီးရှိတဲ့နေရာဘက်ကိုလမ်းညွှန်ပေးခဲ့တဲ့အဖိုးအိုပဲဖြစ်တယ်။မင်းတို့ရဲ့လူတယောက်ပိုးထိခံထားရတယ်မဟုတ်လား။တဲဘဝရောက်တော့အဖိုးကြီးကမေးတယ်။ဟုတ်ပါတယ်အဖ။အာကလန်ကပြန်ပြောလိုက်တယ်။အချိန်နေဘယ်လိုရှိသလဲ။အသက်မရှိတော့ဘူးလို့တော့ထင်တာပါပဲ။မင်းတို့ခေါ်လာတဲ့စိတ်စီဟာအသက်ရှင်အောင်ကိုမပေးနိုင်ဘူးလား။အဲ့လိုမေးတော့ဘာပြန်ပြောမှမသိတာကြောင့်ငြိမ်နေကြလေတယ်။ဇာဂရကလည်းအဲ့ဒီအဖိုးကြီးကိုမျက်လုံးအပြူသားနဲ့လှမ်းကြည့်နေပေမဲ့လည်းဘာမှပြန်မပြောပေ။လူနာကိုငါခဏဝင်ကြည့်ပေမဲ့ဝင်ခဲ့ပါအဖ။အဲ့ဒီလိုပြောတော့အဖိုးကြီးကသူကင်လာတဲ့တံဝေးကိုဂူပေါက်မှာထောင်ထားခဲ့ပြီးတော့ဂူတွင်းကိုဝင်လာလေတယ်။ခေါင်းပေါ်မှာရောကိုယ်ပေါ်မှာပါနှင်းတွေတင်နေတာကြောင့်အတွင်းရောက်မှတက်ပြီးတော့ဖဲချလိုက်တယ်။
နောက်တော့မလုံမရှက်ငြိမ်သက်နေတဲ့ပါကလန်ရဲ့အနားကိုသွားပြီးတော့ကြည့်တယ်ရေခွက်ထဲကိုရေထည့်ပြီးယူလာခဲ့အဲ့လိုပြောတာကြောင့်ပါကလန်ကစလုံးထဲကိုရေထည့်ပေးလိုက်လေတယ်အဖိုးကြီးကသူ့စီမှာပါလာတဲ့တရွက်ကိုမွေဆွဲထိထားတဲ့နေရာကိုတင်ပြီးတော့လက်တစ်ဖက်နဲ့အုပ်ပြီးပါးစပ်မတစ်စုံတစ်ခုကိုရွတ်ဆိုနေလေတော့တယ်အာကလန်တို့ကစိတ်ဝင်စားစွာနဲ့ကြည့်နေကြလေတော့တယ်ခဏကြာမှတရွက်ကိုရေစလုံးထဲကိုထည့်လိုက်ရာရေကအနက်ရောင်ပြောင်းသွားတယ်လက်မထိထားတဲ့အဆွေရနှစ်ပေါက်မှအမဲရောင်အစိတ်ရည်တွေစိမ့်ထွက်လာလေတယ်အဖိုးကြီးက3-4ချိန်လောက်အစိတ်တွေကိုတရွက်နဲ့ဆုပ်ယူပြီးထည့်လိုက်တဲ့အခါမှာတော့အစိတ်တွေမထွက်တော့ဘဲတန်ရာမှသွေးတွေစိမ့်ထွက်လာတယ်အဖိုးကြီးကတရွက်ကိုတနေရာမှာတင်ထားလိုက်ပြီးတစုံတစ်ခုကိုပြောဆိုရေရွက်လိုက်တဲ့အခါမှာတော့အပြင်ဘက်မှာအဖြူရောင်ပုံရိပ်တစ်ခုကိုအတွင်းကိုဝင်လာတယ်နင်းသားအယောင်လိုဖြူဖွေးနေတဲ့ဝိညာဉ်ပုံရိပ်ဖြစ်တယ်အဲ့ဒီပုံရိပ်ဝင်လာတော့အဖိုးကြီးကငြိမ်သက်နေတဲ့ပါကလန်ရဲ့ကိုယ်ထဲကိုပြန်ဝင်ဖို့လက်ညှိုးထိုးပြတဲ့အခါတဖြည်းဖြည်းပြန်ဝင်သွားရာခဏကြာတော့ပျောက်သွားလေတယ်မရှိမနှောင်းပါပဲငြိမ်သက်နေတဲ့ပါကလန်ကအနှဲငယ်လှုပ်ရှားလာပြီးတော့ညညွတ်တဲ့အချို့ပေါ်လာလေတော့တယ်အဲ့ဒီချိန်လေးကိုမြင်တဲ့အခါမှာတော့အဖော်နှစ်ယောက်ပြစ်တဲ့အာကလန်နဲ့ပါကလန်တို့ကများစွာဝမ်းသာသွားကြတယ်ဆာဂရာကအဲ့ဒီအချိန်လေးကိုစိတ်မဝင်စားပဲကြောက်တုံးပေါ်မှာတင်ထားတဲ့တရွက်ကိုသာစိတ်ဝင်စားနေဟန်ရှိတယ်နောက်တော့အဖိုးကြီးကနေရာကနေထားပြီးတော့ဂူပေါဝကိုပြန်ထွက်သွားရာအာကလန်ကနောက်ကနေလိုက်သွားလေတော့တယ်ဂူပေါဝရောက်သွားတော့မှမေးလေတယ်ခုလိုလာပြီးအသက်ကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖကဘာသူပါလဲငါကမိုင်းတုံတောင်မှာပဲအမြဲနေတယ်အဲဒါကြောင့်မိုင်းတုံတောင်ဘိုးကိုတယောက်လိုပဲမှတ်ထားပေါ့အဲ့လိုပြောပြီးတော့ဂူပေါဝမှာထောင်ထားတဲ့တောင်ဝေးကိုပြန်ယူပြီးတော့နှင်းတော့အတွင်းကိုပြန်သွားလေတော့တယ်ကိုထဲမှာကြံနေခဲ့တဲ့ဆာဂရာကအဖိုးကိုတင်ထားခဲ့တဲ့အစိမ်းထုတ်တဲ့တရွက်ကိုယူဖို့အနားကိုသွားကြည့်တဲ့အခါတရွက်ကိုမတွေ့ရပဲအဲ့ဒီနေရာမှာခွေနေတဲ့ငွေတကောင်ကိုသာတွေ့ရတာကြောင့်မျက်လုံးပြူသွားလေတယ်အတန်ကြာတဲ့အခါမှာတော့ပါကလန်ကခန္ဓာကိုယ်ထဲရောက်နေတဲ့အစိတ်တွေမရှိတော့တာကြောင့်တတိပြန်ရပြီးထထိုင်လာတယ်ပါကလန်မင်းအခုလိုအသက်ပြန်ရှင်လာတာငါတို့ဝမ်းသာပါတယ်ကွာအာကလန်ကပြောတယ်ငါ့ကိုဘယ်သူဆေးကုပေးရလဲဆရာဆာဂရကုပေးရလားမဟုတ်ဘူးအဖိုးကြီးတယောက်ရောက်လာပြီးကုပေးသွားလို့မင်းအသက်ပြန်ရှင်လာတာအဲ့ဒီစကားကြားတဲ့အခါပါကလန်ကအတော်ကြာအောင်စဉ်းစားနေပြီးမှငါတတိနမိနေတော့အဖိုးကြီးတယောက်ကိုတွေ့လို့မေးကြည့်တော့မိုင်းတော်ဖိုးဖိုးကြီးလို့ပြောတယ်ငါတို့ကျွန်းနဲ့ပင်ရှိတဲ့နေရာပြောတဲ့အဖိုးကြီးနဲ့တူတယ်အဲ့ဒီလိုပြောတယ်သူတို့3ယောက်မှမိုင်းတုံတောင်ဖိုးဖိုးကြီးကိုပူဇော်မှုတွေမလုပ်နိုင်ပေမဲ့အဲ့ဒီနေရာရောက်တာနဲ့တိုင်တယ်ဆူတောင်းမှုတွေပြုလုပ်ကြတာကြောင့်အခုလိုအသက်ဘေးအန္တရာယ်နဲ့ကြုံတဲ့အခါလာရောက်ကဲတင်ပေးတယ်လို့ထင်နေကြတယ်နောက်တနေ့မနက်ပိုင်းအချိန်ရောက်တော့ပါကလန်မအချိန်ကြီးပြန်ကောင်းလာပြီဖြစ်တာကြောင့်ကျွန်းနဲ့ပင်ရှိရာကိုတစ်ခေါက်သွားဖို့ပြင်ကြတယ်အာကလန်တို့3ယောက်ကအဲ့ဒီနေရာကိုတစ်ခေါက်ပြန်မသွားကြကြပြီဒါပေမဲ့လည်းနေခဲ့ဖို့လည်းမတင်တာကြောင့်ဆာဂရာရဲ့နောက်ကနေလိုက်သွားကြတယ်ကျွန်းနဲ့ပင်ကြီးရှိတဲ့နေရာမရောက်ခင်မှာပဲတောဆက်မှလူတစ်ယောက်ထွက်လာတယ်အရန်မောင်ကောင်းလာတယ်လို့ကိုလုံးကိုတွေကလည်းထွားကြိုင်နေလူတစ်ယောက်လိုသာဆိုရပေမဲ့လူတစ်ယောက်ရဲ့မျက်နှာနဲ့မတူပဲဘလူးတစ်ကောင်လိုကြောက်စရာကောင်းတဲ့မျက်နှာမျိုးဖြစ်တယ်ဆာဂရာကအဲ့ဒီလူကိုမြင်ရုံနဲ့တာမန်မဟုတ်မှန်သဘောပေါက်တာကြောင့်မေးလိုက်တယ်မင်းမတူလေငါနာမည်ကဒေဝရက်ခလို့ခေါ်တယ်ငါကဒီကျွန်းနဲ့ပင်ကြီးကိုစောင့်ရှောက်ပေးနေရဲ့သူပဲအဲ့လိုအတန်ခတ်အော်နဲ့ပြောတာကြောင့်ကျွန်းနဲ့ပင်ဆောင်ဘလူးနဲ့တွေ့နေရတာမှန်သိရပြီးတော့တယ်တခြားမဟုတ်ပြီတနေရာမှာပဲကြနေတဲ့တစ်ကိုင်းကြောင်တစ်ခုကိုတွေ့ရခြင်းပဲဖြစ်တယ်အရွယ်အစားကလက်မောင်းလုံးလောက်ရှိပြီးတော့အလျားက400လောက်ရှိတယ်ကျွန်းနဲ့သားဖြစ်ပြီးတော့အယုတ်ပြုလုပ်ပါကရနိုင်လောက်တဲ့အနေအထားရှိတာကြောင့်ဆာဂရာကအဲ့ဒီတစ်ကိုင်းကိုအကောက်ကိုင်းရပါကလန်ကသွားပြီးကောက်တယ်ဒါပေမဲ့သူနာမရောက်ခင်မှာပဲအဲ့ဒီတစ်ကိုင်းကတနေရာကိုရွှေ့သွားတယ်ပါကလန်ကနောက်ကလိုက်သွားပြီးကောက်ပြီးမယ်လည်းမရပြီတစ်ကိုင်းကြောက်ကအသက်ရှိနေတဲ့တရဝါတကောင်လိုတနေရာပြီးတနေရာကိုရွှေ့သွားရပါကလန်ကနောက်ကနေလိုက်ဆွဲရတနေရာရောက်မှအဲ့ဒီတစ်ကိုင်းကိုကိုင်းမိတာကြောင့်ကောက်ယူလိုက်တယ်ပါကလန်ရဲ့လက်ထဲရောက်မှတစ်ကိုင်းကြောင့်မှအဲ့လိုအတန်ခတ်အော်နဲ့ပြောတာကြောင့်ကျွန်းနဲ့ပင်စာဘလူးနဲ့တွေ့နေရတာမှန်သိရနေတော့တယ်ငါတို့ကကျွန်းနဲ့သားလိုချင်လို့လာတာငါတို့ကျွန်းနဲ့သားယူခွင့်ပေးပါဒီတစ်ပင်ကကျွန်းနဲ့သားကိုဘယ်သူမှယူခွင့်မပေးဘူးဒီလိုယူဖို့မပြောနဲ့အပင်သားကိုကြိုင်တော့ငါတို့ကတတ်ခွင့်ရှိတယ်အခုမင်းတို့ရောက်နေတဲ့နေရာကျွန်းနဲ့ပင်အရေးကြနေတဲ့နေရာဖြစ်နေတော့ငါနယ်နိမိတ်ထဲရောက်နေတယ်အဲ့လိုပြောတော့ဇာဂရာတို့ကမျက်လုံးပြူသွားကြတယ်ငါနယ်နိမိတ်ထဲဝင်လာရင်လူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်တတ်လို့ရတယ်မင်းတို့အခုမတက်သေးတာမိုင်းတုံတာဖိုးဖိုးကြီးကပြောထားလို့မတက်တာအဲ့ဒီစကားကြားမှာစိတ်သက်သာရကြပြီးတက်ပြင်းချနိုင်ကြပြီတော့တယ်မင်းတို့အစီရင်လှုပ်ချင်လို့ကျွန်းနဲ့သားလို့ချင်းတင်းတလောက်ငါပေးလိုက်မယ်ဒါပေမဲ့ငါခိုင်းတာကိုလည်းလုပ်ပေးရမယ်ဘာလုပ်ပေးရမှာလဲရွာပြန်ရောက်ရင်ဒီကျွန်းနဲ့သားကိုဘလူးရုပ်ထုလုပ်ပြီးအသက်သွင်းပေးပါပိုးတဲ့ကျွန်းနဲ့သားတွေကိုတော့မင်းတို့ကြိုက်တာအသုံးပြုခွင့်ပေးမယ်အဲ့ဒီစကားကြားတဲ့အခါဇာဂရာကအတော်ကြောင်စဉ်းစားနေတယ်သူကအောက်လန်းဆရာတယောက်ဖြစ်တာကြောင့်ဘူတာဝဟနာလို့ခေါ်တဲ့လူတွေကိုဖုတ်သွင်းတဲ့ပညာတနည်းပြောရရင်အသက်သွင်းတဲ့ပညာတော့တက်ကြွနေအသက်မရှိတော့တဲ့အလောင်းဒါမှမဟုတ်အသက်မရှိတဲ့ရုပ်ထုအတွင်းကိုမကောင်းဆိုးဝါးရဲ့ဝိညာဉ်ကိုသွင်းပေးတဲ့ပညာကအောက်လန်းပညာမှာပါဝင်ပြီးအောင်ဇာဂရာကလည်းအဲ့ဒီပညာကိုတက်မြောက်တယ်အဲ့ဒါကြောင့်အဲ့ဒီဒေသမှာဒ
ဒီဝါရက်ခပြောတာကိုအလွယ်တကူပင်လက်ခံပေးလိုက်တယ်ကောင်းပြီမင်းပြောတဲ့အတိုင်းငါလုပ်ပေးမယ်ငါ့ကိုကျွန်းနဲ့သားပေးပါမင်းကတိတီပါစေအဲ့လိုပြောပြီးနောက်ဒီဝါရက်ခကကျွန်းနဲ့ပင်ရှိရာကိုရှောက်သွားတယ်ဇာဂရာကို၄ယောက်ကနေရာမှပင်စောင့်နေကြတယ်စိတ်ထဲမှာလည်းဟုတ်မှဟုတ်ပါမလားမကြခင်မှာဘလို့အနေနဲ့များတွေ့ရလိမ့်မလဲဆိုပြီးတော့လေစိုးရိမ်နေကြတယ်အတန်ကြာတဲ့အခါတော့အတွင်မှာဒီဝါရက်ခပြန်ထွက်လာတယ်သူ့လက်ထဲမှာပေါင်လုံးအရွယ်လောက်ရှိတဲ့ကျွန်းနဲ့တုံတုံပါလာတယ်အလျာ4000လောက်ရှိတယ်အသားကမိသွေးတုံးလိုနှက်မောင်နေတယ်ရော့ဒါကမင်းတို့လိုချင်တဲ့ကျွန်းနဲ့တုံပဲဂတိပေးထားခဲ့တဲ့အတိုင်းဘလူရုပ်ထုအရင်ထုပြီးမှတခြားရုပ်ထုတွေကိုထုလုပ်ပါအဲ့လိုပြောပြီးကျွန်းနဲ့တုံကိုဇာဂရရဲ့လက်ကိုပေးထားခဲ့ပြီးတော့တော်တဲ့ကိုပြန်ဝင်သွားလေတော့တယ်ဇာဂရတို့လည်းလိုချင်တဲ့ကျွန်းနဲ့သားကိုရပြီဖြစ်တာကြောင့်ရွာကိုပြန်လာကြတယ်ကျွန်းနဲ့တုံကိုတခြားသူတွေမမြင်စေဖို့အဝင်းနဲ့ပတ်ပြီးယူခဲ့ကြတယ်ရွာပြန်ရောက်တော့အာဂလန်တို့လည်းသူတို့နေအိမ်တွေကိုပြန်သွားကြတယ်နောက်ရက်တွေမှာဇာဂရတယောက်အတော်ပင်အလောက်ရှုံနေလေတယ်လွှာတာဆူဆောက်စားတဲ့ကရိယာတို့နဲ့ဘလူးရုပ်ထုတစ်ခုကိုစ조사ပြီးတော့ထုလုံနေလေတယ်သူရဲ့အိမ်မှာရုပ်ထုမျိုးစုံရှိရာအဲ့ဒီထဲမှာကြောက်စရာအကောင်ဆုံးဘလူးရုပ်ထုတစ်ခုကိုယူပြီးတော့အဲ့ဒီရုပ်ထုနဲ့တူအောင်ထုလုံနေခြင်းဖြစ်တယ်ရခင်ကပဲအစီရင်ရုပ်ထုမျိုးစုံတို့ကိုကိုယ်တိုင်ထုလုံနေရဘလူးရုပ်ထုပြုလုပ်ဖို့အတွက်သူ့အဖို့မခက်လာပြီရအတန်းကြတဲ့အခါဘလူးရုပ်ထုထုလုပ်ပေးခြင်းကပြီးသွားပြီရုပ်ထုကတပေလောက်ရှိပြီးတော့အနက်ရောင်တောက်ပါလျက်ရှိတယ်ထုလုပ်ထားပုံကလက်ရမြောင်းလာတာကြောင့်ကြောက်စရာကောင်းတဲ့ပုံစံမျိုးရှိပြီးတော့အသက်ဝင်နေသလိုထင်ရတယ်မျက်လုံးနေရာမှာအနီရောင်ကြောက်ပွင့်ကလေးတွေထည့်ထားတာကြောင့်အယောင်တစ်ဖြက်ဖြက်တောက်ပါလျက်ရှိတယ်အဲ့ဒါလိုပြုလုပ်ပြီးမှတင့်တော်တဲ့အချိန်မှာဘလူးရုပ်ထုကိုအသက်သွင်းပေးလိုက်တယ်အသက်သွင်းပေးပြီးတဲ့နောက်မှာတော့မျက်လုံးတစ်ဖက်မှာတက်ဆင်ထားတဲ့ကြောက်တွေကအနီရောင်တွေလင်းလက်လာတယ်အသက်ဝင်နေတဲ့သဘောပဲဖြစ်တယ်ဘလူးရုပ်ထုလည်းထုတ်ပြီးပြီအသက်သွင်းတဲ့ကိစ္စလည်းပြီးပြီဘာကြောင့်ဒီလိုလောက်ခိုင်းတာလဲမသိဘူးဘာပဲဖြစ်ဖြစ်ငါလုပ်ပေးရမယ့်ကိစ္စကတင်းညပြီးပြီကြံနေတဲ့ကျွန်းနဲ့သားတွေကိုငါသဘောကျတဲ့အစီရင်ရုပ်ထုတွေထုလုပ်ရမယ်အဲ့လိုတွေးတောပြီးတော့ရုပ်ထုကိုတင့်တော်တဲ့နေရာမှာထားပြီးတော့အိယာဝင်လေတယ်ဇာဂရာအိပ်ပျော်သွားစဉ်သူတင်ထားတဲ့ဘလူးရုပ်ထုကအသက်ဝင်လာတယ်လှုပ်ရှားလာတယ်နောက်တော့စင်မော်ကနေအောက်ကိုဆင်းလိုက်တယ်အောက်ကိုရောက်တဲ့အခါတပေလောက်ရှိတဲ့ရုပ်ထုကအသွင်ပြောင်းပြီးတော့တာမန်လူတစ်ယောက်ရဲ့အရွယ်အစားဖြစ်လာတယ်ဒီကုလုံးမှာအမွှေးမြင်တွေဖုံးပြီးတော့ပါးစပ်မအဆွဲတွေကအပြင်ကိုငေါထွက်နေတယ်မျက်လုံးနှလုံးကလည်းနှီးရဲနေတယ်တက်ရှိဘလူးတစ်ကောင်လုံးအသက်ဝင်လာတဲ့ရုပ်ထုကဇာဂရာအိတ်နေတဲ့နေရာကိုရှောက်လာပြီးအနားရောက်တဲ့အခါရက်ပြီးတော့ငုံကြည့်နေတယ်အဲ့ဒီဘလူးကအတန်ကြာတော့အိမ်မော်ကဆင်းပြီးတော့အပြင်ကိုထွက်သွားလေတယ်ဇာဂရာကအိပ်ပျော်နေရကနေတအိမ်လုံးတိတ်ငနေဖြစ်သွားပြီးခြေတလူလိုကြားရတာကြောင့်ပြန်နိုးလာပြီးကြည့်တော့လေဘာမှမတွေ့ရဘူးသူရဲ့စိတ်ထဲမှာမသိငါတာကြောင့်ဘလူးရုပ်ထုထားတဲ့နေရာကိုသွားကြည့်တဲ့အခါသူတင်ထားတဲ့ရုပ်ထုကိုမတွေ့ရတော့ဘူးအချိန်ကညဥ်ပိုင်းကျော်လာပြီကန်တာတရွာလုံးအမောင်တို့အောက်ကိုရောက်နေတယ်တရွာလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိတယ်အတန်ကြာတော့ရွာဘက်မှာခွေးဥတန်ခွေးဟောင်တန်တွေအဆက်မပြတ်ပေါ်ထွက်လာတယ်မရှိမနှောင်းမှာပဲကြောက်လန့်တကြားနဲ့စူစူဝါးဝါအော်တန်တွေကြားရတယ်ယောက်ျားမိန်းမတွေရဲ့အော်တန်တွေဖြစ်တယ်အတန်ကြာတော့မှခွေးဟောင်တန်ခွေးဥတန်တွေရောလူအော်တန်တွေပါပြန်လဲတိတ်ဆိတ်သွားတယ်ဇာဂရာလည်းထွေးထွေးထူးထူးတွေးတော့မနေတော့ပဲအိယာကိုဝင်ပြီးတော့ပြန်အိတ်လေတယ်နောက်တနေ့အိယာကနိုးလာတော့စင်မော်ကိုလှမ်းကြည့်ရာသူထုလုပ်ထားတဲ့ဘလူးရုပ်ထုကခြေရလက်ရမပြတ်စင်မော်ကိုပြန်ရောက်နေတယ်ဒါပေမဲ့ပါဇက်တစ်ဝိုက်မှာသွေးတွေစွန့်ပိနေတာကိုဇာဂရာတယောက်သတိမပြုတ်ခဲ့မိပြီမော်စာရွာကမှန်ကင်းတောင်မိုင်းတောက်တောင်တို့ရဲ့အနောက်ဘက်မုံမြင့်ဝမ်းမှာတည်ထားတဲ့ရွာကြီးတွေရွာဖြစ်တယ်။အင်ဂျီအသင့်တင်များပြီးတော့ရွာလူကြီးအုပ်ချုပ်တဲ့ရွာဖြစ်တယ်။မော်စာရွာကိုအုပ်ချုပ်နေတဲ့ရွာလူကြီးကဥခုံပရင်ဖြစ်တယ်။အသက်50ကျော်လောက်ရှိပြီးတော့တဘောမနောပြေးဝသူတအုပ်ဖြစ်တယ်။အဲဒီရွာမှာကတူကနန်မျိုးနယ်စုတွေအပြင်အခြားလူမျိုးတို့လည်းလာရောက်နေကြတယ်။ကတူကနန်မှာနာမည်တွဲထားပြီးမယ်လည်းမတူဘူး။ကတူကတသက်ကနန်းကတသက်ဖြစ်တယ်။ဒါပေမဲ့ဘာသာစကားနဲ့တရိုးရဒလိထုံးစံတို့ကတော့တိတ်မကွာလှပြီးအဲ့ဒီဒေသမှာအဲ့ဒီမျိုးနယ်စုနှစ်ခုကအများစုနေထိုင်ကြတာကြောင့်ကတူကနန်ဒေသလို့ပဲပေါင်းပြီးခေါ်ခြင်းဖြစ်တယ်။ဒါအပြင်မြန်မာချင်းနာဂနဲ့ရှမ်းလူမျိုးတို့လည်းရောနှောပြီးနေကြတယ်။ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူများတာကြောင့်ဘုန်းကြီးကျောင်းနဲ့ဖျားစီတွေရှိတယ်။အဲ့ဒါအပြင်နတ်နဲ့ဆုံးကဝေယုံကြည်မှုတွေလည်းရှိတယ်။အဲ့ဒီဒေသမှာနတ်ဆရာဘေးဒင်းဆရာနဲ့ဈေးဆရာတို့လည်းရှိရာရွာသူရွာသားတွေကအလေးထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဘုံတော်ကြီးပြီးပါကနတ်ဆရာဆေးဆရာနဲ့ဘေးရင်ဆရာတို့ကအရေးပါအရာရောက်သူတွေဖြစ်တယ်။အခြားယုံကြည်မှုတွေလည်းရှိနေသေးတယ်။နတ်ကိုယုံကြည်ကိုးကွယ်သူတွေများတာကြောင့်အဲ့ဒီဒေသမှာစောတက်မော်တက်တို့နဲ့လူကိုပြုစားနိုင်တယ်လို့လည်းခံယူထားကြတယ်။စောတက်ကဝေအတက်မော်တက်တို့ကိုမော်ဆရာတို့ကကုသပေးနိုင်တယ်။အဲ့ဒီဒေသမှာအထက်ကိုင်းအလဲကိုင်းအောက်ကိုင်းဆိုပြီးတော့မော်ဆရာ၃မျိုးလည်းရှိတယ်။နတ်ဆရာနဲ့မော်ဆရာတို့ရဲ့အိမ်မှာစေကွန်းအင်ဂျီတစ်လုံးထားပြီးတော့ရုပ်ထုမျိုးစုံတို့ကိုလည်းစင်မြင့်တင်ထားကြတယ်။အုံနဲ့ငပြောနဲ့ကတော့ဝဲတင်ထားတယ်။ဆေးရုံနဲ့ဆေးချိန်လုံးထားတဲ့နေရာမှာကတော့ဝဲတဝဲသက်ဆိုင်ရာနေရုပ်တွေမှာကတော့ဝဲတဝဲတင်ထားပြီးဆရာကြီးနေတဲ့အိမ်မှာလည်းအခြားအိမ်တွေနဲ့မတူစေဖို့အဆောင်ရောင်တို့နဲ့မုံမှန်ပြုတ်လောက်ထားလေတယ်။မော်စာရွာမှာမော်ဆရာတယောက်နဲ့ဆေးဆရာကြီးတယောက်ရှိတယ်။မော်စာရွာက
ရွာနောက်ဘက်ပြားမှာနေပြီးတော့နာမည်မှာဇာလာဟီဖြစ်ပြီးတော့အသက်အရွယ်က60ကျော်အရွယ်ကရှိတယ်။သူဟာပြူစားတတ်တာကြောင့်တရွာလုံးကကြောက်ရွံ့လေးစားကြရတယ်။ရွာရှိပိုင်းဘက်မှာတော့ဆေးစရာကြီးတယောက်နေပြီးနာမည်ကဥပန်ကောင်ဖြစ်ကအသက်အရွယ်က90ကျော်အရွယ်ကရှိတယ်။ဥပန်ကောင်ကဆေးပညာအပြင်ဓာတ်ပညာပါကျွမ်းကျင်သူဖြစ်တယ်။ဥပန်ကောင်ကယောဂမျိုးစုံတို့ကိုပျောက်ကင်းတက်တာအောင်ပြုလုပ်ပေးနိုင်တာကြောင့်တရွာလုံးကသူ့ကိုလေးစားပြီးအားကိုးမှုလည်းရှိကြတယ်။မော်စာရွာမှာဆရာကြီးဥပန်ကောင်နဲ့ခင်မင်းရင်းနေတဲ့မိသားစုတစုရှိတယ်။တခြားမဟုတ်ပါချင်းနီမောင်တို့မိသားစုပဲဖြစ်တယ်။နီမောင်တို့မိသားစုကဆရာကြီးဥပန်ကောင်နဲ့အတူမော်စာရွာကိုရောက်နေကြတာနှစ်အတော်ကြာပြီဖြစ်တယ်။နီမောင်ကအသက်25နှစ်အရွယ်ရှိတဲ့မြန်မာလူရွယ်တစ်ယောက်ပဲဖြစ်တယ်။မိဘတွေကဥပရှိန်နဲ့ဒေါ်ကျင်မီတို့ဖြစ်ပြီးတော့နှစ်ယောက်စလုံးကအသက်50ကျော်အရွယ်ရှိကြတယ်။နီမောင်မှာညီတယောက်ညီမတယောက်တို့ရှိကြပြီးညီဖြစ်သူရင်မောင်က22နှစ်ညီမဖြစ်သူနှင်းမီကအသက်အရွယ်19နှစ်လောက်သာရှိသေးတယ်။မော်စာရွာမှာနီမောင်တို့ပိုင်တဲ့လယ်မြေတွေနဲ့တီးနှံစိုက်ခင်းတွေရှိတယ်။လယ်မြေမှာစံစဘာကိုအဓိကထားပြီးတော့စိုက်ပျိုးခြင်းဖြင့်အချို့နေရာတွေမှာလက်ဖက်စိုက်ခင်းတွေလည်းရှိတယ်။ကတုကနန်ဒေသမှာတယံဇာတာပေါ်ကျွယ်ဝတဲ့နေရာဒေသဖြစ်တယ်။ကံပါမော်ဟိုင်းနမဆွမ်ဖာမော့ခွင်စီနန်မော်တိတ်မော်ခါကနန်မန်အင်စုစုပေါင်းအဲ့ဒီဆေးရွာကိုမော်ဆေးရွာလို့ခေါ်ဝေါ်ကြတယ်။မော်ဆေးရွာပတ်ဝန်းကျင်မှာစားခြင်းများစွာရှိလေတယ်။စုစုပေါင်းစရင်အရာ900ကျော်ရှိတယ်။ဒါကြောင့်မော်ဆိုတဲ့စကားကရှမ်းဘာသာစကားဖြစ်ပြီးအဓိပ္ပာယ်မှာတယံဇာတပစ္စည်းထွက်ရာဒေသလို့အဓိပ္ပာယ်ရှိတယ်။ဒါ့အပြင်အဲ့ဒီဒေသမှာရေနံထွက်တယ်။ရွှေများစွာထွက်တယ်။မိုင်းတုံတောင်ကျင်းနဲ့မူးမြစ်ဝံဒေသမှာအရေးသွေးကောင်းတဲ့ရွှေများစွာရနိုင်နေ။နီမောင်ကအဖော်2ယောက်နဲ့အတူရွှေရှားပြီးရောင်းတဲ့အလုပ်ကိုလုပ်တယ်။နီမောင်နဲ့လက်တွဲပေါ်2ယောက်တို့ကစော်တီနဲ့ငမဲအောင်တို့ဖြစ်ကြတယ်။သူတို့နှစ်ယောက်ကနေမောင်နဲ့ဆွေမျိုးရင်းချာမတော်ကြပြီမေမြေအကိုအရင်လော်ကင်းမင်းရင်းနေကြတယ်။၃ယောက်စလုံးအသက်အရွယ်ချင်းကမကွာကြပြီ။နေမောင်တို့အိမ်မှာလဲလုပ်ငန်းနဲ့လက်ဖက်ဆက်ပြိုရေးအလုပ်ကိုဥပရှင်ကခေါင်းဆောင်ပြီးရင်မောင်နှင်းမိတို့မောင်နှမ2ယောက်နဲ့အတူလောက်ကန်နေတယ်။နေမောင်ကတစ်ဖက်တစ်လမ်းကနေဝင်ငွေရစီဖို့ရွှေပါဝင်တယံဇာတရှာဖွေရောင်းချတဲ့အလုပ်ကိုလုပ်နေခြင်းဖြစ်တယ်။တရက်မှာမော်စာရွာဘက်ကိုတရင်စိုးတစ်ခုရောက်လာတယ်။ကန်တာရွာဘက်ကတရင်စိုးဖြစ်တယ်။ကန်တာရွာနဲ့မော်စာရွာကလှမ်းကြည့်ရင်မြင်နေရပြီးတော့ဂျားမှလက်တကွက်လောက်သာခြားတယ်။ရွာချင်းမဝေးလားတရင်ကအခြားမဟုတ်ညချိန်ရောက်ပါကခွဲဥတန်ခွဲဟောင်းတန်တွေကြားရပြီးတော့မကြီးမနှောင်းမှာမကောင်းဆိုးဝါးကောင်ကြီးရောက်လာပြီးလူတွေကိုတညတယောက်တက်ဖြတ်စားတောက်နေတယ်ဆိုရင်တရင်မဲ့ဖြစ်တယ်ပထမတော့တိုက်ဆိုင်မှုဖြစ်တယ်လို့ထင်ထားကြတယ်နောက်ပိုင်းမှာရွာသူရွာသားတွေမကြာခဏတည်တဲ့အခါမှာမဟုတ်တော့မှန်သိကြရတယ်ကန်သာရွာသားတွေကအတော်ပင်ထိတ်လန့်ကြောက်ရွံ့နေကြတယ်လူသေးတာများလာတော့မကြွမလွတ်တဲ့မကောင်းဆိုးဝါးတွေတရေတပတ်တွေတဖြည်းဖြည်းများလာတယ်ရွာထဲမှာလူသေးပြောက်များလာတဲ့အခါပြင်ပကမကောင်းဆိုးဝါးတွေကပါဝင်ရောက်လာတယ်မောင်ရိပ်တန်းလာပါကရွာထဲမှာဝင်ထွက်သွားလာနေကြတဲ့မကောင်းဆိုးဝါးတို့ရဲ့ပုံရိပ်တို့ကိုတွေ့မြင်ရတယ်။ဒါကြောင့်နေဝင်ချိန်ရောက်မှာကိုအားလုံးကစိုးရိမ်ကြောက်ရွံ့နေကြတယ်။နေဘက်မှာအပြင်ထွက်ပြီးအလုပ်ထွက်လုပ်ကြသူတို့ကညနေဘက်မှာအလုပ်စောစောသိမ်းပြီးတော့အိမ်အရောက်ပြန်ကြတယ်။နေမဝင်ခင်လှုပ်ရှားရှိတဲ့အလုံမှန်သမျှကိုပြီးအောင်လုပ်ပြီးနေဝင်သွားတာနဲ့တကားပိတ်ခါအိမ်ထဲမှာနေကြတယ်။မောင်သွားတာနဲ့လူတန်းအားလုံးတိတ်ဆိတ်ပြီးမီးအောင်လည်းမှိတ်ထားကြတယ်။ကလေးကိုယ်တိုင်မကြားရတော့ဘူး။အချို့ကအပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်ကြတယ်။အဲဒီလိုကြည့်တဲ့အခါအပြင်ဘက်မှာသွားလာနေတဲ့မမဲတရံတို့ကိုတွေ့ရတယ်။အဲ့ဒီမမဲတရံအချို့ကအိမ်နရံတွေကိုတပုံးပုံးနဲ့လာပုတ်တယ်။တချို့ကအိမ်နံတွေကိုလက်နဲ့ကိုင်ပြီးဆွဲလှုပ်ကြတယ်။တကယ်လို့အိမ်ထဲမှာမနေဝတ်တာကြောင့်အပြင်ကိုထွက်ပြေးတာကိုတွေ့ပါကတက်ဖြတ်ကြတယ်။အချို့ကသူတို့တည်ယူလာတဲ့တစုဝါမြေပုံမှာစိုက်ထားတဲ့မှတ်တိုင်တွေနဲ့အိမ်ကိုထိုးတယ်။အပြင်ဘက်ကနေရိုက်တယ်။တချို့မကောင်းဆိုးဝါးတွေကဖျားလိုက်တွေအလောင်းတင်တဲ့ဝက်ကခေါင်းတလားတို့ကိုတည်ယူလာပြီးတော့အိမ်မော်ပစ်တင်တာတွေအိမ်ဘဝမှာချထားခဲ့တာတွေပြုလုပ်ကြရအဲ့ဒီရွာမှာမနေဝင့်အောင်ဖြစ်နေကြတယ်။ဘလူတကောင်ကလည်းတညကြာနှစ်ညကြာရောက်လာပြီးတော့ရွာသားတွေကိုတပ်ဖြတ်နေပြန်ရအချို့လည်းကန်သားရွာမှာမနေဝင့်ကြရတာကြောင့်အခြားနေရာတွေကိုရွှေ့ပြောင်းသွားကြတယ်။မရွှေ့ပြောင်းနိုင်တဲ့သူတွေကရွာမှာကြံငခဲ့ကြတယ်။အဲ့လိုမရွှေ့ပြောင်းနိုင်မင်းကြံနေတဲ့မိသားစုတွေထဲမှာများလေးတင်တို့မိသားစုလည်းအပါဝင်ဖြစ်တယ်။ကန်သားရွာမှာများလေးတင်တို့မိသားစုနေခဲ့ကြတာနှစ်တော်ကြာခဲ့ပြီဖြစ်တယ်။ညာလေးတင်ကအသက်23နှစ်အရွယ်ကရှိပြီးတော့ချောမောလှပသူတအုပ်ဖြစ်တယ်။သူတို့မိသားစုက9ယောက်ရှိတယ်။မိဘတွေကဥပတင်နဲ့ဒေါ်မြကင်တို့ဖြစ်ပြီးတော့အသက်50ကျော်အရွယ်ရှိတယ်။ဥပတင်တို့ကသားတစ်ယောက်သမီးတစ်ယောက်ဖြစ်ရာသားကြီးဖြစ်သူကရွှေမောင်ဖြစ်တယ်။ရွှေမောင်ကအသက်26နှစ်ရှိပြီးကန်သာရွာမှာဥပတင်တို့မိသားစုကစီးပွားရေးပြည်ဆောင်ကြသူတွေဖြစ်တယ်။လေယာမြေအပြင်သီးနှံဆိုင်တဲ့မြေခွက်တွေလည်းရှိပြီးတော့အိမ်မှာမွေးထားတဲ့နွားနဲ့အခြားတရိတ်ဆန်တွေလည်းရှိတယ်။ဒါအပြင်အဲ့ဒီဒေသတဝိုက်မှာနေထိုင်ကြသူတွေကသူတို့ရှာဖွေရလာတဲ့ရွှေအစရှိတဲ့ပစ္စည်းတွေလာရောက်ရောင်းချရင်တင့်တော်တွေဈေးပေးပြီးတော့ဝယ်ယူထားကြတယ်။ပြီးမှတခြားကရောက်လာတဲ့အယောင်ဝယ်သမားတွေကိုဈေးကောင်းကောင်းနဲ့ပြန်လည်ရောင်းချတယ်။ဒီနည်းနဲ့သူတို့မိသားစုမှာစီးပွားရေးချောင်းနဲ့နေကြခြင်းပဲဖြစ်တယ်။ရခင်ကကန်သာရွာမှာနေရတာဘာပြဿနာမှမရှိခဲ့ပြီ။အခုရက်ပိုင်းရောက်တော့မှမမျှော်လင့်မဲ့ကြောက်စရာကောင်းတဲ့အန်ဒီရီတွေဝင်ရောက်လာခြင်းဖြစ်တယ်။
ညချိန်ရောက်ပါကဘလူးတကောင်နဲ့အခြားတရေတစ်ဖက်မကောင်းဆိုးဝါးတွေရောက်လာပြီးလုံနဲ့တရိတ်ဆန်တို့ကိုတပ်ဖြတ်ခြင်းဒုက္ခပေးခြင်းတွေပြုလုပ်လျက်ရှိရာရွာသူရွာသားတို့ကထိတ်လန့်ကြောက်ရွံ့လျက်ရှိနေကြတယ်။အဲဒီဒုက္ခတွေကိုမြလေးတင်တို့မိသားစုလည်းခံရတယ်။အဲဒီရက်တွေထဲမှာပဲခြံထဲမှာမွေးထားတဲ့နွားတကောင်ကမကောင်းဆိုးဝါးတွေရဲ့လက်ချက်ကြောင့်တေခဲ့ရတယ်။နွားကိုတပ်ဖြတ်ပြီးဝမ်ဘိုက်ကိုဖောက်ပြီးတော့ဦးသေးစားတဲ့ကလေးစားတွေကိုဆွဲထုတ်သွားခြင်းဖြစ်တယ်။ရွာမှာအောက်လန်းစရာဇာကရာရှိပေမဲ့အဲ့ဒီအန်ဒီတွေကိုထိထိရောက်ရောက်ကာကွယ်တားဆီးပေးနိုင်တာမျိုးမရှိမလုံနိုင်တာလားမလုံချင်တာကြောင့်တမင်ရှောင်နေတာလားဆိုတာကိုတော့မသိကြဘူးတရက်မှာတော့မြလေးတင်တို့မိသားစု9ယောက်စုံပြီးတော့တိုင်ပင်ကြတယ်အဖေညတိုင်းရွာထဲကိုတရေတစ်ပတ်တွေနဲ့ဘလူးတကောင်ဝင်လာပြီးလူတွေကိုတတ်တရိတ်ဆန်တွေကိုတတ်နေတယ်ဘလို့လောက်ကြမလဲရင်မြလေးတင်ကမိတယ်ဒီကိစ္စငါလဲတက်နိုင်တဲ့ကိစ္စမျိုးမဟုတ်တော့ဘာမှမလုပ်နိုင်ဘူးဥပတင်ကစေးရန်ရှိကုန်မိကိုတထောင်ထောင်ထွက်အောင်ဖွာနေရင်းကနေပြပြောတယ်အဲ့ဒီအခါရွှေမောင်ကပြောတယ်ဒီရွာမှာရွာလူကြီးရှိတာပဲဒီကိစ္စမျိုးတွေဖြစ်လာရင်တခုခုလုပ်အောင်ပါပေါ့အခုဘာမှမလုပ်သေးဘူးသူကလည်းနှက်စရာတရားမဟုတ်တော့မတက်နိုင်လို့ကြည်နေတာဖြစ်မှာပေါ့ဥပဒေရင်စကားကြတော့ဒေါ်မြခင်ကပါမကျေနပ်တဲ့အတန်နဲ့ပြောတယ်ဒီရွာမှာနှက်စရာဇာကရရှိတယ်လေဒီကိစ္စကသူနဲ့တက်ဆိုင်တာမဟုတ်ဘူးလားသူကရောဘာမှမလုပ်ဘူးလားအဲ့ဒါတော့ငါလည်းမသိဘူးဥပဒေကစိတ်မရှိတော့တဲ့အတန်နဲ့ပြန်ပြောလိုက်တယ်ဒီတိုင်းဆိုရင်ကျမတို့ရောဒီရွာမှာဆက်နေဖို့တင့်မှာမလားတခြားလူတချို့ကလည်းဒီရွာကနေပြောင်းကုန်ကြပြီတကယ်လို့ဒီမှာဆက်နေလို့တခုခုအန်ရဖြစ်လာရင်မကောင်းမြလေးတင်ကပြောတယ်ငါတို့မိသားစုတွေကတခြားသူတွေလိုအိုးတလုံးဖြာတစ်ချက်လက်ပြီးတော့ပြောင်းသွားလို့မှမရတာကြည့်မဲ့လူမရှိရင်တီးနဲ့ဆိုင်ခင်တွေဖြက်စီးတာခံရမှာပေါ့ဥပတင်ကပြောတော့ဒေါ်မြခင်ကတောက်လက်ဆပြောင်းမှုဘက်ဆေးဘောလေးကိုပြန်ချပြီးတော့ဒီုံမကြခဏလာနေတဲ့မောက်ကတော်ရွာမောင်မြတ်တာရဲ့အဖွားစုံကဝေပညာသည်တယောက်လိုသူပြောဖို့တယ်သူ့အကူကြီးတောင်းကြည့်ရင်မကောင်းဘူးလားအဲ့လိုပြောပြီးမြဥပတင်ကထွေးထွေးထူးထူးဘာမှပြန်မပြောပဲစဉ်းစားနေတယ်အတန်ကြာမှစကားတန်ကြားလို့နားထောင်နေတယ်အဖေဟိုဘက်ကမော်စာရွာမှာနေတဲ့ညီမကကျွန်တော်နဲ့ခင်နေသူတို့ရွာမှာစေးကုပေးတာမှအစောတက်တဲ့ဆရာကြီးတယောက်ရှိတယ်အဲ့ဒီဆရာကြီးကိုတောက်ခေါ်ရရင်မကောင်းဘူးလားရွှေမောင်ကပြောတယ်ဒီရွာမှာဖြစ်နေတဲ့ပြဿနာဘလူးနဲ့မကောင်းဆိုးဝါးတွေဝင်ပြီးတော့အနောက်ရှက်ပေးနေတဲ့ပြဿနာဆိုတော့ဒီမိစ္ဆာတွေကိုနိုင်တဲ့ဆရာမျိုးမှဖြစ်မှာမင်းမော်စာရွာဘက်ကိုသွားလိုက်ပါအချိုးချောင်းပြောပြပြီးကုညီတောင်းကြည့်ပေါ့ဥပတင်ကပြောတော့ရွှေမောင်ကခေါင်းညှိပြလိုက်တယ်အဲ့နောက်ဥပတင်နဲ့ဒေါ်မြခင်တို့ကနေရာကထသွားတော့မှမြလေးတင်ကအကူဖြစ်သူရွှေမောင်ကိုမိတယ်နေကညီမောင်နဲ့သိလို့လားသိပါတယ်ငါတို့ရွာကိုတစ်ခေါက်သွားပြီးသူတို့နဲ့သွားတွေ့ရမယ်သူကဒီရွာရောလာဘူးလားအဖေစီမှာရွှေရောင်းမှုတစ်ခါနှစ်ခါလာဘူးတယ်သူတို့လာရင်3ယောက်လာတယ်အဲ့လိုပြောပြီးတော့ရွှေမောင်ကနေရာကနေထားသွားတယ်မြလေးတင်ကအိမ်ကိုရွှေရောင်းမှုလာဘူးတယ်လူရဲ3ယောက်တို့ရဲ့ပုံရိပ်တွေကိုပြန်ပြီးစဉ်းစားကြည့်နေတယ်ဒါပေမဲ့ဝေးဝေးဝါဝါလောက်သာမှတ်မိပြီးတော့တယ်မော်စာရွာမှာရှိတဲ့ရွာလူကြီးဦးခွန်ပါရင်ကမောင်းထုတ်ပြီးခေါ်လာကြောင်ရွာထဲမှာနေသူတွေတအိမ်တယောက်သွားကြရတယ်နီမောင်စောတီငမဲအောင်တို့3ယောက်ကရွာလူကြီးအိမ်ကိုလာတဲ့အခါဆရာကြီးဦးပန်ကောင်းကပါသူတို့နဲ့လိုက်လာတယ်ရွာသားတွေရောက်တော့မှဦးခွန်မရင်ကပြောတယ်အားလုံးခေါ်ရတဲ့ကိစ္စတခြားမဟုတ်ဘူးအခုကန်သားရွာမှာဘလူးနဲ့တရေတပတ်တွေဝင်ပြီးဖြတ်စည်းနေလို့လူအသေးပြောက်တွေရှိနေတယ်အဲ့လိုပြောတော့ငြိမ်သက်စွာနားထောင်နေကြတယ်ညာတိုင်းလည်းလူအသေးပြောက်ရှိနေတယ်ရွာထဲကတေသူရဲ့အလောင်းအတကြိုင်မပို့ရသေးခင်မှာနောက်တစ်ယောက်ကတည်နေပြီအဲ့ဒါတွေကဘလို့ကြောင့်ဖြစ်နေရလဲဆရာကြီးနတ်တွေကိုမကြည့်နဲ့လို့အနောက်ရှက်ပေးနေရများလားဦးခွန်မရင်ကအနားမှာထိုင်နေတဲ့ဆရာကြီးဦးပန်ကောင်းကိုမေးလိုက်တယ်ကျုပ်ထင်ပြောရရင်တော့နတ်တွေအနောက်ရှက်ပေးနေရတော့ဟုတ်မယ်မထင်ဘူးပယောကအနောက်ရှက်တစ်ခုခုဝင်နေတာပဲဖြစ်ရမယ်ဒီတော့ဘလို့ဖြစ်လာနိုင်လဲဆရာကြီးဝင်နေတဲ့ပယောကကိုနိုင်အောင်မနိုင်နေနိုင်ရင်နောက်ထပ်လူနဲ့တရိတ်ဆန်တွေထပ်သေးကြရမှာသိကြတယ်စိတ်မကောင်းကြပါပဲဆရာကြီးရဲ့အဲ့ဒီမကောင်းဆိုးဝါးတွေကဒီရွာဘက်ကိုရောက်လာနိုင်လားဥက္ကမရင်ကစိတ်ပူတဲ့အမူအရာနဲ့မေးလေရာဥပန်ကောင်းကကောင်းငင်ပြလိုက်တယ်ရွာချင်းရမဝေးတော့ဒီရွာဘက်ကအကားကွယ်အသားစုတွေလုံးမထားဘူးဆိုရင်မိစ္ဆာကောင်းတွေကဟိုဘက်ရွာပြီးရင်ဒီဘက်ရွာကိုရောက်လာတော့မှသိကြတယ်အဲ့ဒီစကားကြားတဲ့အခါဥက္ကမရင်သာမကပဲရွာသူရွာသားတွေပါမျက်လုံးပြူသွားကြတယ်တချို့လည်းအတော်ပင်ထိတ်လန့်ကြောက်ရွံ့နေကြတယ်ဒီတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆရာကြီးဟိုဘက်ရွာနဲ့ဒီဘက်ရွာကိုမကောင်းဆိုးဝါးတွေကူးလာလို့မရအောင်လို့စီးတားထားရင်တင်မယ်ဒီကိစ္စကိုဆရာကြီးကပဲခေါင်းဆောင်ပြီးလုပ်ပေးပါရွာထဲမှာရှိတဲ့လူငယ်လူရွယ်တွေကိုလည်းသဘောကျသလိုသာခေါ်ခိုင်းပါလို့ပြောတယ်နောက်တော့ဥပန်ကောင်းကအလောက်သွားတဲ့လူတွေနေဝင်ချိန်မရောက်ခင်ရွာကိုရောက်အောင်ပြန်လာပါကို့အိမ်ပြန်ရောက်ရင်လေအမောင်ရိတ်တန်းတာနဲ့အပြစ်မထွက်တော့ပဲအိမ်တွင်းမှာနေပြီးတော့တကားပိတ်ထားပါအဲ့လိုပြောလိုက်ရအားလုံးကခေါင်းငိမ့်ပြတယ်မကြခင်မှာမကောင်းဆိုးဝါးတွေအနာမကတ်နိုင်နဲ့ပရိတ်ချီပရိတ်ကျိုးတွေအစီရင်ပြုတ်လုပ်ပြီးရနဲ့အိမ်သားကိုပေးထားပါမယ်ကျေးဇူးတင်လိုက်တာဆရာကြီးရေမြန်မြန်သာလုပ်ပေးပါနေရတာအတော်လေးကြောက်နေလို့ပါလို့ပြောကြတယ်နောက်တော့ဥပန်ကောင်းကလည်းနေမောင်တို့3ယောက်ကိုခေါ်ပြီးပြန်လာတယ်နေ့လယ်ဘက်မှာကန်သားရွာနဲ့မော်စာရွာတို့ရွာ2ရွာကြားမှာရှိတဲ့နေကြားနေရာကိုသွားကြည့်ကြတယ်အဲ့ဒီနေရာကရွာ2ရွာရဲ့အလဲနေရာလောက်မှာရှိတယ်အဲ့ဒီလိုကြည့်ပြီးနောက်ရွာတွေကလူအချို့ကိုပါခေါ်ပြီးတော့ပြုလုပ်ဖို့ကိစ္စတွေကိုစတင်နေတယ်အရင်ဆုံးရွာ2ရွာဆက်ကြောင်းအလဲကောင်နေရာကနေစီးတကြောင်တားလိုက်တယ်
ပြီးမှအဲ့ဒီစီးကြောင်အတိုင်းတပေလောက်ကျတဲ့မြောင်းတစ်မြောင်းကိုဖောက်တယ်တရင်ပေါက်ပြားတို့ကိုအသုံးပြုပြီးတော့လူများများနဲ့ဖောက်လုပ်ကြရအောင်နေမဝင်ခင်ပြီးသွားလိမ့်တယ်မြောင်းဖောက်ပြီးရတဲ့ဥပန်ကောင်းကအဲ့ဒီမြောင်းတွေကိုရေလောင်းထည့်တယ်ပြီးမှပရိရည်တွေထပ်ပြီးလောင်းနေနောက်ဆုံးကြမှာမကောင်းဆိုးကနေကြောက်ရွံ့နေအင်ချက်၃ချက်ကိုတနေရာစီမှာနေရာခွဲပြီးတော့မြုပ်ထားလိုက်တယ်အားလုံးပြီးမှရွာရှိရာကိုပြန်လာကြတယ်ညဥပိုင်းရောက်တဲ့အခါစီးတစ်ဖက်မှာရှိတဲ့မော်ဆောင်ရွာဘက်မှာအတန်တွေတိတ်ဆိတ်ငြိမ်သက်လျက်ရှိတယ်ဒါပေမဲ့စီးတစ်ချောင်းသာချတဲ့ကန်တာရွာဘက်မှာတော့အတန်တွေပေါ်ထွက်လျက်ရှိတယ်ခွေးဥတန်ခွေးဟောက်တန်တွေကျွဲနွားတရိတ်ဆန်တို့ရဲ့စူးစူဝါးဝါအော်ဟစ်နေတဲ့အတန်တွေအပြင်လူတန်သူတန်တွေလည်းတဲ့တဲ့ပေါ်ထွက်နေတယ်လူတန်တွေကတော့အော်ဟစ်အကူကြီးတောင်းနေကြတဲ့အတန်တွေဖြစ်တယ်နီမောင်တို့ကဥပန်ကောင်ရဲ့နေအိမ်ကပင်အချိန်လေးကိုနားဆွင့်နေကြတာကြောင့်အဲ့ဒီအတန်တွေကိုကြားနေရခြင်းပဲဖြစ်တယ်ညဥပန်အချိန်ကျော်တဲ့အခါကန်တာရွာဘက်မှမဲမဲတရံအချို့ရွာပြင်ကိုထွက်လာကြတယ်စုစုပေါင်း10ကောင်လောက်ရှိတယ်အချို့ကခလေးကိုလက်ဆွဲလာတယ်အချို့ကခေါင်းတလားကိုထမ်းပြီးတော့အချို့ကဖျားလေကြီးတွေရက်ခါထွက်လာကြခြင်းဖြစ်တယ်ရှေ့ကခေါင်းဆောင်လာနေတဲ့မကောင်းဆိုးဝါးကမော်စာရွာရှိတဲ့နေရာဘက်ကိုလက်ညှိုးထိုးပြပြီးဥတီလာနေခြင်းဖြစ်တယ်တကယ်လို့သာအပြင်ဘက်ကိုထွက်ကြည့်ပါကအုပ်စုလိုက်ကြီးမော်စာရွာဘက်ကိုလာနေတာကိုတွေ့ကြရမှာဖြစ်တယ်ရွာနေရာကြားမှာနီမောင်တို့တူးထားတဲ့စီးနဲ့မနီမဝေးနေရာရောက်တဲ့အခါရက်တန့်သွားကြတယ်ခဏနေအောင်ရှေ့မှာစီးရှိနေတယ်ရှေ့မှာခေါင်းဆောင်လာတဲ့မကောင်းဆိုးဝါးကအတန်အောနဲ့ပြောလိုက်တဲ့အခါအားလုံးရက်တန့်သွားပြီးလှမ်းကြည့်လိုက်တယ်သူတို့မြင်နေရတာကတပေလောက်သာကျဲတဲ့စီးမဟုတ်တော့ပဲအတော်ကလေးကျဲတဲ့ချောင်းတစ်ချောင်းအသွင်လှမ်းမြင်နေရခြင်းဖြစ်တယ်။ချောင်းကကျဲရုံမကပဲရေတွေပြည့်ပြီးဖွေးနေတယ်။ဒီနေရာကသွားလို့မရဘူး။ဟိုဘက်ကလှည့်သွားမယ်။အဲဒီလိုပြောပြီးစီးမရှိတဲ့နေရာဘက်ကနေသွားဖို့လှည့်လာကြတယ်။ချောင်းမကူးနိုင်တာကြောင့်ရေမရှိတဲ့နေရာကနေသွားဖို့လာကြခြင်းဖြစ်တယ်။သူတို့ထင်တယ်လို့မဟုတ်ရေမရှိတဲ့နေရာရောက်တော့မှကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့ရတယ်။တခြားမဟုတ်ဘူး။ပခုံးပေါ်မှာတင်းမုတ်ထန်ထားတဲ့လူမဲကြီးတစ်ယောက်ခေါတုံခေါပြန်ရှောက်နေတာကိုလှမ်းမြင်ရတာကြောင့်အဲ့ဒီနေရာဘက်ကိုမတော်ဝင်တော့ပဲကန်တာရွာဘက်ကိုလှည့်ပြန်သွားကြတယ်။တညလုံးမကောင်းဆိုးဝါးတွေရွာနေရွာကြားမှာစီးတားထားတဲ့နေရာကိုမလာဝင်ကြတော့ဘူး။ကန်တာရွာထဲမှာတော့ကြောက်စရာကောင်းတဲ့ဘလူးတစ်ကောင်ရောက်နေပြီးလူနဲ့တရိတ်ဆန်တို့ကိုတက်ဖြတ်ဖို့လိုက်လံရှာဖွေနေတယ်။အဲ့ဒီဘလူးကအခြားမဟုတ်ကျွန်းနဲ့သားနဲ့ထုလုပ်ထားတဲ့ဘလူးပဲဖြစ်တယ်။စာဂရကဘူတာဝဟနာပညာနဲ့အသက်သွင်းပေးထားတာကြောင့်အသက်ဝင်နေခြင်းပဲဖြစ်တယ်။ပထမတာမန်အဆင့်ရှိရာကနေလူနဲ့တရိတ်ဆန်တို့ကိုတက်ဖြတ်စားတောက်ခဲ့ပြီးတဲ့နောက်မှာတော့မိစ္ဆာဘလူးအဆင့်ကိုရောက်နေပြီဖြစ်တယ်။ပါဇက်တွင်းမှာထွက်နေတဲ့အဆွဲနှချောင်းကအပြင်ဘက်ကိုအတော်လေးရှည်ထွက်လျက်ရှိပြီးတော့သူကစာဂရရဲ့ထိန်ချုံမှုအောက်မှာမရှိတော့ဘဲကမ်းမစိတ်ထိအဆွဲနဲ့သူ့ဘာသာသွားလာလှုပ်ရှားနေခြင်းဖြစ်တယ်။စာဂရလည်းဘာမှမတတ်နိုင်တော့ဘူး။ဘလူးကတညကြာနှစ်ညကြာအပြင်ဘက်ထွက်သွားလေရှိနေတယ်။အဲ့လိုထွက်သွားပြီးလူနဲ့တရိတ်ဆန်တို့ကိုတက်ဖြတ်စားတောက်ပြီးမှသူ့နေရာနဲ့သူပြန်လာခြင်းဖြစ်တယ်။ကန်တာရွာမှာလူသေးပြောက်များလာတဲ့အခါမှာတော့မကြွမလွတ်ပဲဝိညာဉ်ဘဝကိုရောက်ရသူတွေများလာတယ်။ညချိန်ရောက်ပါကရွာထဲမှာသွားလာနေကြတဲ့တရေတပတ်ပရာလောကသားတို့ကအပြင်ကဝင်လာတာရှိသလိုရွာသူရွာသားတွေတည်ပြီးတော့မကြွမလွတ်တဲ့ဘဝရောက်နေကြသူတို့လည်းပါဝင်နေ။အခုတော့ကန်တာရွာမှာမနေဝင်ကြရတာကြောင့်အခြားရွာတွေကိုရွှေ့ပြောင်းသွားကြရာရွာထဲမှာမရွှေ့ပြောင်းနိုင်နဲ့သူအချို့လောက်သာကျန်တော့တယ်။ဒီတိုင်းသွားပါကမကြခင်ကန်တာရွာမှာပျက်စီးရတော့မယ့်အခြေအနေကိုရောက်ရပြီးတော့မင်းအဲ့ဒီရွာမှာနေတဲ့ရွာလူကြီးဥပန်းညွန့်နဲ့ဥပတင်တို့ကနတ်ဆရာဇာလာဟီကိုမကောင်းဆိုးဝါးတွေကိုနှင်ထုတ်ပေးဖို့တွားပြောကြတယ်။ငါလည်းမတက်နိုင်ဘူး။ဒီဘလူးကတာမန်မဟုတ်ဘူး။တောပိုင်တောင်ပိုင်တွေလွတ်လိုက်တာပဲ။ငါတို့မနိုင်ဘူး။မင်းတို့တောပိုင်တောင်ပိုင်တွေကျေနပ်အောင်လို့ပူဇော်ပွဲတွေလုပ်ဖို့တင်တယ်။အဲ့ဒီလိုပြောတာကြောင့်ဥပန်းသားတို့လည်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာကြတယ်။တရက်မှာတော့ဥပန်းညွန့်ရဲ့နေအိမ်ကိုအကလန်ရောက်လာတယ်။အကလန်ဘာအတွက်လာတာလဲ။ဥပန်းညွန့်ကမေးလေတယ်။ကျွန်တော်ရွာလူကြီးကိုပြောစရာရှိလို့လာတာပါ။ဘာပြောမှလဲ။အခုရွာထဲမှာဖြစ်နေတာကတာမန်မဟုတ်ဘူးဗျာရွာထဲကလူတွေကိုလိုက်တက်နေတဲ့ဘလူးကတခြားနေရာလာတာမဟုတ်ဘူးကျွန်းနဲ့ညီနာကလာတဲ့အဆောင်ဘလူးပဲဟင်ကျွန်းနဲ့ညီနာကဘလူးကနေဘလူးငါတို့ရွာထဲကိုရောက်နေရလေအကလန်ကကျွန်းနဲ့သားသွားယူခဲ့ခြင်းကအဖြစ်အပျက်တွေကိုပြောပြလိုက်တယ်နတ်စီကကျွန်းနဲ့သားရဖို့အဆောင်ဘလူးနဲ့အပေးယူလုပ်ခဲ့တယ်သူ့စီမှာကျွန်းနဲ့သားနဲ့ထုလုပ်ထားတဲ့ဘလူးရုပ်ထုရှိနေတယ်သူကအသက်သွင်းပေးထားတာပဲသူကဘာကြောင့်ငါတို့ရွာသူရွာသားတွေကိုဒုက္ခရအောင်လုပ်ရတာလဲသူကကျွန်းနဲ့သားရဖို့ဘလူးရုပ်ထုလုပ်ပြီးတော့သဘောတူပေးခဲ့တာပဲဒါပေမဲ့အသက်ဝင်လာတော့ကျွန်းနဲ့ပင်ဆောင်တဲ့ဘလူးကဒီကိုလာပြီးတော့လူတွေကိုတယောက်ပြီးတယောက်ဖမ်းဆနေတာပဲအဲ့ဒီဘလူးကိုသူ့ဆွမ်းစားနဲ့ထိန်းချုပ်လို့လည်းမရတော့ဘူးတင်နေအာကလန်ကအဲ့လိုပြောပြတော့မှဥပန်းညိုလည်းရွာထဲမှာကြုံတွေ့နေရတဲ့အန်ဒီရီနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသိတဲ့လောက်သိရပြီးတော့တယ်အဲ့လိုသိရပြီးနောက်ဥပတင်တို့နေအိမ်ကိုသွားပြီးတော့ဖြစ်ချောင်းကုန်စင်ပြောပြလိုက်ရဥပတင်မှလည်းများစွာအံ့ဩနေကြပြီးတော့တယ်ဥပတင်ရွာထဲမှာအခုကြုံတွေ့နေရတဲ့အန်ဒီရီကတခြားနေရာလာတာမဟုတ်ဘူးကျုပ်တို့ရွာထဲမှာနေရှိနေတာဗျဒီတိုင်းကြလာရင်ရွာရဲ့လူတွေတယောက်ပြီးတယောက်သေးကြတာနဲ့ရွာပြက်ရတော့မယ်ကိန်းစိုက်နေပြီဗျအဲ့လိုဥပန်းညိုကပြောတော့ဥပတင်မှာစိတ်မသက်မသာဖြစ်နေဟန်နဲ့စေးတံကိုတွင်ဖွာပြီးတော့စဉ်းစားနေတယ်အတန်ကြာမှဒီကိစ္စတွေကကျုပ်တို့လိုတာမန်လူတွေလုပ်လို့မရဘူး
တက်ကြွနားလေတဲ့ဆရာကလုံမရမယ်ကိစ္စမျိုးပဲကျုပ်တို့ရွာမှာဆရာတော့ရှိပါရဲ့အဲ့ဒီဆရာကိုယ်တိုင်ကဘလူးကိုလက်ခံထားတာဆိုတော့အခက်သားပေါ့အဲ့လိုပြန်ပြောလေတယ်ဒါပေမဲ့ဒီတိုင်းကြည့်နေလို့တော့မဖြစ်ဘူးကျုပ်တို့တခုခုလုံမရမယ်လုံတော့လုံရမှာပဲမော်စာရွာမှာဆရာကြီးတယောက်ရှိတယ်သူစီသွားပြီးအကျိုးချောင်းပြောပြပြီးတော့ခေါ်တန်ခေါ်ရမှာပဲအဲ့လိုပြောမှဦးပန်းညိုလည်းပြန်သွားလေတယ်တရက်မှာတော့ကန်သားရွာမှာရှိတဲ့မြလေးတင်တို့နေအိမ်ကိုလူရွယ်2ယောက်ရောက်လာကြတယ်တယောက်ကမောင်မြတ်သားဆိုသူဖြစ်ပြီးတော့ကျန်တယောက်ကတော့ဖော်ဖြစ်လိုက်လာတဲ့ဖိုးတင်ဖြစ်တယ်မောင်မြတ်သားကကန်သားရွာနဲ့မဝေးလာတဲ့မောက်ကတော်ရွာမှာနေထိုင်သူဖြစ်တယ်မောက်ကတော်ရွာကအဲ့ဒီဒေသမှာလူသိများတဲ့ရွာတော်ရွာဖြစ်တယ်တခြားကြောင့်မဟုတ်မောက်ကတော်ရွာမှာနေကြသူတော်တော်များများကစုံကဝေပညာတက်ကြွတယ်လို့နာမည်ထွက်နေရကြောင်းသိကြခြင်းဖြစ်တယ်မောင်မြတ်သားကအဲ့ဒီရွာမှာနေသူပဲဖြစ်တယ်အသက်25နှစ်အရွယ်ကရှိပြီးမိဘတွေကဥဒဖေနဲ့ဒေါ်ခင်မီတို့ဖြစ်တယ်။မောင်မြတ်သားမှာအဖွားရှိပြီးတော့ဒေါ်မင်းစာဖြစ်တယ်။ဒေါ်မင်းစာကအသက်60ကျော်အရွယ်ကရှိပြီးအားလုံးကသူမကိုစုံကဝေပညာတက်ကြွနေလို့ထင်ကြတယ်။မောင်မြတ်သားကရွာချင်းမဝေးလာတဲ့ကန်တာရွာကိုအကြောင်းမရှိအကြောင်းရှာကမကြာခဏလာရောက်နေရှိတယ်။သူအများလေးတင်ကိုနှစ်သက်သဘောကျနေတာကြောင့်အဲ့လိုလာနေခြင်းဖြစ်တယ်။ဥပဒေနဲ့တော်များခင်တို့ရဲ့စိတ်ထဲမှာစုံကဝေပေါ်တဲ့ရွာကလာသူဖြစ်တာကြောင့်မောင်မြတ်သားကမြလေးတင်ကိုစေဝါအစီရင်စုံကဝေအတတ်ပညာနဲ့ရအောင်ယူသွားမှာကိုစိုးရိမ်နေကြလေတယ်။ဒါပေမဲ့လည်းသူတို့ပေါ်မုန်းတီးမှုဖြစ်မှာဆိုတာကြောင့်တားဆီးပိတ်ပင်တာမျိုးမလုပ်ကြဘူး။မလုပ်ဝင်ကြရလဲပါတယ်။ဒါပေမဲ့မြလေးတင်ကိုတော့တတိပေးထားရအောင်မြလေးတင်ကလည်းတတိထားပြီးပြောဆိုဆက်ဆံနေ။မောင်မြတ်သားရောက်လာတော့မြလေးတင်ကအင်ရှင်ဝတ်တရားရှိတဲ့အတိုင်းကောင်းမွန်စွာပင်အဲ့ခံနေအနားမှာရှင်မေကိုအဖော်ဖြစ်ခေါ်ထားတယ်။မြလေးတင်ငါလာတာတခြားမဟုတ်ဘူးနင်တို့ရွာမှာမကောင်းဆိုးရတဲ့ညတိုင်းဝင်ပြီးတော့ဒုက္ခပေးနေရဆိုတဲ့သတင်းကြားလို့လာမိတာပါဘလို့ဖြစ်တာလဲကျမလည်းတိတိကျကျတော့မသိပါဘူးညဘက်ရောက်လာရင်မကောင်းဆိုးရတွေဝင်လာပြီးတော့လူနဲ့တရိတ်ဆန်တွေကိုတတ်သွားတယ်ဆိုတာကိုတော့အဖေတို့ပြောနေတာကြားရတယ်ဒါမကောင်းဒီလိုဝင်လာရင်ပြန်နေရတာခက်တယ်ကြာရင်ရွာပြက်လိမ့်မယ်ကျမတို့လည်းဘာလို့မှမသိအောင်ဖြစ်နေကြတယ်ငါလာတာတခြားမဟုတ်ပါဘူးနင့်ကိုအကူအညီပေးကြလို့လာတာပါငါအဖေကပယောဂနိုင်တဲ့ပညာတွေတက်တယ်သူ့ကိုပြောပြပြီးတော့ဒီရွာကိုခေါ်လာပေးရမလားအဲ့ဒါတွေကကျမပြောလို့မရဘူးရွာလူကြီးတွေကစီစဉ်နေကြပါတယ်ဒီလိုမှမဟုတ်ပဲဒီရွာမှာမနေကြလို့တခြားနေရာရွှေ့ကျင်နေဆိုရင်ငါတို့ရွာကိုပြောင်းပါလားနေရာထိုင်ခင်းကိစ္စတွေငါစီစဉ်ပေးပါမယ်ဒီလိုပြောကျေးဇူးတင်ပါတယ်ဒီကိစ္စတွေကကျမရဲ့မိဘတွေသဘောကျတယ်လို့စီစဉ်ကြပါလိမ့်မယ်ညာလေးတင်ကဝိရှိတန်ကြီးပြန်ပြောနေမှန်းသိတာကြောင့်မောင်မြတ်တာလဲသူပြောချင်တဲ့အကြောင်းကိုပြောဖို့စိတ်ကူးသေးပေမဲ့မနေမွေးနေရမှာရင်မိန်ရှိနေတာကြောင့်ပြောဖို့ကခက်နေလေတယ်နောက်တော့အခြားအကြောင်းတွေပြောပြီးတော့ပြန်သွားနေတော့တယ်အဲ့ဒီကမြလေးတင်နေစိတ်သက်သာရသွားနေတော့တယ်သူကနဲ့ကိုသဘောကျနေလို့လာနေတာအေးအေးဆေးဆေးကြိုးစားလို့မရရင်သူ့အဖွားကမကောင်းဆိုးရလှုပ်ပြီးအနောက်ရှက်ပြီးမှဆိုးရတယ်သူတို့ကအဲ့လိုသာလုပ်ရင်ရွာထဲမှာဘလူးတွေဝင်နေတဲ့အပြင်နောက်ထပ်မကောင်းဆိုးရတွေပါထက်ရောက်လာအခက်ပဲရှင်မီကပြောတော့မြလေးတင်ကဘာမှပြန်မပြောပြီးမြဲစိတ်သက်မသာဖြစ်သွားတဲ့အမှုရာနဲ့တပြင်းတစ်ချက်ကိုချလိုက်တယ်တရက်မှာတော့နီမောင်တို့နေတဲ့မော်စာရွာကိုကန်တာရွာကလာကြတဲ့ရွှေမောင်နဲ့အာကလန်တို့နှစ်ယောက်ရောက်လာကြတယ်ရွှေမောင်ကမြလေးတင်ရဲ့အကူဖြစ်ပြီးနီမောင်နဲ့ရင်းနှီးမှုမရှိပေမဲ့ရွာချင်းကမဝေးလာတာကြောင့်တယောက်နဲ့တယောက်တိတ်ကျွမ်းမှုတော့ရှိတယ်သူတို့နှစ်ယောက်ကရွာထဲရောက်လာတာနဲ့နီမောင်တို့နေတဲ့အိမ်ကိုမေးပြီးတော့လာကြခြင်းဖြစ်တယ်သူတို့ရောက်လာတဲ့အချိန်ကနီမောင်တို့တောင်ပေါ်မတက်သေးတဲ့အချိန်ဖြစ်တာကြောင့်အစင်သစ်မင်တွေ့ရတယ်နီမောင်ကသူတို့ကိုမြင်တဲ့အခါအံ့ဩနေတယ်ရွှေမောင်တို့ပါလားဘယ်ကလှည့်လာကြတာလဲငါတို့ကမင်းစီကိုပဲလာကြတာပါအကူကြီးတောင်းချင်တာလေးတွေရှိလို့ပါအဲ့ဒါကြောင့်နေရာထိုင်ခင်းပေးပြီးတော့အကျိုးအကြောင်းမိရတယ်ဘလို့ကူညီပေးရမှာလဲတက်နိုင်တာဆိုရင်တော့ငါကူညီပေးပါမယ်မင်းငါတို့ရွာမှာအန်ရီတွေဝင်နေတဲ့တရင်ကိုကြားတယ်မဟုတ်လားနီမောင်ကခေါင်းငိမ့်ပြတယ်ငါတို့ရွာဘက်ကတရင်ကြပါတယ်မင်းတို့ရွာအတွက်လည်းစိတ်မကောင်းပါဘူးငါတို့လာလက်ချားမဟုတ်ဘူးဒီရွာမှာရှိတဲ့ဆရာကြီးကိုလာခေါ်ဖို့ရွာလူကြီးနဲ့ငါ့အဖေကလွှတ်လိုက်လို့လာတာပါမင်းကူညီပေးပါလို့ပြောပြတယ်ဆရာကြီးကရှိပါတယ်တခြားမှနေတာမဟုတ်ဘူးရွာရှိပြားဘက်မှာနေတာပါငါလိုက်ပို့ပေးပါမယ်ကျေးဇူးတင်ပါတယ်အဲ့ဒီချိန်မှာပဲနှင်းမေရောက်လာပြီးဧည့်သည်တွေကိုကျွေးမွေးဖို့အစားအသောက်တွေပြင်ထားကြောင်းလာပြောတာကြောင့်တွားရောက်စားတောက်ကြတယ်ရွှေမောင်ကအဲ့လိုကျွေးမွေးတာကြောင့်အာနာနာနဲ့ပဲစားတောက်ရလေတယ်စားတောက်ပြီးမှနီမောင်ကသူတို့နှစ်ယောက်ကိုဆရာကြီးဥပန်ကောင်နေတဲ့အိမ်ကိုခေါ်သွားလေတယ်ဥပန်ကောင်ကမော်စာရွာအရှိတ်ဖျားမှာအင်ဂျလုံးနဲ့တယောက်တည်းနေသူဖြစ်တယ်မော်စာရွာမှာဆရာနှစ်ယောက်ရှိကြတယ်မော်ဆရာဇာလာဟီကရွာနောက်ဖျက်ဖျားမှာတယောက်တည်းနေပြီးတော့ဥပန်ကောင်ကအရှိတ်ဖျားမှာနေသူဖြစ်တယ်ဇာလာဟီကနတ်ပူဇော်ပေးခြင်းနဲ့စုံကဝေပြူစားခံရသူတို့ကိုဆေးကုပေးတယ်ဥပန်ကောင်ကဆေးပညာဓာတ်ပညာတို့ကိုအသုံးပြုပြီးတော့ယောဂဖြစ်နေသူတို့ကိုကုပေးတယ်ဆေးစရာမော်စရာနှစ်ယောက်ကိုမော်စာရွာမှာနေကြသူတွေကလေးစားမှုရှိကြတယ်ဥပန်ကောင်ကနီမောင်တို့ရောက်လာတာကိုမြင်တဲ့အခါမိတယ်နီမောင်ဘယ်ကလာလဲသူတို့ကဘယ်ရလဲသူတို့နှစ်ယောက်ကကန်တာရွာကလာကြတာပါအဲ့လိုပြောပြီးတနေရာမှာဝင်ထိုင်ကြတယ်ကန်တာရွာဆိုတဲ့နာမည်ကိုကြားရတဲ့ဥပန်ကောင်ကစိတ်ဝင်စားသွားလေတယ်မင်းတို့နေတဲ့ရွာမှာဘာတွေဖြစ်နေရဲဆိုတာကိုပြောပြပါဦးအဲ့လိုမိတဲ့အခါ
ရွှေမောင်နဲ့တူပါလာတဲ့အကလန်ကသူသိတဲ့အကြောင်းတွေကိုပြန်ပြောပြတယ်။နတ်စီယာစာကရခေါ်တာကြောင့်ကျွန်းနဲ့သားယူဖို့တော်ရီလိုက်သွားရတဲ့အကြောင်းတော်ရီရောက်တဲ့အခါကြုံတွေ့ရတဲ့ထူးခြားဆန်းကျင်တဲ့အကြောင်းတွေစာကရကကျွန်းနဲ့ပင်ဆောင်ဘလူနဲ့အပေးယူလုပ်ပြီးတော့ကျွန်းနဲ့သားကိုယူလာပြီးဘလူရုပ်ထုလုပ်ပြီးတော့အသက်သွင်းခဲ့ပြီးနောက်မှာတော့ရွာသူရွာသားတွေမှာဘလူကဖမ်းစားတာကြောင့်တေချေပျက်စီးရဖို့အကြောင်းတွေကိုပြောပြတယ်။ဥပန်ကောင်ကလည်းကုန်းဝါရင်နဲ့အသေးချာနားထောင်နေတယ်။ကျွန်းနဲ့သားယူဖို့သွားတော့မင်းပါသွားသလား။ဥပန်ကောင်ကမေးတယ်။ဟုတ်ကဲ့ပါသွားပါတယ်။ကျွန်တော်အဖအဝင်သူ့နောက်မှာ3ယောက်ပါသွားပါတယ်။ကျွန်တော်တို့ကိုကာယသိတိဒနာသိတိရစီတဲ့အစီရင်တွေလုပ်ပေးမယ်ဆိုလို့လိုက်သွားတာပါ။မင်းတို့ကတော့တောထဲမှာနေတဲ့ဘလူးကိုရွာထဲရောက်တဲ့အထိခေါ်လာမှာတော့ရွာထဲကလူတွေစားခံရတာဘာဆန်းတော့မလဲကျွန်တော်တို့လည်းဒီအကြောင်းတွေကိုမသိပါဘူးဆရာခေါ်လို့လိုက်သွားတာပါအခုတော့ကျွန်တော်တို့ကြောင့်ရွာသူရွာသားတွေဒုက္ခရောက်နေရပြီအကလန်ကနောင်တရတဲ့လေတံနဲ့ပြောလိုက်လေတယ်နောက်တော့ဥပန်ကောင်နဲ့နေမောင်တို့လည်းကမ်းသားရွာကိုလိုက်သွားပြီးတော့ရွာလူကြီးအိမ်မှာပြင်တဲကိုလေတယ်ပြီးတော့ဥပန်ကောင်ကပြုလို့ရမယ့်အစီအစဉ်တို့ကိုပြောပြပေးတယ်ဥပန်ညွန့်နဲ့ဥပတင်တို့ကလည်းစိတ်ဝင်စားစွာနဲ့နားထောင်နေလေတယ်မြားလေးတင်နဲ့ရင်မီနဲ့မာလာတို့2ယောက်နဲ့အတူအဲ့ဒီ2ယောက်ကိုထမင်းကျွေးဖို့ချက်ပြုတ်နေတယ်အဲ့ဒီနေရာကိုရွှေမောင်ရောက်လာတော့ညာလေးတင်ကမေးတယ်။အကိုကြီးကဆရာကြီးနဲ့ပါလာတာဘာလို့လဲ။သူ့နာမည်ကညီမောင်နဲ့ငါနဲ့တည်တယ်။သူကမော်စားရွာမှာနေတယ်။သူတို့ရွာရောက်တော့သူညမငါတို့အစားတောက်တွေစီစဉ်ကြွေးတယ်။စားလို့လည်းကောင်းတယ်။ပြီးတော့ညီမောင်ညမအတော်ချော်တယ်။ရင်မောင်စကားကြားတဲ့အခါညာလေးတင်တို့3ယောက်ကသဘောကျစွာနဲ့ရီလိုက်ကြတယ်။ဟိုဘက်ရွာကိုတစ်ခေါက်ပဲသွားရသေးတယ်။သူညမကိုတွေ့ရတဲ့သဘောကျလာလို့လား။မဟုတ်ပါဘူး။သူတို့ရွာရောက်တော့အဲဝဲကြည်တယ်လို့ကိုရွာရောက်တော့လေအဲဝဲကြည်ကြဖို့နင်တို့ကိုလာပြောတာပါ။အဲလိုပြောပြီးတော့ရွှေမောင်ကပြန်ထွက်သွားလျော်တယ်။ညနေပဲရောက်တာနဲ့ထမင်းစားတော့ပြီးတဲ့အခါမှာတော့တကားပိတ်ပြီးအိမ်ထဲမှာနေကြတယ်။ဥပန်ကောင်းနဲ့ညီမောင်ကအောက်ထပ်မှာပဲဆင်းနေကြတယ်။ရွှေမောင်ကလည်းသူတို့နဲ့အတူအောက်ထပ်မှာလာနေတယ်။ညနေပဲနေဝင်သွားတာနဲ့အမောင်ရိပ်တွေတန်းလာပြီ။ရွာထဲမှာတော့အမောင်ရိပ်တွေတန်းလာတဲ့အခါမှာတော့တရွာလုံးအပြစ်မထွက်ကြတော့တာကြောင့်လူသားလူလာမရှိတော့ပြီ။အတန်ကြာတော့အမောင်ရိပ်ထဲမှာရှောက်သွားနေတဲ့မဲမဲတရံကြီးကိုလှမ်းမြင်ရတယ်။အဲ့ဒါဘလူးပဲဆရာကြီးတရွာလုံးဒုက္ခပေးနေတာဒီညလည်းပဲအိမ်ဝင်ပြီးတော့ဘသူ့ကိုဒုက္ခပေးအောင်မသိဘူးရွှေမောင်ကလေးတန်တိုးတိုးနဲ့ပြောလီတော့တယ်အမောင်ရင်ထဲမှာရှောက်လာတဲ့မဲမဲတရံကြီးမှာရွှေမောင်တို့နေအိမ်ရှိကိုရောက်တဲ့အခါအတန်ကြာအောင်ရက်တက်ပြီးတော့အခြေအနေကြည့်နေတယ်အိမ်အောင်ကွက်ပြက်ပေါ်မှာထိုင်နေတဲ့ဥပန်ကောင်ကကွန်းနှမြုံမြုံဝါပြီးတော့အေးအေးဆေးဆေးပဲလှမ်းကြည့်နေတယ်ညီမောင်ကလည်းမကြောက်တတ်တာကြောင့်အခြေအနေမပြတ်ပေမဲ့ရွှေမောင်ကအတော့ကိုစိုးရိမ်ထိတ်လန့်ဟန်နဲ့ဥပန်ကောင်အနောက်မှာဝင်ထိုင်နေလေတယ်။ချံပေါဝါမှာရက်နေတဲ့ဘလူးကအတော်ကြာမှချံပေါဝါကနေပြန်ထွက်သွားလေတယ်။အတန်ကြာတဲ့အခါမှာတော့အတော်ဝေးတဲ့နေရာမှာစူးစူးဝါးဝါအော်တန်တွေပေါ်ထွက်လာလေတယ်။ရွာထဲမှာရှိတဲ့အိမ်ကိုဘလူးဝင်နေပြီဆရာကြီး။ဘလို့လုပ်မလဲ။ဒီညတော့နေပါစေ။မနေ့ပြန်ရောက်မှလှုပ်ရှားရှိတာလုပ်ရမယ်။ဒီတိုင်းဆိုရင်ဘလူးဝင်တဲ့အိမ်မှာတော့တေးကြအောင်ပါပဲ။ရွှေမောင်ကပြောလီတော့တယ်။အဲ့လိုအော်ဟစ်အကူကြီးတောင်းနေတဲ့အတန်တွေပေါ်ထွက်နေပြီမဲ့လည်းဘယ်သူမှမထွက်ဝင်ကြပြီ။လူတန်းမဆိုထားနဲ့ခွေးရောင်တမ်းမကြရအတော်ကြာတော့မှအော်တန်တွေပြန်ငြိမ်သွားတယ်။နေမောင်တို့ကဘာမှမလုပ်ရသေးပဲဒီတိုင်းသာအချိန်နေကြည့်နေကြတယ်။အဲ့ဒီအခိုက်မှာပဲရွာလန်းအတိုင်းပြန်လျှောက်လာတဲ့မဲမဲတရံကိုလှမ်းမြင်ရလေတယ်။အဲ့ဒီတရံကခြံမဝရောက်တဲ့အခါမှာတော့ရက်တက်ပြီးကြည့်နေလေတော့တယ်။ပြီးမှလက်ထဲမှာကင်လာတဲ့အရာတခုကိုခြံထဲကိုပြစ်ချထားခဲ့ပြီးတော့အဲ့ဒီနေရာကနေပြန်ထွက်သွားလေတယ်။ခြံထဲကိုဘာပြစ်ချသွားလဲဆရာကြီးမနဲ့လင်းလုံးသိရမှာပေါ့အခုတော့အပြစ်မထွက်နဲ့အောင်ဘယ်လိုပြန်ထွက်သွားရင်မကောင်းဆိုးရင်ရောက်လာတော့မယ်ဥပန်ကောင်ကပြောတာကြောင့်အဲ့ဒီနေရာမှာပင်အချိန်နေကြည့်နေကြလေတယ်တိတ်မကြခင်မှာရွာနောက်ပိုင်းဘက်မှာခွေးဥတန်ခွေးဟောက်တန်တွေအဆက်မပြတ်ပေါ်ထွက်လာတယ်အတန်ကြာတော့အမောင်ထဲမှာရွေရှာသွားလာလှုပ်ရှားနေတဲ့မဲမဲတရံတွေကိုတွေ့ရတယ်ရွာထဲကိုမကောင်းဆိုးရတွေဝင်လာပြီးအဲ့ဒီလိုပြောနေစဉ်တရေတပတ်တွေကရွှေမောင်တို့ခြံရှိကိုရောက်လာလေတော့တယ်တရေတပတ်တွေကရှေ့ဆက်မသွားတော့ပဲဘလူးချထားတဲ့အရာကိုလှည့်ကြည့်နေကြတယ်။အချို့ကအဲ့ဒီအရာကိုလက်ညှိုးထိုးပြကြတယ်။အချို့ကကောက်ယူဖို့ဟန်တပြင်းပြင်းနဲ့ဖြစ်နေပြီမဲ့လေခြံထဲကိုတော့မဝင်ကြပြီ။ဒါလိုခြံထဲမှာကြာနေတဲ့အရာကိုဝင်ကောက်ဖို့စ조사နေရခြံပေါဝမှာတဖြည်းဖြည်းနဲ့တရေတပတ်တွေများလာလေတော့တယ်။အဲ့ဒီခါမှာဥပန်ကောင်ကအနားမှာချထားတဲ့လွယ်အေးကြီးအတွင်မှာရုပ်ထုတစ်ခုကိုထုတ်ယူလိုက်တယ်။ကမုံစင်းနဲ့အစီအရင်ပြုတ်လောက်ထားတဲ့ရှင်တငယ်ရုပ်ထုပဲဖြစ်လေတယ်။ဥပန်ကောင်ကစေရုပ်ထုကိုအသက်သွင်းပြီးတော့ချပေးလိုက်ခြင်းအိမ်ပြင်မဲ့ရောက်တော့ရှင်တငယ်ရုပ်ထုကတဖြည်းဖြည်းနဲ့အရွယ်အစားကြီးလာတယ်။တင်ငန်းယုံပြီးတော့လေဘင်းမှာပတိတကုံဆွဲထားတယ်။လက်ထဲမှာတာဝေးတစ်ချောင်းကိုကင်ထားလေတယ်။ထွက်သွားစဉ်ကအရွယ်အစားသေးပေမဲ့လည်းအိမ်ပြင်မဲ့ရောက်တဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ကြီးလာတယ်။နောက်တော့အရွယ်အစားကလူ2ရက်လောက်မြင့်လာတယ်။ရှင်တငယ်ကခြေလမ်းကျကျနဲ့အပြင်ဘက်ကိုထွက်သွားလေတယ်။ရှင်တငယ်ထွက်လာတာကိုမြင်တော့
တညက်ခဲကိုပြည့်စိတ်အောင်လို့ခြံထဲမှာရှိနေတဲ့အရာကိုဝိုင်းကြည့်နေကြတဲ့တရေတပတ်တို့ကဖျို့ဖျဲဖြစ်သွားကြတယ်အချို့ကထွက်ပြေးသွားကြတယ်ကျန်နေသေးတဲ့တရေတပတ်တို့ကိုရှင်တငယ်ကတောင်ဝင်းနဲ့လိုက်ရိုက်တော့မှထွက်ပြေးကြတယ်အဲ့လောက်နဲ့မပြီးသေးပဲရှင်တငယ်ကရွာတဲ့အထိလိုက်သွားပြီးလိုက်ရိုက်ရာတရေတပတ်တွေကဖျို့ဖျဲနဲ့ရွာပြင်ဘက်ကိုထွက်ပြေးသွားကြလေတယ်အတော်ကြာတဲ့အခါမောင်ရိပ်ဖုံးနေတဲ့ရွာလန်းတစ်လျှောက်မှာတိတ်ဆိတ်ငြိမ်သက်သွားပြီးတော့တရေတပတ်တို့ကိုလည်းမတွေ့ရတော့ဘူးအဲ့ဒီခါမှာရွှေမောင်မတပ်ပြင်းချနိုင်ပြီးမနဲ့လင်းတော့မှညကဘလူပြစ်ချထားတဲ့အရာကိုသွားကြည့်ရာခေါင်းပြတ်တစ်လုံးကိုဖြစ်နေတာကိုတွေ့ရတာကြောင့်အခြားနေရာကိုယူသွားပြီးမြေချင်းတူကမြုပ်နှံလိုက်ရလေတော့တယ်နောက်တနေ့မနက်ပိုင်းအချိန်ရောက်တဲ့အခါမှာတော့ရွာလူကြီးဦးပန်းညိုရောက်လာပြီးမေးမြန်းရာဦးဘတင်ကသူ့သေးသည်များပြန်ပြောပြရာအံ့ဩနေတယ်ဆရာကြီးရောက်လာလို့သာတော်တော့တယ်မဟုတ်ရင်မကောင်းဆိုးဝါးတွေဖမ်းဆတာနဲ့တရွာလုံးကုန်ပြီရွာပြတ်မှာသေးကြပြီဥပန်ကောင်းကခေါင်းငိမ့်ပြတယ်ဒါထက်တရေတပတ်တွေနှင်လို့ရပြီဆိုတော့ဘလူးကပါရှင်းပြရမယ်ထင်တယ်စိတ်မပူပါနဲ့မကြခင်ရှင်းပေးပါမယ်အဲ့လိုပြောနေကြစဉ်ခြံဝင်းထဲကိုနတ်ဆရာစာကရဝင်လာတယ်သူ့ရဲ့အမှုအရာကအတော်ပင်မကြည်မနှက်ဖြစ်လာတဲ့ဟန်အမှုရာမျိုးပဲဖြစ်နေတယ်နတ်ဆရာပါလားဘာကိစ္စရှိလို့လဲအိမ်အောက်ကိုရောက်လာတော့ဥပန်းညိုကမေးလိုက်လေတယ်ဥပန်းညိုကအကလန်ပြောတာကြောင့်နတ်ဆရာစာကရနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသိတဲ့လောက်သိထားပြီးဖြစ်တာကြောင့်အရင်ကလိုလေးစားမှုမရှိတော့ဘူးခမည်းတော်မေးစရာပြောစရာရှိလို့လာတာပါအဲ့လိုပြောပြီးဝင်ထိုင်တာကြောင့်ဥပန်ကောင်းကနေရာကနေထပြီးတော့ခြံနောက်ဘက်ထွက်သွားလေတယ်နတ်ဆရာပြောခြင်းနဲ့စကားတွေပြောစီဖို့နေရာကနေထားသွားခြင်းတော့မဟုတ်ဘူးနောက်ဘက်တနေရာမှာနီမောင်ရွှေမောင်အာကလန်ပါကလန်တို့၄ယောက်ကအစင်သင့်စောင့်နေကြလေတယ်ဥပန်ကောင်းရောက်လာတာနဲ့အပြင်ဘက်ကိုထွက်သွားတာကိုတော့ဥပတင်တို့ပင်မသိလိုက်ကြပါချင်းနတ်ဆရာဝင်ထိုင်တော့ဥပတင်ကမေးလေတယ်ဘာမင်းမှလဲနတ်ဆရာအော်ခင်ဗျားတို့ရဲ့လေးတန်တွေတောင်မှအတော်ပြောင်းနေကြပါလားတခြားမဟုတ်ပါဘူးခင်ဗျားတို့အိမ်မှာတခြားရွာစီးစရာတယောက်ရောက်နေတယ်မဟုတ်လားခင်ဗျားတို့သွားခေါ်ကြတာမဟုတ်လားအလိုဆရာရောက်တာတော့မကြသေးဘူးခင်ဗျားတို့ကဘလို့များသိနေတာပါလေသိတာပေါ့ဗျကျုပ်ကဆရာတယောက်ပဲကျုပ်အိမ်မှာထိုင်နေပြီးတော့အစီအပါးတွေကိုလွှတ်လိုက်တာနဲ့နေသိကျင်တာသိလို့ရတယ်ခင်ဗျားတို့ဘယ်ရွာဆရာကိုခေါ်ထားတာလဲမော်စာရွာဆရာကြီးတယောက်ကိုခေါ်ထားတာပါဒါကတော့ခင်ဗျားတို့ကျုပ်ကိုစော်ကားတာနဲ့အတူတူပဲကို့ရွာကနတ်ဆရာရှိနေပါရဲ့နဲ့တခြားရွာဆရာကိုခေါ်တယ်ဆိုတော့ရွာလုံးပြီးရွက်တိုက်တဲ့သဘောမျိုးဖြစ်နေတယ်ဘာအတွက်ခေါ်တာလဲရွာမှာဘလူးတကောင်ရှောက်နေတယ်ရွာထဲမှာရှိတဲ့တရေတပတ်တွေကလည်းညတိုင်းဝင်ပြီးတော့လူတွေကိုဒုက္ခပေးနေတယ်ရက်တော်ကြတဲ့အထိရွာကနတ်ဆရာဘာမှမလုပ်ပေးလို့ဟိုဘက်ရွာကဆရာကိုတောက်ခေါ်လာခဲ့တာပါဥပတင်ကစေးတံဖွာရင်းနဲ့အေးအေးဆေးဆေးပြောပြလေရာနတ်ဆရာဇာကရာကအတော်ပင်မျက်စိမျက်နှာပြတ်သွားလေတယ်မကြည်မနှက်နဲ့လေရေရွတ်ပြောဆိုနေလေတယ်ခဏကြာမှခမည်းတော်ကကျုပ်ကမှလာမပြောကြတာဘယ်သိမှလဲအဲ့လိုပြောတယ်နတ်ဆရာစောစောကပြောတော့အိမ်မှာထိုင်နေသိကျင်တာတွေသိလို့ရတယ်ဆိုရွာထဲမှာတလောက်လူတွေသိနေရတော့မသိဘူးဆိုတော့တခုခုများဖုံးကွယ်ထားတာရှိနေလို့လားအဲ့လိုပြောတဲ့အခါအနာပေါ်ဒုတ်ကြသလိုဖြစ်ပြီးတော့အတော်ပင်ဒေါသထွက်သွားလေတယ်ဥပတင်နဲ့ဥပန်းညိုတို့ကအချိန်ကြာအောင်စကားဆွဲထားကြစဉ်ဥပန်ကောင်နီမောင်ရွှေမောင်အာကလန်ပါကလန်တို့ကနတ်ဆရာဇာကရရဲ့အိမ်ကိုသွားကြတယ်အဲ့ဒီအိမ်ရောက်တော့လူငယ်လေးယောက်ကခြံဝင်းထဲမှာလှုပ်ရှားရှိတာတွေကိုလှုပ်ကြလေတယ်ဥပန်ကောင်ပေးထားတဲ့အင်းချက်လေးချက်ကိုခြံတောင်လေးတောင်မှာမြုပ်ချင်းစေးကြိုးတွေနဲ့ပတ်ထားခြင်းတွေကိုပြုလုပ်ကြတယ်စေးကြိုးတွေကကြည့်ရင်မမြင်နိုင်အောင်လျှို့ဝှက်စွာထားကြခြင်းဖြစ်တယ်ဥပန်ကောင်ကအိမ်မော်တက်ကြည့်တဲ့အခါခေါင်းရင်းဘက်မှာဆင်းနေတင်ထားတဲ့ရုပ်ထုမျိုးစုံတို့ကိုတွေ့ရတယ်တနေရာမှာတော့တီးခြားထားတဲ့အယုတ်တစ်ခုကိုလည်းတွေ့ရတယ်တခြားမဟုတ်ဘူးကျွန်းနဲ့သားနဲ့ထုလုပ်ထားတဲ့ဘလူးရုပ်ထုဖြစ်နေတယ်တပေလောက်ရှိပြီးထုလုပ်ထားပုံကလက်ရာမြောက်လာတာကြောင့်အသက်ဝင်နေသလိုရှိနေတယ်အနီရောင်ကြောက်ပွင့်တွေတက်ဆင်ထားတဲ့မျက်လုံးနှလုံးကလည်းအယောင်လှက်နေလေတယ်ဥပန်ကောင်ကတိတ်တိရှိတဲ့အင်းချက်ကိုထုတ်ပြီးတော့ထောင်ပြလိုက်မှမျက်လုံးမှာတောက်ပနေတဲ့အလင်းရောင်တွေကမှိန်ကျပြီးငိမ့်ကျသွားတယ်ဥပန်ကောင်ကအိန္ဒိယအနှံ့ကိုကမုံစိမ့်မုံနေဖြူချထားခဲ့ပြီးမှအိမ်ပေါ်ကနေပြန်ဆင်းလာတယ်သူပြန်ဆင်းလာတဲ့အခါမှာတော့နေမောင်တို့၄ယောက်ကပြုတ်လို့ဖို့ကိစ္စတွေပြီးနေကြပြီပြီးကြပါလားပြီးပါပြီအဖခြံလေးတောင်မှာအင်းချက်တွေမြုပ်ထားတယ်စေးကြိုးတွေကိုလည်းမမြင်အောင်မြုပ်ထားခဲ့တယ်ကောင်းတယ်ဇာဂရမှာအစွမ်းရှင်ငါမြုပ်ထားတဲ့အင်းချက်နဲ့စေးကြိုးတွေကိုပြတ်ဖော်နိုင်မှာပါအိမ်မော်တက်ကြည့်တော့ဘာတွေတွေ့ခဲ့ရလဲနေမောင်ကမိတယ်ရုပ်ထုတွေကတော့အများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်းနဲ့သားနဲ့ထုလုပ်ထားတဲ့ရုပ်ထုတစ်ခုလည်းတွေ့ခဲ့ရတယ်အဲ့ဒီကျွန်းနဲ့သားကျွန်တော်တို့ယူလာတဲ့ကျွန်းနဲ့သားပဲဒီလောက်အန်နေများတဲ့ဘလူးရုပ်ထုသူကဘာကြောင့်အိမ်မှာထားရလဲဆရာကြီးမထားလို့မှမရတာဒီရုပ်ထုထဲမှာကျွန်းနဲ့ပင်စားဘလူးရဲ့ကိုယ်ပွားဝိညာဉ်ရှိတယ်အဲ့ဒီဝိညာဉ်ကလူတွေကိုစားကျင်လို့ဥပ္ပတံမြင်နဲ့ဒီနေရာရောက်အောင်လိုက်လာတာပဲဇာဂရရဲ့အခြေအနေကိုကြည့်ရတာသူ့ပညာနဲ့မနိုင်လို့သာထားရတာဖြစ်မှာပေါ့အဲ့ဒီလိုပြန်ပြောပြလေတယ်ကျွန်တော်တို့ဒီဘလူးရုပ်ကိုယူသွားရင်မကောင်းဘူးလားရွှေမောင်ကမေးတယ်ဒီလိုလုပ်လို့မသင့်သေးဘူးဒီဘလူးရုပ်ထုကိုယူထားရင်တရားလုံးဖြစ်နေတဲ့ပြဿနာတွေကကိုယ်ကောင်းပေါ်ရောက်လာလိမ့်မယ်အဲ့ဒါကြောင့်ဒီမှာပဲထားတာပိုကောင်းမယ်ညဘက်ရောက်တဲ့အခါ
အပြင်ထွက်လို့မရအောင်အစီရင်တွေနဲ့တားထားပစ်ခင်မင်းအဲ့ဒီဘလူနဲ့သူ့ဆရာတို့ဘလောက်စွမ်းထက်တယ်ဆိုတာတော့ဒီညရောက်မှာပဲအချိန်တွေကိုစောင့်ကြည့်ရတော့မှာပဲအဲ့လိုပြောပြီးဥပန်ကောင်းတို့လည်းပြန်သွားကြတယ်နေ့လယ်ဘက်ရောက်တော့စားတော့ပြီးနားကြတယ်နီမောင်ကအောက်ထပ်မှာတယောက်တည်းနားနေစဉ်မြလေးတင်ဆင်းလာတယ်နီမောင်စိတ်ထဲမှာအဲ့လိုဆင်းလာတာကြောင့်အံ့ဩနေတယ်မြလေးတင်ကမနီမဝေးနေရာမှာရှိတဲ့ကွက်ပစ်ပေါ်မှာဝင်ထိုင်နေနင်တို့ခုလိုလာပြီးတော့အကူကြီးပေးတာကျေးဇူးတင်ပါတယ်သူမကအဲ့လိုပြောတယ်ငါအဖော်လိုက်လာတာပါအကူကြီးပေးတာဆရာကြီးကိုကျေးဇူးတင်ရမှာပါငါဒီပညာတွေကိုဘာမှမတတ်ပါဘူးနီမောင်ကအပြုံးနဲ့ပြန်ပြောတယ်ငါကပြောတယ်နင်တို့ရောက်တော့နင်းအကူကြီးပေးလို့ဆရာကြီးကလိုက်လာတာလို့ပြောတယ်အဲ့ဒါလေကျေးဇူးတင်ရမှာပေါ့ညာလေးတင်ကအဲ့ဒါလိုထပ်ပြောတယ်ကြံဖမ်းပြီးကျေးဇူးတင်ရင်လည်းတင်ပေါ့ဒါတက်နင်းနာမည်ကဘာလို့လဲငါနာမည်ညာလေးတင်နင်းနာမည်ကနီမောင်မဟုတ်လားနီမောင်ကခေါင်းငိမ်ပြတယ်နင်ဘယ်လိုသိနေရလဲငါ့ကိုပြောပြလို့သိရတာနင်မညီမချောချောတယောက်ရှိရဲ့လို့လည်းပြောသေးတယ်ငါရွှေမောင်နဲ့သိနေရအတော်ကြာပါပြီဒါပေမဲ့ဒီရွာအခုမှရောက်ဘူးလားဆိုတော့ရွှေမောင်မှာညီမချောချောတယောက်ရှိနေတာကိုလေငါအခုမှပဲသိရတော့တယ်နီမောင်စကားကြားတဲ့အခါသဘောကျတဲ့အမူအရာနဲ့ရှင်နေတယ်တော့ကြအကိုရွှေမောင်ကနင်တို့ရွာကိုချားဝမတက်လာနေအခက်ပဲလောက်လည်းဒီလိုပဲအခန့်ပေးရမှာပေါ့တကယ်လို့ငါလာရင်ရောနင်တို့အတွက်အနှောက်အယှက်ဖြစ်ကြမှာလားညာလေးတင်ကခေါင်းခါပြတယ်နီမောင်ကဘာမှဆက်မပြောတော့ပဲအတန်ကြာတော့မှနေရာကနေပြန်ထသွားလေတယ်နေ့လယ်ပဲရောက်တာတော့မောက်ကတော်ရွာမှာမောင်မြတ်တာရောက်လာတယ်သူနဲ့အတူအဖော်တယောက်လည်းပါလာတယ်ညာလေးတင်ကအဲ့တဲ့ကိုဝတရားရှိတဲ့အတိုင်းအခန့်ပေးတယ်ညာလေးတင်နဲ့တွေ့တော့မောင်မြတ်တာမိတယ်ညာလေးတင်အဲ့တဲ့တွေရောက်နေရလားမောင်မြတ်တာကခြံဝင်းထဲမှာရှိတဲ့ကွက်ပြက်ပေါ်မှာထိုင်ပြီးတော့ရွှေမောင်နဲ့စကားပြောနေတဲ့နီမောင်ကိုမြင်လာကြောင်းမေးလိုက်ခြင်းဖြစ်တယ်ဟုတ်တယ်ဘယ်ကလာကြတာလဲဟိုဘက်ရွာကဆရာကြီးတယောက်ကိုတားခေါ်လာလို့ဧည့်သည်တွေရောက်နေတာပါအဲ့ဒီစကားကြတော့မောင်မြတ်တာမှာချက်ချင်းမျက်နှာပြတ်သွားတယ်မျက်နှာပေါ်မှာစိတ်အလိုမကျတဲ့အရေးရောင်တချို့လည်းပေါ်လာတယ်အခုငါလာတာတခြားမဟုတ်ဘူးဒီကိစ္စအတွက်ပဲလာခဲ့တာဒီရွာပြန်သွားတော့ငါဖွားကိုဒီရွာမှာအနောက်ရှက်တွေဝင်နေတဲ့အကြောင်းတွေကိုပြန်ပြောပြလိုက်တယ်ငါအဖွားကသူ့လိုက်ပြီးရှင်းပေးနိုင်တယ်လို့ပြောတယ်ကျမကဒီအကြောင်းတွေကိုဘာမှမသိပါဘူးအဖေကသာပြောပါညာလေးတင်ကအဲ့လိုပြောတာကြောင့်မောင်မြတ်တာကဥပဒေနဲ့တွေ့ပြီးတော့အကျိုးအကြောင်းပြောပြတယ်ကျွန်တော်ဖွားနာမည်ကဒေါ်မင်းစာလို့ခေါ်ပါတယ်ပျောကနဲ့သက်ဆိုင်တဲ့ပညာတွေကိုအတော်နိုင်နေကျွန်တော်ကဒီရွာမှာမကောင်းဆိုးဝါးတွေဝင်နေတဲ့အကြောင်းကိုပြောပြတော့အဖွားကသူလာပြီးရှင်းပေးမယ်လို့ပြောတယ်အဲ့ဒါဦးကြီးတို့ကိုလာပြောတာပါမောင်မြတ်တာပြောသမျှကိုဥပဒေကအေးအေးဆေးဆေးစေးတံပွားရင်နဲ့နားထောင်နေလေတယ်မောင်မြတ်တာရဲ့အတွေ့အကြုံတော့မှအခုလိုအကူညီလာပေးတာကျေးဇူးတင်ပါတယ်ကွယ်ဒါပေမဲ့ရွာလူကြီးကဟိုဘက်ရွာဆရာကြီးတယောက်ကိုပင့်ခေါ်ထားလို့ရောက်နေရတရက်နှစ်ရက်လောက်ရှိနေပြီလို့ပြီးပြန်ပြောတယ်ဒီရွာမှာပျောကနဲ့သက်ဆိုင်တဲ့ကိစ္စတွေစုံကဝေတွေနဲ့သက်ဆိုင်တာမှန်သမျှရှင်းပေးနိုင်တာကျွန်တော်အဖောင်းမိတဲ့ဆရာတယောက်မှမရှိပါဘူးအဲဒါကြောင့်ခေါ်ထားတဲ့ဆရာကိုတင့်တော်တော်ပေးပြီးရနဲ့ပြန်ထွက်လိုက်ပါဒီလိုလုပ်လို့တော့ဘယ်တင့်မှာမလဲဒီရွာရောက်နေတဲ့ဆရာကြီးကလည်းတာမန်မဟုတ်ဘူးအတော့ကိုအစွမ်းထပ်ပါတယ်ညရွာတွေကိုမကောင်းဆိုးရတယ်မဝင်အောင်ရှင်းထုတ်ပြီးပါပြီတာမန်တစေတရေတွေလောက်တော့နိုင်ကျင်နိုင်မှာပေါ့ရွာတွေကိုဘလူးဝင်ပြီးလူတွေကိုစားနေမဟုတ်လားအဲ့ဒီဘလူးကိုရှင်းနိုင်မှာမလားကြည့်ရမှာပေါ့ကွယ်တကယ်လို့မတက်နိုင်ဘူးဆိုရင်မင်းကိုအကြောင်းကြားပြီးတော့မင်းအဖွားကိုခေါ်ပါမယ်ပြောထားပြီးမှသူ့ကိုမခေါ်ရင်အဖွားကကျေနပ်မယ်မထင်ဘူးအဲ့လိုမကြည်မနဲ့ခက်တိုးတိုးရေရွတ်ပြောဆိုပြီးတော့မောင်မြတ်တာကပြန်ထသွားလေတော့တယ်ခြံထဲရောက်တော့ကွက်ပြက်ပေါ်မှာထိုင်နေတဲ့နီမောင်ကိုအကဲခတ်တယ်လို့တစ်ချက်ကြည့်ပြီးတော့အပြင်ဘက်ကိုပြန်ထွက်သွားလေတယ်ညအချိန်ရောက်တဲ့အခါနီမောင်တို့ကအောက်ထပ်မှာပင်နေပြီးတော့အချိန်နေကြည့်နေကြတယ်ဒါပေမဲ့ညဥပိုင်းအချိန်ကျော်တဲ့အထိထူးခြားမှုမတွေ့ရပြီရွာထဲမှာလည်းခွေးဟောင်တံပင်မကြားရပဲတိတ်ဆိတ်ငြိမ်သက်နေတယ်ဒါပေမဲ့နတ်ဆရာဇာကရနေတဲ့အိမ်မှာတော့မငြိမ်မသက်ဖြစ်နေတယ်ကျိုးနဲ့သားနဲ့ထုလုပ်ထားတဲ့ဘလူးရုပ်ထုကညဥပိုင်းအချိန်ကျော်လာတဲ့အခါအသက်ဝင်လာတယ်မျက်လုံးနှလုံးကအနီရောင်တွေထွက်လာတယ်ကြောက်စရာကောင်းတဲ့ပုံမှန်တဲ့ရှိတဲ့ဘလူးကရုပ်ထုအတွင်းကနေအပြင်ကိုထွက်လာတယ်ထွက်လာစဉ်ကအရွယ်အစားသေးပေမဲ့အပြင်ဘက်ရောက်တဲ့အခါအရွယ်အစားကတဖြည်းဖြည်းကြီးလာတယ်တကူလုံးမှာအမွှေးတွေပုံနေပြီးမျက်လုံးနှလုံးကဟင်းသာပြထားလို့နှီးရဲနေတယ်ပါဇက်ထဲကအဆွဲကလည်းအပြင်ကိုငေါထွက်နေတယ်ဘလူးကခါတိုင်းလိုပဲရုပ်ထုအတင်းကထွက်လာပြီးအိမ်မော်ကနေဆင်းသွားတယ်ဆာဂရာကအဲ့ရပေါ်မှာအိပ်ဖို့ပြင်နေရကနေခြေတံပြင်းပြင်းနေပြီးဆင်းသွားတဲ့အတန်ကြားတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တယ်တစ်ဝါတို့နဲ့စောက်ထားတဲ့အိမ်မှာတအိမ်လုံးတိတ်တိတ်တုံနေတယ်စင်ပေါ်မှာတင်ထားတဲ့ရုပ်ထုကအသက်ဝင်နေတယ်လို့ဖြစ်ပြီးလှုပ်နေကြတယ်ကျွန်းနဲ့ဘလူးကအိမ်ရောက်ဆင်းသွားတော့မှပြန်ငြိမ်သွားလေတယ်ခါတိုင်းညတွေကကျွန်းနဲ့ဘလူးအပြင်ထွက်သွားပါကအတော်ကြာတဲ့အထိပြန်ရောက်မလာပြီအခုညမှာတော့ချက်ချင်းအိမ်မော်ပြန်တက်လာတယ်အဲ့ဒါကြောင့်ဇာဂရာကနေရာကထပြီးတော့မေးတယ်ဘာဖြစ်လာလဲဘာကြောင့်အပြင်မသွားဘဲနဲ့ပြန်လာတာလဲငါအပြင်ထွက်လို့မရတော့ဘူးဟမ်ဘာဖြစ်လို့လဲအပြင်မှာစီးကျိုးတွေတားထားတယ်ဂဒပနတ်တွေကလည်းခြံထောက်မှာစောင့်နေကြတယ်ဇာဂရာကအတော်ပင်အံ့ဩသွားတယ်သူကဆရာတယောက်ဖြစ်တာကြောင့်ဒီကိစ္စမှာတာမန်မဟုတ်မှန်းတော့သဘောပေါက်နေတယ်စီးကျိုးတွေဖယ်ပြီးပါမဖယ်ငါအပြင်ထွက်လို့မရဘူးအဲ့ဒါကြောင့်ဇာဂရာကအပြင်ဘက်ထွက်ကြည့်တယ်
အပြင်ဘက်မှာအမောင်ရိပ်တွေဖုံးနေပေမဲ့ကောင်းကင်မှာကြင်အောင်အချို့ရှိနေတာကြောင့်အတော်အသင့်တော်မြင်နိုင်နေ။ချောင်းဝင်းပတ်လည်မှာလျှက်စစ်စည်းကြောင်းလိုလင်းနေတဲ့အယောင်တွေကိုတွေ့ရနေတော့တယ်။ချောင်းဝင်းနဲ့ပတ်လည်မှာရှိနေခြင်းဖြစ်တယ်။ဒါအပြင်တန်လျက်ထမ်းပြီးခောက်တော့ခောက်ပြန်ရှောက်နေကြတဲ့လူမဲကြီးလေးယောက်ကိုဝိုးတော်လှမ်းမြင်ရတယ်။အဲ့ဒီအရာတွေကတာမန်မဟုတ်ဆရာတယောက်ကစီရင်နဲ့ပြုလုပ်ထားမှသဘောပေါက်ပေမဲ့သူ့ပညာလောက်နဲ့ဖယ်ရှားလို့မရနိုင်မှသဘောပေါက်နေတယ်။ဒါဟိုဘက်ရွာမှာရောက်နေတဲ့ဆရာလက်ချက်ပဲဖြစ်ရမယ်။ငါပညာနဲ့ဖယ်ရှားလို့ရမယ်မထင်ဘူး။ဘယ်လိုလုပ်ရပါမလဲ။အိမ်ထဲမှာရှိနေတဲ့ဘလူကအပြင်ထွက်လို့မရရင်ငါ့ကိုအန်ရပြီးမှစိုးရတယ်ဆိုပြီးတော့တွေးတောနေတယ်။ညနေပိုင်းရောက်လာတဲ့အခါကျိုးနဲ့ဘလူကအပြင်ထွက်မရတာကြောင့်အိမ်ထဲမှာဝုန်းဝုန်းတိုင်းတိုင်းနဲ့တောင်းကျနေရဇာကရမှာအိမ်ထဲမှာမနေဝင်တာကြောင့်တညလုံးအိမ်ပြင်ထွက်နေရပြီးတော့တယ်။အိမ်ညမှာကန်တာတရွာလုံးအော်ဟစ်တန်တွေမကြားရပဲဇာကရအိမ်မှာသာစူညံနေလေတော့တယ်။နောက်တနေ့မနက်လင်းတဲ့အခါမှာတော့မောက်ကတော်ရွာမှာနေတဲ့ဒေါ်မင်းစာနေအိမ်ကိုဇာကရရောက်လာတယ်။သူ့စီမှာလွယ်အိတ်တစ်လုံးနဲ့တောင်ဝေးတစ်ချောင်းသာပါလာတယ်။ဇာကရကဒေါ်မင်းစာနဲ့ပြညာတဲ့အချင်းချင်းတိကျွမ်းသူဖြစ်တယ်။ဒေါ်မင်းစာကအသက်60ကျော်အရွယ်ကရှိပြီးတော့မောင်မြတ်သားတို့ခြံဝင်းထဲမှာပဲအိမ်တစ်လုံးနဲ့တီးချနေသူဖြစ်တယ်။မောင်မြတ်သားရဲ့မိဘတွေဖြစ်တဲ့ဦးတာဘေးဒေါခင်မီတို့နဲ့တားချင်းတော်ဆက်တာကြောင့်အခုလိုခြံထဲမှာပဲအိမ်ကြီးဆောင်ဆောက်ပြီးတော့ကောင်းမွန်စွာထားနေခြင်းဖြစ်တယ်။ဒေါ်မင်းစာမှာအသက်အရွယ်ရနေပြီဖြစ်ပေမဲ့အဲ့ဒီအိမ်မှာတယောက်တည်းနေသူဖြစ်တယ်။သူဟာဆုံးကဝေပညာတက်ကျွမ်းသူဖြစ်ပြီးတော့ရွာသူရွာသားတွေစုံတဲ့ကဝေဖန်စားခြင်းပြုစားခြင်းစတဲ့ပယောဂနဲ့သက်ဆိုင်တဲ့ယောဂအနှောက်အယှက်တွေရှိလာရင်ပျောက်ကင်းအောင်ကုသပေးတာကြောင့်အားလုံးကမှော်စရာနတ်စရာတယောက်လိုသတ်မှတ်ထားကြတယ်။ဒါအပြင်ပြုစားမှဆိုတာကြောင့်ကြောက်ရွံ့ခြင်းနဲ့ရှိကြတယ်။ဒေါ်မင်းစာကတယောက်တည်းနေတယ်ဆိုပေမဲ့လည်းလက်တို့လက်တောင်ခိုင်းစရာတယောက်တော့အဲ့ဒီအိမ်မှာရှိတယ်။တရေနဲ့ကြော်ပဲဖြစ်လေတယ်။တရေနဲ့ကြော်ကိုခြံနောက်ဘက်မှာရှိတဲ့ပြင်းမပင်ကြီးမှာနေရာပေးထားပြီးတော့ဒေါ်မင်းစာကအမဲသားငါးတွေဝယ်ယူကျွေးမွေးထားတယ်။တရေနဲ့ကြော်ကိုမြင်ရတဲ့အခါလူတယောက်အသွင်နဲ့တွေ့ရပေမဲ့တာမန်လိုအသွင်မျိုးတော့မဟုတ်အတာမဲမဲကိုလုံးကိုယ်နဲ့တုတ်ကင်ပြီးတော့ကိုပေါ်မှာအမွှေးမြင့်အချို့ရှိတယ်။စပင်အချို့ရှိပေမဲ့လည်းကျိုးတော့ကျဲတဲ့လောက်သာရှိပြီးတော့မျက်နှာပေါ်ကိုတဝက်လောက်ကျနေတယ်။မျက်နှာကလည်းဖုတ်သွင်းထားတဲ့မျက်နှာမျိုးပဲဖြစ်တယ်။တရေနဲ့ကြော်ကအခြားသူတွေအတွက်ကြောက်စရာထိတ်လန့်စရာဖြစ်နေပြီမဲ့လည်းဒေါ်မင်းစာအတွက်ကတော့လက်တို့လက်တောင်ခိုင်းစရာရတယ်။ဒေါ်မင်းစာကတနေရာမှာထိုင်နေရင်းနဲ့နတ်ကြော်ရင်ဆေးလိတ်ကမီးတိမ်နေလို့မိဘကမီးဆွဲနေတဲ့ထင်းတစ်ချောင်းယူလာပေးပါကွယ်။အဲ့လိုပြောပါကလူကိုမမြင်ရပဲမီးဆွဲနေတဲ့ထင်းစားတစ်ချောင်းကမျက်နှာနာအထိရောက်လာတယ်။ဖြည်းဖြည်းလှုပ်ဆက်မှကွယ်50ပင်လေးတွေမရှိမရှိမီးလောင်သွားမှခတ်နေပါဦးမယ်။ဒေါ်မင်းစာကအဲ့လိုပြောပြီးတော့မီးစားနဲ့ပြောင်းမှုဘက်ဈေးဘောလေးကိုမီးညှိပြီးပြန်ပေးလိုက်ပါကထင်းချောင်းကိုပြန်ယူသွားတယ်။ထင်းချောင်းကိုသာမြင်ရပြီးယူသွားတဲ့လူကိုမမြင်ရဘူး။နတ်ကြော်ရင်မိဘပေါ်မှာတင်ထားတဲ့ရင်နွေးအိုးမစုသေးဘူးလား။ဆိုရင်လက်ဖက်ချများများခတ်ပြီးတော့တရိုယူလာခဲ့ပေးစမ်းပါကွယ်။အဲ့လိုပြောတော့မိဖို့ရှိရာဘက်မှာအတန်အချို့ကြားရတယ်။မိဖို့တွေကိုထင်းထဲ့တန်ရက်ခတ်တန်အဖုံဖွင့်တန်တွေကြားရပြီးခဏကြတော့အငွေတစ်ထောင်ထောင်ထွက်နေတဲ့လက်ဖက်ရည်အိုးကိုယူလာပြီးအနားလာချပြီးတယ်။ဟန်ကြတဲ့ကွယ်မင်းကငါမြေမောင်မြတ်တာထပ်ပိုးပြီးအားကိုရတယ်။မောင်မြတ်တာအိမ်မှာတနေ့တနေ့ဘာအလုံးမှမမေရမလုပ်ချင်ဘူး။သူ့ကိုခိုင်းမှုအတားချငါနားတော့နားဖို့မရဘူး။ဒါကြောင့်မင်းကိုပဲအားကိုနေရတာ။အကူညီရလို့ငါကမင်းကြိုက်တာကိုကြည့်မယ်။မင်းကလည်းငါခိုင်းတာလို့ပေါ့။ဒေါ်မင်းစာကအနားမှာတယောက်မှမမြင်ရပဲတထွတ်ထွတ်နဲ့ပြောဆိုနေတတ်ပေတယ်။မိုးရသည်ရောက်လာရင်လေနတ်ကြော်ရင်နတ်ကြော်ဘယ်သွားနေရတော့ငါစီကိုလာပါအောင်ကွ။အဲ့လိုအတန်ကြဲကြဲနဲ့ခေါ်ရင်တရင်နတ်ကြော်ကအတန်ကြားတဲ့နေရာကနေပြေးလာလေရှိတယ်။ဒါပေမဲ့ဒေါ်မင်းစာတယောက်ကသာသူ့ကိုမြင်နေရပြီးအခြားသူတွေကြည့်နေရင်နတ်ကြော်ကိုပဲမမြင်ရ။နတ်ကြော်ရောက်လာတော့ဒေါ်မင်းစာကပြောနေတယ်။နတ်ကြော်ငါငငယ်တော့အလိုငရုတ်သီးဆက်ဆက်နဲ့ကြော်ထားတဲ့ဖားသားဟင်းလေးစားကြတယ်ကွ။လယ်ကွင်းတွေထဲမှာဖားသားရောက်ချင်းအဲ့လိုစိတ်ခိုင်းမှာကမောင်ရီတန်းစားအချိန်ရောက်ရင်ဒေါ်မင်းစာနေတဲ့တဲအနောက်ဘက်မှာကမောက်ဆောင်ထားပြီးတော့ဒုတ်တစ်ချောင်းနဲ့မိအုပ်ဆောင်ပလုံကန်ထားတဲ့လူတစ်ယောက်ထွက်သွားတာကိုတွေ့ရပြီလိမ့်မယ်။နောက်တစ်နေ့မနက်လင်းမှာကအိမ်ရှိတနေရာအရောက်မှာတော့စုပုံထားတဲ့ဖားအသေးကောင်အတော်များများကိုတွေ့ကြရမှာဖြစ်တယ်။အဲ့ဒီကဒေါ်မင်းစာကအဲ့ဒီဖားတွေကိုမောင်မြတ်တာတို့နေအိမ်ဘက်ကိုလှမ်းခေါ်ပြီးတော့ပေးလိုက်တယ်။ဟင်းချက်ပြီးတော့ကသူ့ကိုဖားသားဟင်းတစ်ပကံလာပို့ပေးရတယ်။ဒေါ်မင်းစာကအခြားသူမရှိပေမဲ့နတ်ကြော်ရှိတာကြောင့်အတော်ကိုအဆင်ပြေနေပြီးတော့တယ်။တခါတလေလေးနတ်ကြော်လူတွေကငါ့ကိုအကြောင်းကိစ္စရှိမှတတိရကြတယ်။မဟုတ်ရင်တတိမရဘူး။အခုငါ့မှာသုံးဆွဲဖို့ငွေချင်းမရှိတော့ဘူး။အဲ့ဒါကြောင့်နည်းနည်းပါးပါးလောက်6လန့်ပေးလိုက်ပါအောင်။မင်းကလူတွေကို6လန့်တဲ့အခါအသက်တည်တဲ့အထိတော့ဘသူ့မှမလုပ်ခဲ့နဲ့နော်။အဲ့လိုမှားရင်လေနားလေတဲ့အမူအရာနဲ့ခေါင်းငိမ့်ပြပြီးတော့ညချိန်ရောက်တာနဲ့ရွာတွေကိုထွက်သွားလေတော့တယ်။နောက်တနေ့မနက်လင်းရင်ရွာသားအချို့ရောက်လာပြီးပြောတယ်။အဖွာညအိမ်မှာတရေလာ6တာအတော်ကျန်နေ။ကလေးတွေလန့်ပြီးဖြားနေလို့လိုက်ကြည့်ပေးပါအောင်။အဲ့ဒီခါဒေါ်မင်းစာကလိုက်သွားပြီးကုသပေးတယ်။ယောဂပြောက်ပါကစားစီစားတဲ့စားတော့စရာအချို့အပြင်နတ်ပူဇော်ဖို့အတွက်ပါငွေပေးတာကြောင့်ငွေအချို့လည်းရတယ်။အဲ့လိုရပါကဒေါ်မင်းစာကတရေနတ်ကျော်ကိုအမဲသားများများဝယ်ပြီးတော့ချက်ပြုတ်ကျွေးမွေးလေးရှိတယ်။တရေနတ်ကျော်ကတာမန်လူတစ်ယောက်နဲ့မချဒေါ်မင်းစာအတွက်အောက်ကူရတဲ့တ
တရေတကောင်မင်းဖြစ်လေတော့တယ်။ဒေါ်မင်းစာစီမှာတရေနဲ့ကြော်ရှိနေတာကိုမောင်မြတ်သားတို့အိမ်သူအိမ်သားတွေပင်တေးသေးချာချာသိမသိကြပြီ။တရက်မှာတော့ဒေါ်မင်းစာရဲ့နေအိမ်ကိုကန်တာရွာမှနတ်စရာဇာဂရရောက်လာတယ်။ဇာဂရကရခင်ကပင်ဒေါ်မင်းစာနဲ့တီကျွမ်းသူဖြစ်တယ်။ဇာဂရပါလားဘယ်ရလာတာလဲ။ကျုပ်ဒေါ်မင်းစာနဲ့တွေ့ရအောင်လာတာပါ။အဲဒီလိုပြောပြီးဇာဂရကအိမ်ထဲဝင်လာပြီးတော့ထိုင်နေ။ဘလို့ကိစ္စရှိလို့လဲ။တိုင်ပင်စရာလေးတွေရှိနေလို့ပါ။အကူကြီးတောင်းရနာလေးတွေလည်းရှိလို့ပါ။အဲဒီလိုလေတံတိုးတိုးနဲ့ပြောပြနေတယ်။ပြောစရာရှိရလဲပြောပေါ့။ဒါပေမဲ့မေးရအောင်မေး။ခုတလောမင်းတို့နေရရွာတွေဘက်မှာဘလူးတစ်ကောင်နဲ့တရေစပတ်တွေဝင်ပြီးတော့ဒုက္ခပေးနေလို့ရွာသူရွာသားတွေတော်တော်များများသိကြတယ်လို့သတင်းကြရတယ်။ဒေါ်မင်းစာပြောတော့ဇာဂရကခေါင်းငိမ့်ပြတယ်။အဲ့ဒါမင်းလက်ချက်မဟုတ်လား။ဟုတ်ပါတယ်။အခုအဲ့ဒီကိစ္စပြောဖို့လာတာပါ။ဇာဂရကကျွန်းနဲ့သားကိုဘလူးရုပ်ပြုတ်လောက်ခဲ့ပြီးတဲ့နောက်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတို့ကိုဒေါ်မင်းစာကိုပြန်ပြောပြတယ်။ဒေါ်မင်းစာကပြောင်းမှုဘက်စေးဘောလေးကိုမိတရေရဲနဲ့ဖွာရင်းနဲ့ဇာဂရပြောတဲ့အကြောင်းတွေကိုနားထောင်နေတယ်။ဇာဂရစကားဆုံးတော့မှမိုင်းတုံတောင်ပေါ်မှာရှိတဲ့ကျွန်းနဲ့ပင်ကနှစ်ပင်ရှိတယ်။တပင်နဲ့တပင်အရွယ်အစားရောပုံမှန်တရမှာတိတ်မကွာဘူး။မိုင်းတုံတောင်မှာမိုင်းတုံဖိုးဖိုးရှိတယ်။ဖိုးဖိုးကြီးကတကိုးကြည့်တယ်။ဒေါ်မင်းစာကပြောပြတယ်။မိုင်းတုံတောင်ရောက်တော့ဖိုးဖိုးကြီးနဲ့တွေ့ခဲ့တယ်။ကျွန်းနဲ့ပင်မှာဘလူးတွေရှိတယ်။အဲ့ဒီကျွန်းနဲ့ပင်တွေကိုစောင့်နေဘလူးတွေပဲ။တပင်မှာတော့ဒေဝရက်ခဘလူးရှိတယ်။နောက်တပင်မှာတော့ဒေဝရက်ခဘလူးကရှိတယ်လို့ပြောတန်ကြတယ်။သူတို့ကမောင်နှမပဲ။ဒေါ်မင်းစာကပြောတယ်။ကျုပ်ကဒေဝရက်ခစောင့်တဲ့ကျွန်းနဲ့ပင်ကကျွန်းနဲ့တောင်ကိုရခဲ့တာ။သူနဲ့အပေးယူလုပ်ပြီးမှရခဲ့တာပဲ။ဟင်ဘလို့အပေးယူလုပ်ခဲ့တာလဲ။အိမ်ရောက်တာနဲ့ကျွန်းနဲ့တောင်ဘလူးရုပ်ထုထုလုပ်ပြီးတော့အသက်သွင်းပေးရမယ်ဆိုတဲ့အပေးယူလုပ်ပြီးရခဲ့တာပဲ။ဇာဂရမင်းရောဆရာလုပ်နေပြီပရလောကသားတွေရဲ့လှည့်စားတာတော့မသိပဲဟုတ်ကွယ်။အဲဒီလိုပြောလိုက်ရဇာဂရကဒေါ်မင်းစာကိုကြည့်နေတယ်။မိုင်းတုံတောင်မိုင်းတုံဖိုးဖိုးကြီးအုပ်ချုပ်နေတဲ့ပိုင်နဲ့ဆိုတော့အဲဒီတောင်မှာရှိတဲ့ဘလူးကမိုင်းတုံဖိုးဖိုးကြီးခွင့်ပေးမှအပြင်ကိုထွက်ခွင့်ရတယ်။သူ့သဘောနဲ့သူထွက်ခွင့်မရဘူး။အဲဒါကြောင့်မင်းကိုကျွန်းနဲ့တုံပေးပြီးတက်သွင်းခိုင်းတာပဲ။ဟုတ်ပါတယ်။မင်းကရုပ်ထုကိုဘုဒ္ဓဝဟနာပညာနဲ့အသက်သွင်းတော့မှတော့သူ့ရဲ့ကိုယ်ပါဝိညာဉ်ကရုပ်ထုထဲမှာဝင်နေတာပဲ။ကျွန်းနဲ့ရုပ်ထုထဲမှာရောက်နေတာတခြားမဟုတ်ဘူး။ဒေဝရက်ခဘလူးရဲ့ကိုယ်ပါပဲ။မင်းရဲ့ပညာလောက်နဲ့သူ့ကိုထိန်းချုပ်လို့မရနိုင်ဘူး။ဟုတ်တယ်။အသက်သွင်းပြီးတဲ့နောက်ပိုင်းမှာသူ့သဘောနဲ့သူအပြင်ထွက်ပြီးတော့လူတွေကိုတတ်နေတော့တာပါပဲ။အခုကဘာအတွက်လာတာလဲ။ငါကဘာလုပ်ပေးရမလဲ။ဒေါ်မင်းစာကတောလက်ဆဆေးဘောလိတ်ကိုတဖွာနှစ်ဖွာဖွာကအောက်ကိုပြန်ချပြီးမိတယ်။အခုအဲ့ဒီဘလူးကိုအပြင်မထွက်နိုင်အောင်ထိန်းချုပ်ထားတော့တောင်းကျနေတယ်။ကျုပ်တောင်အိမ်ထဲမှာမနေဝင်လို့အပြင်ထွက်နေရတယ်။ဘသူကထိန်းချုပ်ထားတာလဲ။မော်စာရွာကဆရာတယောက်လို့ထင်မိတယ်။အဲ့ဒီစကားကြားတဲ့အခါမှာတော့ဒေါ်မင်းစာကအတော်ကြာအောင်စဉ်းစားနေပြီးမှမော်စာရွာမှာအထက်လန်းပညာတွေကျွမ်းကျင်တဲ့ဆရာကြီးတယောက်ရှိတယ်လို့သတင်းကြားမိတယ်။ကမ္မစိတ်ရှိတဲ့ဘလူးတော်ထိန်းချုပ်ထားနိုင်မှထောက်တော့သူ့ရဲ့ပညာအဆင့်အတော်မြင့်မုံရတယ်။အဲ့ဒီလိုပြောတယ်။ဟုတ်တယ်ဗျ။ဒါကြောင့်အခက်တွေ့နေတာပဲ။ဘလူးကပြင်ထွက်လို့မရရင်ကျုပ်ကိုပြန်ပြီးဒုက္ခပြီးမှသိကြတယ်။ဒါကြောင့်ဒေါ်မင်းစာအကူကြီးပေးပါဦး။ဇာဂရကပြောတယ်။အထက်လန်းပညာနဲ့အစီရင်လှုပ်ထားတာတွေကိုကိုယ်သဘောနဲ့ကိုယ်ဖြတ်လို့မရဘူး။သူတို့ပြန်ပြီးဒုက္ခပေးခြင်းနဲ့ဆိုရင်နောက်ထပ်နီလန်တစ်ခုတော့ရှိတယ်။ဘလို့နီလန်လဲ။မင်းစီမှာကျွန်းနဲ့သားကြံသေးတယ်မဟုတ်လား။ကြံသေးတယ်ဒီလွယ်အိတ်ထဲမှာပါလာတယ်။ဇာဂရကသူယူလာတဲ့လွယ်အိတ်ထဲမှာပါလာတဲ့ကျွန်းနဲ့သားကိုထုတ်ပြတာကြောင့်ဒေါ်မင်းစာကယူကြည့်တယ်။ဒီကျွန်းနဲ့သားတာမန်မဟုတ်ဘူးတိတ်တိရှိတယ်။ဒီကျွန်းနဲ့သားကိုဘလူးမရုပ်ထုပြုတ်လုပ်ပြီးတော့အသက်သွင်းမှာပြီးရင်အဲ့ဒီရွာမင်းကိုဒုက္ခပေးတဲ့သူတွေကိုရှင်းခိုင်းလိုက်ပေါ့။ကောင်းတယ်ဒီကြံကောင်းတယ်။ဒါပေမဲ့လူတွေကိုဒီလိုလုပ်လို့ရပါမလား။စိတ်မပူနဲ့မင်းရုပ်ထုပေးရနဲ့ငါပညာဆက်ကြိုးတွေထည့်ပေးမယ်။ဒီလိုထည့်ပြီးတော်ပညာနဲ့သူတို့တားဆီးလို့မရတော့ဘူး။ဟုတ်ပြီ။ကျုပ်ဒီမှာပဲရုပ်ထုလုပ်ပြီးတော့အသက်သွင်းမယ်။ဒေါ်မင်းစာကပညာဆက်ကြိုးတွေထည့်ပေးပါ။အဲ့လိုပြောဆိုပြီးနောက်ဇာဂရကဒေါ်မင်းစာရဲ့နေအိမ်မှာပဲကျွန်းနဲ့သားကိုဘလူးမရုပ်ထုပြုတ်လုပ်ပေးနေတော့တယ်။ညအချိန်ရောက်တဲ့အခါဒေါ်မင်းစာကတရေနဲ့ကျော်ကိုခေါ်ပြီးပြောတယ်။လက်ကျော်မိဒီညကန်တာရွာကိုသွားပြီးတော့အချိန်နေကြည့်နေပါ။ဇာဂရနေတဲ့အိမ်ကိုရောက်အောင်သွားပြီးအချိန်နေကြည့်။ပြီးရင်အဲ့ဒီရွာကိုရောက်နေတဲ့ဆရာဘယ်အိမ်မှာနေတယ်ဘလို့အချိန်နေရှိတယ်ဆိုတာကိုပါတခါတည်းကြည့်ခဲ့ပါ။အဲ့လိုပြောတဲ့အခါတရေနဲ့ကျော်လည်းအပြင်ဘက်ကိုထွက်သွားလိမ့်တယ်။မောက်ကတော်နဲ့ကန်တာရွာတို့ကမဝေးလာပြီ။ဂျားမှာလဲခွင်းနေတာချတယ်။တရေနဲ့ကျော်ကဇာဂရရဲ့နေအိမ်ကိုအရင်သွားပြီးတော့ကြည့်တယ်။ခြံဝန်းပတ်လည်မှာအင်းချမ်းနဲ့ပရိတ်ကျိုးတွေရှိနေတာကြောင့်အတွင်းဝင်မှုမဆိုထားနဲ့အနားရအောင်မကတ်နိုင်ပြီ။အဲဒါကြောင့်အတော်ဝေးဝေးကနေအချိန်နေကြည့်တယ်။ဇာဂရနေတဲ့အိမ်တအိမ်လုံးမှောင်နေပြီးအတွင်းမှာအော်တန်တွေကြားနေရတယ်။ငါ့ကိုလမ်းဖွင့်ပေးပါ။ငါ့ကိုအပြင်ထုတ်ခွင့်ပေးပါဆိုတဲ့အတန်တွေပဲဖြစ်တယ်။နောက်တော့အိမ်မော်မှဘလူးတကောင်ဆင်းလာတယ်။အိမ်အောက်ရောက်တာနဲ့ချက်ချင်းအိမ်မော်ပြန်တက်ပြေးသွားတယ်။အိမ်မော်ရောက်တဲ့အခါစောစောကလိုပဲအော်တန်တွေထပ်ကြရတယ်။တရေနဲ့ကျော်ကဆရာကြီးဦးပန်ကောင်ရှိနေတဲ့အိမ်ရှိရာဘက်ကိုသွားကြည့်တယ်။ဦးဘတင်တို့ရဲ့နေအိမ်ဖြစ်တယ်။အဲ့ဒီအိမ်တစ်ဝက်ရောက်တော့ခြံဝင်းနဲ့ဝင်မှုမဆိုထားနဲ့ခြံစည်းကိုအနာရအောင်မကတ်နိုင်သေး။တန်လျက်ထမ်းထားတဲ့ကန်တပနတ်တွေကခောက်တော့ခောက်ပြန်ရှောက်နေတာကိုတွေ့ရတာကြောင့်အဝေးပင်ကြည့်နေပြီးတော့မောက်ကတော်ရွာကိုပြန်လာခဲ့တယ်။ညနေပိုင်းမှာပြန်ရောက်လာပြီးတော့ဒေါ်မင်းစာကိုအချိန်ကြီးပြောပြလိုက်တယ်။ခြံထဲကိုဝင်လို့မရဘူး။စီးရီတားထားတယ်။နက်တွေစောင့်နေရမြင်ခဲ့ရတယ်။ဒေါ်မင်းစာကနားထောင်နေတယ်။
အတော်ကြာမှတနည်းမဟန်တော့လေနောက်တနည်းနဲ့ကြားရမှာပေါ့ဒေဝီရက်ခဘလူးမရုပ်ထုတ်ပြီးတော့အသက်သွင်းငါပညာကိုသုံးပြီးတော့စက်ကြိုးတွေပါထည့်ရမယ်ဆရာကြီးဆိုတဲ့သူရဲ့အစွမ်းဘယ်လောက်ရှိလဲဆိုတာအဲ့ဒီတော့သိရစေမှာပေါ့အဲ့လိုရေရွတ်ပြောဆိုနေလေတဲ့အချိန်ကညနေပိုင်းအချိန်ကြော်လာခဲ့ပြီတနေ့မှာတော့ရွှေမောင်တယောက်တည်းရွာပြားဘက်ကပြန်လာတယ်ဖခင်ဖြစ်သူစိတ်ခိုင်းတဲ့ကိစ္စအတွက်သွားရာအချိန်တော်ကြာမှပြန်လာခြင်းဖြစ်တယ်အချိန်ကညနေပိုင်းရောက်နေပြီဖြစ်ရာအလင်းရောင်ကတိတ်မရှိတော့ပြီရွာပြားဘက်မှာလူနေအိမ်နေတာကြောင့်တအိမ်နဲ့တအိမ်တစ်ချမ်းနဲ့တစ်ချမ်းကအနှဲငယ်ဝေးတယ်ကြားထဲမှာတစ်ပင်တွေသာရှိပြီးတော့လူနေအိမ်မရှိပြီရွှေမောင်မအဖို့မပါတာကြောင့်တယောက်တည်းသွားလာရတာကိုပင်ကြောက်စိတ်ဝင်နေတယ်အခုတလောတို့နေတဲ့ကန်တောင်ရွာမှာဘလူးနဲ့တရေတပတ်တို့ဝင်ရောက်နှိပ်စက်မှုကြောင့်လူအသေးအပြောက်ရှိရာညဘက်ရောက်ပါက6လန့်သူတွေလည်းရှိနေတယ်အဲဒါကြောင့်နေမဝင်ခင်အိမ်ကိုပြန်ရောက်စေဖို့ခက်တုတ်တုတ်ပြန်လာခြင်းဖြစ်တယ်တနင်္လာရောက်တော့တစ်ပင်တစ်ပင်အောက်မှာတယောက်တည်းရက်နေတဲ့အမျိုးသမီးတယောက်ကိုလှမ်းမြင်ရတယ်အသက်20ကျော်အရွယ်လောက်ရှိပြီးရုပ်ရည်ကတနာကမရုပ်ရည်မျိုးရှိတယ်ဝတ်ဆင်ထားတဲ့အဝတ်တွေကအတော်ပင်ဟောင်းနှမ်းလာတယ်မနီမဝေးနေရာရောက်လာပြီးကြည့်တော့မှသူတို့ရွာမှာမင်းကလေးတယောက်မဟုတ်ဘူးတခါမှလည်းမတွေ့ဘူးမမြင်ဘူးပဲမနီမဝေးနေရာရောက်တော့ရွှေမောင်ကရက်ပြီးမိလိုက်တယ်နင်းဘာတူလဲဒီနေရာမှာတယောက်တည်းဘာလုပ်နေတာလဲကျမကမော်စာရွာမှာနေပါတယ်မော်စာရွာမှာနေမောင်တို့နေတဲ့ရွာဖြစ်တယ်ဒီရွာမှာမော်စာရွာဆရာကြီးတယောက်ရောက်နေတဲ့တရင်ကြတော့လာပင့်တာပါရွာမှာကျမအဖွားအတော်လေးအသေးတန်ဖြစ်နေလို့လာတာပါဒီရွာတစ်ခါမှမရောက်ဘူးပါဘူးစေးစရာကြီးကိုလည်းဘယ်အိမ်မှာလိုက်ရှာမှမသိလို့အခက်တွေ့နေတာပါအဲ့လိုပြောပြတော့ရွှေမောင်စိတ်ထဲမှာအတော်ကလေးတနာစိတ်ဝင်သွားလေတယ်မော်စာရွာစေးစရာကြီးရောက်နေတာတခြားအိမ်မှာမဟုတ်ဘူးငါတို့အိမ်မှာပဲဒီလိုဖြစ်ရင်ကျမလိုက်ခဲ့ပြရစီဆရာကြီးရှိတဲ့နေရာကိုခေါ်သွားပေးပါလိုက်ခဲ့လေဟိုရောက်ငါဆရာကြီးနဲ့တွေ့ပေးပါမယ်ကျမတခါမှမရောက်ဘူးတော့အိမ်သားတွေကအိမ်တွင်းဝင်ခွင့်ပေးကြပါမလားအဲ့လိုစိုးရိမ်တဲ့အတန်မျိုးနဲ့ပြောတယ်ဝင်ခွင့်ရပါတယ်ငါအဲ့ဒီအိမ်ပိုင်ရှင်ရဲ့သားပဲငါခေါ်လာတဲ့လူကိုကျန်တဲ့မိသားစုတွေကဘာကြောင့်ဝင်ခွင့်မပေးရမှာလဲလိုက်တာလာခဲ့ပါဝင်ခွင့်ပေးပါတယ်အဲ့လိုပြောပြီးမိန်းကလေးကိုခေါ်လာခဲ့လေတယ်ရွာလမ်းမှာရှောက်လာစဉ်လမ်းမှာတွေ့သူတွေကရွှေမောင်ကိုသာတွေ့ရပြီးသူ့နောက်မှာပါလာတဲ့မိန်းကလေးကိုမတွေ့ရတော့ဘူးအဲ့ဒီမိန်းကလေးကိုရွှေမောင်တယောက်တည်းသာမြင်တွေ့နေရခြင်းဖြစ်တယ်ရွှေမောင်တို့နေတဲ့ချမ်းပါဝါနဲ့မနီမွေးနေရာရောက်တဲ့အခါရွှေမောင်ကလက်ညှိုးထိုးပြတယ်ဟိုးရှိမှမြင်နေရတာငါတို့ချမ်းပဲအိမ်မှာနေတွေ့ကျင်တဲ့ဆရာကြီးလက်ရှိတယ်သူရောက်လာကြတဲ့ကခြံဝင်းဘက်လင်မှာဆေးအစီရင်တွေနဲ့တားဆီးကာရန်ထားလို့မကောင်းဆိုးဝါးတွေဝင်လို့တော့မရဘူးကျမလိုက်ခဲ့လို့ရတယ်မဟုတ်လားမင်းကလေးကမိတယ်နေကငါနဲ့အတူတူဝင်လိုက်ကြပဲရပါတယ်လိုက်လာခဲ့ပါအဲ့လိုပြောပြီးတော့ခေါ်သွားတယ်စကားတပြောပြောနဲ့ရှောက်သွားရာခြံပေါဝါရောက်တဲ့အခါရွှေမောင်ကခြံတကားကိုတွန်းဖွင့်ပြီးအတွင်းကိုအရင်ဝင်နေအထေးရောက်မှနောက်ကိုလှည့်ကြည့်တဲ့အခါသူ့နောက်မှလိုက်လာတဲ့မင်းကလေးကိုမတွေ့ရတော့မှအံ့ဩသွားနေတယ်တနေရာမှာကြံခဲ့လေသလားဆိုတဲ့အထင်နဲ့ကြည့်တော့လေအစအနတော့မှမတွေ့ရတော့ဘူးဘယ်နေရာမှာကြံနေခဲ့တာလဲမသိဘူးအဲ့လိုတွေးတော့ပြီးအိမ်ထဲဝင်သွားလေတယ်အဲ့ဒီအချိန်လေးကိုဘယ်သူမှသတိမပြုမိလိုက်ကြပြီညအချိန်ရောက်တဲ့အထိထူးထူးခြားခြားမရှိပဲတရွာလုံးနဲ့ခွေးဥတန်ခွေးဟောင်တန်မင်းမကြားရပဲတိတ်ဆိတ်ငြိမ်သက်နေတယ်ညနေပိုင်းအချိန်ရောက်မှမအိပ်ပဲကလေးမောင်မထိုင်နေတဲ့မြားလေးတင်ကိုသတိပြုမိတာကြောင့်မိခင်ဖြစ်သူကလှမ်းမိတယ်ဟဲ့မြားလေးတင်ညနေလာပြီခုထိမအိပ်သေးပဲနဲ့ဘာထိုင်လုပ်နေရလဲအဲ့လိုမေးပေမဲ့ချက်ချင်းပြန်မပြောပဲငုံငူကြီးထိုင်နေတယ်အဲ့ဒါကြောင့်မိခင်ဖြစ်သူဒေါ်မြခင်ကကလေးမောင်ကဆင်းသွားပြီးတော့သူမနာရအောင်သွားပြီးမှထပ်မိတယ်မြားလေးတင်ဒီဘာဖြစ်နေရလဲအဲ့လိုမေးမှမိခင်ဖြစ်သူကိုမမှတ်မိတဲ့အချိန်နဲ့တစ်ချက်ကြည့်တယ်ဒီအိမ်မှာရောက်နေတဲ့ဆရာကိုကျမသဘောမကျဘူးသူကမကောင်းတဲ့အကြံစီတွေနဲ့ဒီကိုရောက်နေကြတာဒေါ်မြခင်ကမျက်လုံးပြူသွားနေတယ်အခုသူတို့ကရွာမှာရှိတဲ့နတ်ဆရာကိုရွာမှာမနေနိုင်အောင်လုပ်လို့တခြားရွာမှာသွားနေရတယ်နတ်ဆရာမရှိတော့ရင်သူတို့မကောင်းတာတွေလုပ်ကြတော့မှသိချပဲမြလေးတင်နေပါတွေလုပ်နေရလဲဆရာကြီးကဒီရွာမှာဘလူးနဲ့တရေတစ်ပတ်တွေဝင်လို့လာရှင်းပေးနေရလေအဲ့လိုပြောတယ်ဒါဟန်ပြလုပ်နေတာတရေနဲ့ဘလူးတွေကိုသူ့ပဲခေါ်လာခဲ့တာအဲ့ဒီဆရာကိုဒီမှာရှိနေတာကျမသဘောမကျဘူးရွာနဲ့အမြန်သာနှင်ထုတ်လိုက်ပြီးတော့သူတို့အိမ်မှာရှိနေကျမအိမ်မှာမနေဘူးတခြားနေရာမှာသွားနေမယ်အဲ့လိုပြောပြီးကလေးမောပြန်လဲကစောင်းကိုခေါင်းမီးခြုံထားတာကြောင့်နောက်ထပ်ဘာမှထပ်မေးလို့မရတော့ဘူးဒေါ်မြခင်လည်းစိတ်တထင်းထင်းဖြစ်နေတာကြောင့်တညလုံးအိမ်မပြောပဲမြလေးတင်ရဲ့အချိန်လေးကိုတစိမ့်တစောင်းကြည့်နေရတယ်နောက်တနေ့မနေ့လင်းမှအဲ့ဒီအကြောင်းကိုဥပတင်ကိုပြောပြရတယ်ဥပတင်ကဒေါ်မြခင်ပြောတာကိုနားထောင်ပြီးဒါတာမဲ့အချိန်လေးမဟုတ်ဘူးဆရာကြီးကိုပြောပြရမယ်အဲ့လိုပြောပြီးဥပန်ကောင်းနဲ့နီမောင်တို့နေတဲ့အိမ်ရှိရာဘက်ကိုကူးသွားတယ်အဲ့ဒီအိမ်မှာနီမောင်နဲ့ဥပန်ကောင်းတို့အပြင်အပေါ်ရစီဖို့ရွှေမောင်ပါလာနေတာကြောင့်သူတို့ဟာရှိနေတယ်အဲ့ဒီအိမ်ရောက်တော့လက်ဖက်ရည်တောက်နေတဲ့ဥပန်ကောင်းကိုသာတွေ့ရပြီးနီမောင်နဲ့ရွှေမောင်တို့မရှိဘူးအဲ့ဒါကြောင့်ဥပတင်ကဒေါ်မြခင်ပြောပြတဲ့အကြောင်းတွေကိုပြန်ပြောပြလိုက်တယ်အဲ့ဒီစကားတွေကြားပေမဲ့ဥပန်ကောင်းရဲ့အမူအရာကထိုးကြောင်မှုမရှိပဲတောက်လက်ဆလက်ဖက်ရည်ကိုပြီးအောင်တောက်ပြီးမှပြန်ပြောတယ်ဒါအဖြစ်ရမယ့်ကိစ္စဖြစ်လာတာပါပဲအံ့ဩစရာမရှိသလိုတဲ့ပြီးစိုးရင်စရာလည်းမရှိပါဘူးဘလို့ဖြစ်တာလဲဆရာကြီးမိစ္ဆာကောင်တွေကအသွင်ပြောင်းပြီးတော့တိုက်ခိုက်ဖို့ကြာစီလာတာပဲကြောက်ထားတဲ့စီးတွေကိုကြော်ပြီးတော့အတွင်းရအောင်ဝင်လာနိုင်တာတော့ချီးကျူးရမှာပဲဒါပေမဲ့သူတို့အန်ဒီရပေးလို့မရပါဘူး
ဒီကိုရောက်နေတာဘာလဲဆရာကြီးကျိုးနဲ့ဘလူးနဲ့ပတ်သက်တဲ့သူတူဖြစ်မှာပေါ့သူ့ကိုဒီပိုင်းနဲ့ထဲရအောင်တယောက်ယောက်ကအစီရင်လုပ်ပြီးပို့လိုက်တယ်ထင်ပါရဲ့ဒါဖြစ်ဘလူးလောက်ကြမလဲဆရာကြီးချက်ချင်းလုပ်လို့တော့မသိသေးဘူးသူကခမရသမီးရဲ့ကိုယ်ထဲမှာရောက်နေတာဖြစ်မယ်ဒီဘက်ကလို့ရင်သူ့ကိုမထီပဲနဲ့ခမရသမီးကိုထီမှာစိုးရသေးတယ်ဒုက္ခပါပဲဆရာကြီးဟာကျွန်တော်သမီးလေးအန်ရကင်းအောင်လုပ်ပေးပါဗျာဒီလောက်စိတ်ပူမနေပါနဲ့ဥပဒေကျုပ်တို့ရအောင်မပြတ်ခင်ဒီပြဿနာတွေကိုရှင်းအောင်လုပ်ပေးသွားပါမယ်စိတ်အေးအေးနဲ့သာနေခဲ့ပါအဲ့လိုပြောမှဥပဒေကစိတ်သက်သာရသွားလေတယ်နေ့လယ်ပိုင်းမှာရွှေမောင်ကနီးမောင်ကိုသူကြုံတွေ့ကြရတဲ့အကြောင်းတွေကိုပြန်ပြောပြနေတယ်ငါကတနာလို့အိမ်ကိုခေါ်လာတာခြံပေါက်ဝက်ရောက်မှပဲထူးထူးခြားခြားပျောက်သွားတာအဲ့ဒါဘာဖြစ်တာလဲနီးမောင်အဲ့လိုမေးတယ်ငါလည်းမမြင်ရတော့ဘယ်သိပါမလဲမဟုတ်ကမှလည်းတော့သူလိုက်လာတာနေဝင်ကနေအချိန်ဆိုတော့မင်းတို့အဲ့နေရာတစ်ဝိုက်မှာရှိတဲ့ဥစ္စာဆောင်မလေးကသဘောကျတော့လိုက်လာတာဖြစ်မှာပေါ့နီးမောင်စကားကြတော့ရွှေမောင်ကမျက်နှာတစ်ချက်မဲ့ပြီးတော့ပကုံးနှစ်ဖက်တွန့်ပြတယ်အဲ့ဒီခိုင်မှာပဲသူတို့နှစ်ယောက်ထိုင်နေရဘက်ကိုမြလေးတင်လျှောက်လာတယ်မြလေးတင်ရဲ့အမူအရာကရခင်ကားနဲ့မတူဘူးသူတို့နှစ်ယောက်ကိုကြည့်နေတဲ့မျက်လုံးတွေကစူးစူးရဲရဲရှိလာတယ်အနားရောက်တော့မြလေးတင်ကနီးမောင်ကိုကြည့်ပြီးမိတယ်နင်တို့ကဒီမှာဘာလုပ်နေတာလဲအဲ့ဒီစကားကြောင့်ရွှေမောင်ကမျက်လုံးပြူသွားတယ်နီးမောင်ကလည်းပထမတော့စိတ်ထဲမှာအံ့ဩသွားလေတယ်နောက်မှသဘောပေါက်တာကြောင့်ဘာမှပြန်မပြောဘဲမြလေးတင်ကိုပြန်ကြည့်နေတယ်နင်ဘာကြောင့်ဒီအိမ်ရောက်နေရဲဆိုတာငါသိတယ်နင်ငါ့ကိုလိုချင်လို့ဥပဒေမြင်နဲ့လာပြီးကြံစီနေတာမဟုတ်လားဟဲ့မြလေးတင်နိဘာတွေပြောနေရလဲကိုစီလာပြီးကိုကြီးပေးနေတဲ့သူတွေကိုဒီစကားမျိုးပြောရသလားရွှေမောင်ကဝင်ရောက်ဟန်တာတယ်နီမောင်ကတခါမှပြန်မပြောဘဲကြည့်ယုံသာကြည့်နေတယ်မြလေးတင်ကလေးတန်းမမနဲ့ဆက်ပြောတယ်နေအဲ့လိုစူးစားလဲငါ့ကိုမရနိုင်ဘူးငါမကြခင်မောက်ကတော့ရွာကိုမြတ်တာနဲ့လက်ထက်တော့မှာအဲ့ဒါကြောင့်ကိုရကိုကအေးအေးဆေးဆေးပြန်ပြီးတော့တကယ်လို့ဆက်နေတခုခုဖြစ်လာမှာငါအဆုံးမစိုးနဲ့အဲ့လိုပြောပြီးပြန်ထွက်သွားတယ်ရွှေမောင်ကညီမဖြစ်သူပြောတော့တဲ့စကားတွေအတွက်နီမောင်ကိုအားနာနေတာကြောင့်နီမောင်ငါတောင်းပန်ပါတယ်ကွာငါညီမကဒီလိုရိုင်းနာမျိုးမရှိပါဘူးဘာကြောင့်အခုမှဒီလိုစကားတွေလာပြောတော့လဲမသိဘူးအဲ့လိုတောင်းပန်နေရပါတယ်ကွာတောင်းပန်ကြမလို့ပါဘူးဘာကြောင့်သူတလူလာပြောသွားတယ်ဆိုတာငါသဘောပေါက်ပါတယ်နီမောင်ကဘာမှမထူးခြားတဲ့အမှုရာနဲ့ပြန်ပြောလိုက်တယ်အဲ့ဒီကိစ္စကိုဆရာကြီးဥပန်ကောင်တည်သွားတဲ့အခါဥပဒေနဲ့တိုင်ပင်ပြီးလှုပ်ရှားရှိတာတွေကိုဆက်လုပ်နေတယ်မိစ္ဆာကောင်ကိုစီးရရောက်နေပြီဆိုတော့ပြန်ထွက်မသွားအောင်တော့အရင်ပိတ်ထားရမယ်အဲ့လိုပြောပြီးအိမ်ဝင်းတစ်ခုလုံးကိုဆေးကြိုးတွေနဲ့ပတ်ထားခြင်းအင်းချက်တွေမြုပ်ခြင်းတွေပြုလုပ်တယ်အဲ့ဒီကာလအတွင်းမှာအိမ်ထဲရောက်နေသူတို့အပြစ်မထွက်ပဲအပြင်မှာအခြားသူတွေခြံဝင်းနဲ့မဝင်စေဖို့တိတ်တိတ်ကြကြမှာထားတယ်စိတ်ချရသူတွေကိုပါအဆောင်အဖြစ်ထားတယ်အဲ့လိုပြုလုပ်နေတာကိုမြလေးတင်ကပဒင်းပေါက်ကနေထွက်ကြည့်နေသေးတယ်နောက်တော့ပြန်ဝင်သွားလေတယ်ခြံဝင်းထဲမှာစီးချပြီးနောက်အိမ်ဘက်လေကိုစီးကြိုးနဲ့ပတ်ပြီးတာတယ်အိမ်ထဲမှာဥပတင်တော်မြခင်ဥပန်ကောင်နီမောင်ရွှေမောင်မြလေးတင်တို့သာရှိကြပြီးအခြားသူတွေတယောက်မှမရှိဘူးအခြားသူတွေကိုတော့အိမ်ထဲမဆိုးထားနဲ့ခြံဝင်းထဲကိုပင်ဝင်ခွင့်မပေးဘူးအိမ်တွင်းနဲ့အိမ်ပြင်မှာဆေးကြိုးတွေတားနေတာကိုမြင်တဲ့အခါမြလေးတင်ကအပြင်ဘက်မှာမနေတော့ပဲအခန်းတွင်းဝင်ပြီးတော့တကားပိတ်ထားလေတယ်အားလုံးပြီးတော့ဥပန်ကောင်ကဖျားစီရှိမှထိုင်နေဥပတင်တော်မြခင်နီမောင်နဲ့ရွှေမောင်တို့လည်းမနှီးမဝေးနေရာမှာထိုင်နေကြတယ်ဖျားစီရှိမှကတော့ပွဲပြင်ထားတယ်ကတော့ဝဲရှိမှရှင်တငယ်ရုပ်ထုအပြင်အစီရင်နဲ့ပြုတ်လုထားတဲ့ဆေးရုံမျိုးစုံတို့ကိုလည်းတင်ထားတယ်။ဥပန်ကောင်ကရွတ်ဆိုတိုင်တယ်မှုတွေပြုတ်လုပြီးတော့မှအခန်းအတွင်းမှာမြလေးတင်ကြားနိုင်လောက်တဲ့အတန်မျိုးနဲ့လှမ်းပြောလိုက်တယ်။ဂိုင်းအခန်းထဲရောက်နေတဲ့ပုဂ္ဂိုလ်ပြင်ဘက်ကိုထွက်လာခဲ့တော့မလာရင်ငါကသက်ဆိုင်ရာအိမ်ဆောင်နဲ့ကိုခေါ်ခိုင်းမယ်။အဲ့လိုပြောမှအခန်းတကာဖွင့်တန်းပေါ်ထွက်လာတယ်။ခဏကြာတော့မှအိတ်ခန်းအတွင်းကနေမြလေးတင်ထွက်လာတယ်။ဘုရားကမှာထိုင်နေသူတွေကိုမကြည့်ပဲခေါင်းရင်းမှာထိုင်နေတဲ့ဥပန်ကောင်ကသာမချေမနှက်ဖြစ်နေတဲ့အမူအရာနဲ့မိဝင်ဝင်တောက်လို့မတက်ဖြစ်နေတဲ့မျက်လုံးစုံနဲ့တစ်ချက်ကြည့်ပြီးမနီးမဝေးမှာဝင်ထိုင်နေနင်ဘသူလဲဥပန်ကောင်ကမေးပြီးမြဲတော်တော်နဲ့ပြန်မပြောပြီးနင်ဘသူလဲဆိုတာပြောပါဒေဝီရက်ခဆိုတော့ဘလို့မှပဲဖြစ်မှာပေါ့ဘယ်ကလာတာလဲမိုင်းတုံတောင်ကလာတာဒီနေရာကိုဘသူလွတ်လိုက်ကြလဲအဲ့လိုမေးပြီးမြဲလဲတော်တော်နဲ့ပြန်မပြောပြီးအမှန်တိုင်းသာပြောပြဒီနေရာကိုလာဖို့နင့်ကိုဘသူလွတ်လိုက်တာလဲမောက်ကတော့ရွာတော်မင်းစားလေတံပြက်ပြက်နဲ့ပြန်ပြောတယ်နေဘာကြောင့်ဒီနေရာကိုလာတာလဲနင်တို့နဲ့အပေးယူလုပ်ဖို့လာတာဘလို့အပေးယူမျိုးလဲနင်တို့ဖမ်းချုပ်ထားတဲ့ငါ့အကိုပြန်လွှတ်ပေးပါနင့်အကွာဘာတူလဲဒေဝရက်ခအဲ့လိုပြောတော့မှဥပန်ကောင်ကသဘောပေါက်စပြုလာတယ်ဒါပေမဲ့မသိဟန်ပြူပြီးဆက်မိတယ်သူကဘယ်မှာရှိတာလဲဒီရွာကနတ်ဆရာရဲ့အိမ်မှာရှိတယ်သူ့ကိုပြန်လွှတ်ပေးပါသူကရွာတွေကလူတွေကိုတတ်ဖြတ်နေလို့ဖမ်းထားတာပြန်လွှတ်မပေးနိုင်ဘူးဒေဝရက်ခကိုပြန်လွှတ်မပေးရင်ဒီမင်းကလေးကိုတတ်ပြစ်မယ်ဒီလိုလုပ်လို့ရမယ်လို့ထင်လို့လားငါလိုဆရာတယောက်ကိုဒီလိုလာလုပ်လို့ရမလဲလားအခုနင့်အောင်ဒီချန်နဲ့ကပြန်ထွက်လို့မရအောင်ငါတားဆီးထားပြီဥပန်ကောင်ပြောတော့ဒေါသဖြစ်နေရဲ့အကြည့်နဲ့ကြည့်နေပေမဲ့ဘာမှမလုပ်ဝင်ပြီနင်တို့မောင်နှမနှစ်ယောက်နေကြတာမိုင်းတုံတောင်ကျိုးနဲ့ပင်ညီနောင်ဆိုတာငါသိတယ်အခုနင်တို့နှစ်ယောက်စလုံးဒီမှာရောက်နေတော့မိုင်းတုံဘိုးဘိုးကြီးကိုခွင့်တောင်းပြီးနင်တို့နေတဲ့ကျိုးနဲ့ပင်နှစ်ပင်စလုံးလှည့်ပြစ်မယ်အဲ့ဒီစကားကြားတဲ့အခါဒေဝီရက်ခရဲ့ကိုပေါင်းဝိညာဉ်ကများစွာတုန်လှုပ်သွားလေတယ်ဒီလိုတော့မလုပ်ပါနဲ့တောင်းမှန်ပါတယ်ဆရာကြီးရဲ့
ဒီဝရက်ခရဲ့လေးတန်ကစောစောကနေမတူတော့ပဲလေးတန်ပြော့ကျသွားတယ်ဥပကောင်ကဘာမှပြန်မပြောပဲအေးအေးဆေးဆေးနဲ့ကြည်နေလေတယ်ငါရဲ့အကိုဒေဝရက်ခကိုသာပြန်လှုပ်ပေးပါငါတို့မောင်နှမဘသူ့မှအနှောက်အယှက်မပေးပဲမိုင်းတုံတောင်ပြန်သွားပါမယ်လို့ခရီးပေးပါတယ်ကောင်းပြီဒီလိုဆိုရင်ပြန်လှုပ်ပေးမယ်ပေးထားတဲ့ခရီးသာတီးပါစေအဲ့လိုပြောပြီးခေါင်းငိမ့်ပြတယ်ဂိုင်းမင်းကလေးကိုတည်းကနေပြန်ထွက်ပြီးတော့မထွက်ခင်ပြောစရာတခုရှိပါသေးတယ်ဘာပြောမှလဲကျွန်းနဲ့သားနဲ့လှုပ်ထားတဲ့ရုပ်ထုတစ်ခုကမောက်ကတော့ရွာမှာရှိနေတယ်အဲ့ဒီရုပ်ထုရှိနေရင်အသက်ဝိညာဉ်သွင်းပြီးတော့ခိုင်းကျင်တာခိုင်းစေလို့ရတယ်အဲ့ဒါကြောင့်အဲ့ဒီရုပ်ထုကိုဆရာကြီးရအောင်ပြန်ယူပေးပါကောင်းပြီငါရအောင်ပြန်ယူပေးမယ်အဲ့လိုပြောလိုက်ရမြလေးတင်မှာကျမ်းမြင့်မော်ကိုမျက်နှာအခါလဲကျသွားပြီးနောက်ပြန်မထနိုင်တော့ပါချင်းကန်တာရွာမှာနေတဲ့ဇာဂရကမောက်ကတော်ရွာမှာဒေါ်မင်းစာနေအိမ်ကိုရောက်နေတာကြောင့်သူနေတဲ့အိမ်မှာလူမရှိဒါပေမဲ့လည်းညဦးပိုင်းအချိန်ရောက်လာရင်လူမရှိတဲ့အဲ့ဒီအိမ်အတွင်းမှာစူးစူးညံ့ညံ့အတန်တွေကိုကြားရတယ်ညနေပိုင်းအချိန်ရောက်တော့အဲ့ဒီအိမ်ရှိရာကိုလူ၄ယောက်ရောက်လာတယ်ဥပန်ကောင်နီမောင်ရွှေမောင်နဲ့အာဂလန်တို့ဖြစ်ကြတယ်သူတို့နောက်မှာတခြားတစ်ယောက်ပါလာသေးပေမဲ့တခြားသူတွေကမမြင်ကြရပြီရွှေမောင်နဲ့တွေ့စဉ်ကလို့တာမန်မင်းကလေးတယောက်အသွင်နဲ့လိုက်လာတဲ့ဒေဝီရက်ခရဲ့ကိုပေါင်းဝိညာဉ်ပဲဖြစ်တယ်ဇာဂရရဲ့နေအိမ်နဲ့မနီမဝေးနေရာကိုရောက်တဲ့အခါအိမ်တွင်းမှာစူးစူးညံ့ညံ့အတန်တွေကိုကြားနေရတယ်ငါ့ကိုပြန်လှုပ်ပေးပါအတန်နဲ့ကြီးနဲ့အော်နေတဲ့အတန်ပဲဖြစ်တယ်နီမောင်တို့ခြံဝင်းနဲ့ဝင်သွားတော့မှအော်ဟစ်နေတဲ့အတန်ကရက်သွားလေတယ်ခြံထဲရောက်တဲ့အခါဥပန်ကောင်တို့၄ယောက်ကအိမ်မော်တက်သွားကြတယ်ဒေဝီရက်ခကခြံထဲမှာပဲနေခဲ့တာပဲဖြစ်တယ်သူ့အနေနဲ့ဥပန်ကောင်နဲ့လိုက်လာတာကြောင့်သာခြံထဲအထိဝင်လိုက်လာနိုင်ခြင်းဖြစ်တယ်ဒီတိုင်းလာရင်တားထားတဲ့စီးကျိုးတွေရှိတာကြောင့်မဝင်နိုင်ပြီအိမ်မော်ရောက်တော့ဥပန်ကောင်ကခေါင်းရင်းဘက်မှာဆင်းနေတင်ထားတဲ့ရုပ်ထုတွေကိုလိုက်ကြည့်ရာကျွန်းနဲ့သားနဲ့ထုလုပ်ထားတဲ့ဘလူးရုပ်ထုကိုတွေ့တဲ့အခါမှာတော့ကောက်ယူပြီးလွယ်အိတ်ထဲကိုထည့်လိုက်တယ်အစီရင်နဲ့ထုလုပ်ထားတဲ့ရုပ်ထုတွေကိုတွေ့ပေမဲ့လည်းကြည့်ုံသာကြည့်ပြီးမယူပြီနောက်တော့အိမ်မော်ကနေပြန်ဆင်းလာကြတယ်နေဝင်သွားပြီဖြစ်တာကြောင့်ခြံဝင်းထဲမှာအမောင်ရဲတွေကတန်းစာပြုတ်လာပြီခြံဝင်းထဲမှာဒေဝီရက်ခကစောင့်နေတယ်အဲ့ဒီနေရာရောက်တော့မှဒေဝရက်ခရဲ့ဝိညာဉ်ကိုလွတ်ပေးလိုက်တယ်အတန်ကြာတော့သူတို့ရှိမှယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့ရဲ့ပုံရိပ်တွေကိုတွေ့မြင်ရတယ်ဒေဝရက်ခနဲ့ဒေဝရက်ခတို့ရဲ့ဝိညာဉ်ပုံရိပ်တွေပဲဖြစ်ပြီးတယ်အဲ့နောက်သူတို့နှစ်ယောက်မှာခြံဝင်းထဲကနေထွက်ပြီးမိုင်းတုံတောင်ရှိရာဘက်ကိုပြန်သွားကြတာကိုဝိုးတော်ဝါတွေ့မြင်လိုက်ရတယ်နေမောင်တို့လည်းပြန်လာကြတယ်အိမ်ပြန်ရောက်လာတဲ့အထိညလေးတင်ကသတိပြန်မရသေးပြီအိပ်ပျော်နေလို့ဖြစ်ပြီးတော့စိုးရိမ်စရာမရှိတော့ပြီအိမ်ရောက်တော့ဥပန်ကောင်ကဥပတင်ကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြတယ်ဥပတင်တို့လည်းများစွာအံ့ဩနေကြတယ်ဥပတင်ရွာထဲဝင်ပြီးအနှောက်အယှက်ပေးနေတဲ့လူလည်းမရှိတော့ဘူးမိုင်းတုံတောင်ပြန်သွားပြီတခြားအနှောက်အယှက်ပေးနေတဲ့တရေတပတ်တွေမလာဝင်အောင်လှုပ်တန်တလောင်နဲ့လှုပ်ပေးထားခဲ့ပါတယ်ဒီအတွက်ဆရာကြီးတို့ကိုကျေးဇူးတင်ပါတယ်ဗျာတခြားလုပ်လေးတစ်ခုရှိနေသေးလို့မနေ့စောစောမှကျောက်တို့ရွာကိုပြန်တော့မယ်ကျွန်တော်သမီးလေးရဲ့အခြေအနေရောဘလို့ရှိလဲဆရာကြီးစိတ်မပူပါနဲ့မနေ့လင်းလို့ပြန်နိုးလာရင်ပုံမှန်အတိုင်းပြန်ဖြစ်နေပါလိမ့်မယ်အဲ့လိုပြောမှစိတ်သက်သာရသွားဟန်နဲ့တက်ပြင်းချလိုက်တယ်နောက်တနေ့မနေ့စောစောအချိန်မှာပဲနေမောင်နဲ့ဥပန်ကောင်တို့မှော်စားရွာကိုပြန်သွားကြလေတယ်ရွှေမောင်စိတ်ထဲမှာနေမောင်တို့ပြန်သွားတာကြောင့်အတော်ပင်စိတ်မကောင်းဖြစ်နေတယ်မနေ့ပိုင်းအချိန်ရောက်မှမြလေးတင်ပြန်နိုးလာတယ်စိတ်ထဲမှာဝေးဝေးဝါးဝါနဲ့ရှုပ်ထွေးနှောက်ကြည့်နေပေမဲ့ပုံမှန်စိတ်အခြေအနေကိုပြန်ရောက်နေပြီအဲ့ဒီအခြေအနေကိုမြင်မှဥပတင်နဲ့ဒေါ်မြခင်တို့ကစိတ်သက်သာရကြပြီးတော့တယ်မြလေးတင်ပြန်နိုးလာတဲ့အခါနေမောင်နဲ့ဆရာကြီးဥပန်ကောင်းတို့ကိုမတွေ့တာကြောင့်ရွှေမောင်နဲ့တွေ့တဲ့အခါမိတယ်အကိုဆရာကြီးနဲ့နေမောင်တို့မမြင်ပါလားဘယ်သွားနေကြလဲသူတို့ရွာပြန်သွားကြပြီဟင်ကျမဘာမှမသိလိုက်ပါလားခုမှလာမင်းနေတယ်နေမောင်နဲ့တွေ့တော့နေမဲ့ချက်ချင်းပြန်ကြလို့ပြောပြီးနှင်ထုတ်ခဲ့တာပဲအဲ့ဒီစကားကြားတဲ့အခါမြလေးတင်ကတန်တော်ဖြစ်ပြီးမျက်လုံးပြူသွားတယ်ဟင်ကျမကဘာကြောင့်နှင်ထုတ်အောင်မလဲနေကနှင်ထုတ်ရုံမကဘူးနေမောင်ငါ့ကိုမကြံစီနဲ့ငါကမကြခင်မောက်ကတော်ရွာမောင်မြတ်တာနဲ့လက်ထက်တော့မှလို့ပြောလိုက်တယ်လေ။အိုးဒီလိုမဟုတ်တဲ့စကားမျိုးတွေကျမကဘာကြောင့်ပြောရမှာလဲ။ကိုမြတ်တာကိုလက်ထက်ဖို့အသာထားစိတ်ထဲမှာတော့မရှိဘူး။အဲ့ဒီစကားတွေကိုပြောမိတယ်ဆိုရင်လည်းကျမပြောတာမဟုတ်ဘူး။အဲ့ဒါတွေကိုကျမလည်းဘာမှမသိဘူး။အဲ့လိုငိုတန်ပါတဲ့အတန်နဲ့ပြောတော့မှရွှေမောင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောပြတယ်။နေ့ကဒီလိုဖြစ်အောင်လုပ်တဲ့လူကတခြားမဟုတ်ဘူး။မောက်ကတော်ရွာမှာနေတဲ့မောင်မြတ်တာရဲ့အဖွာတော်မင်းစာပဲ။ဆရာကြီးတို့ရှိနေလို့ဒါမဟုတ်ရင်နေမလွယ်ဘူး။တကယ်လို့မောင်မြတ်တာလာရင်လေတတိနဲ့ပြောဆိုဆက်ဆံပါအဲ့လိုပြောပြီးတော့ရွှေမောင်ကပြန်သွားတယ်ညလေးတင်မှာမျက်ရည်အဝိုင်းသားနဲ့နေရာမှာကြံနေခဲ့ပြီလေနောက်တစ်ရက်နှစ်ရက်ကြာတဲ့အခါမောင်မြတ်တာရောက်လာတယ်ညလေးတင်ကိုတွေ့ရပြီမဲ့အနားမှာဥပတင်နဲ့ဒေါ်မြခင်တို့ကထိုင်နေကြတယ်မောင်မြတ်တာကအဲ့ဒီအချိန်လေးကိုမြင်တဲ့အခါရခင်ကနဲ့မတူတော့တာကိုစိတ်ထဲမှာသဘောပေါက်ပြီးမဲ့ဟမ်မပြတ်နဲ့ပင်ပြောဆိုတယ်ညလေးတင်နေကောင်းသွားပြီလားဦးကြီးတရင်ကြလို့ကျွန်တော်လာမေးတာပါမင်းကဘလို့သိလို့လာမေးတာလဲအဲ့လိုပြန်ပြီးတဲ့အခါမောင်မြတ်တာမှာဘလို့ဆက်ပြောရမှန်းမသိဖြစ်သွားတာကြောင့်စကားရက်သွားတယ်ခဏကြာမှဒီရွာလူတယောက်နဲ့တွေ့ပြီးပြောပြလို့သိတာပါသူဘလို့ဖြစ်တာလဲအဲ့လိုမိတယ်ငါတို့လည်းတတိချာချာမသိပါဘူးဒါပေမဲ့ဒီရွာရောက်နေတဲ့ဆရာကြီးကသူ့အနောက်ရှက်ပေးနေတဲ့ပရလောကသားကိုခေါ်ပြီးတော့ဟိုဘက်ရွာအစုံကဝေပညာတတ်တဲ့လူတယောက်ရဲ့လက်ချက်လို့တော့ပြောတာပဲဟင်
ဘယ်ရွာလို့ပြောရလဲဦးကြီးရွာနာမည်တော့မပြောပါဘူးဒါပေမဲ့ဒီရွာရဲ့မြောက်ဘက်မှာရှိတဲ့ရွာမှာနေတဲ့စုံကဝေပညာတတ်တဲ့သူတို့တော့ပြောတာပါပဲဥပတင်ကစကားကိုမတင်မကြတာပြောပေမဲ့မောင်မြတ်တာကမျက်နှာတစ်ချက်ပြတ်သွားလေတယ်ပြီးတော့မှပြောတယ်ကျွန်တော်အဖွားဒီလိုစုံကဝေပြူစားခံရတဲ့လူတွေကိုကုပေးတာအတော်ကလေးနိုင်ပါလေအဲ့ဒါကြောင့်လိုအပ်မယ်ဆိုရင်ကျွန်တော်အဖွားနဲ့ကုပေးချင်သလားလို့လာမေးတာပါဒီလိုလာမေးတာကျေးဇူးတင်ပါတယ်ကွယ်အခုတော့ဟိုဘက်ရွာရောက်နေတဲ့ဆရာကြီးကကုပေးလို့ပယောကလည်းပြန်ထွက်သွားပါပြီနောက်မှလိုအပ်ရင်ပြောပါမယ်မောင်မြတ်တာခေါင်းငိမ့်ပြပြီးတော့အချိန်လေးကိုအကဲခတ်ကြည့်ရင်မေးပြန်နေဒါထက်ဆရာကြီးကိုလည်းမမြင်ပါလားဘယ်သွားကြလဲဒီမှာပယောကတွေကင်းသွားလို့သူတို့နေတဲ့ရွာကိုပြန်သွားကြပါပြီအဲ့ဒီစကားကြတော့အတော်ပင်ကျဉ်းနှံ့မှုဖြစ်သွားဟန်နဲ့ဥပတင်တို့ကိုနှုတ်ဆက်ပြီးပြန်သွားလီတော့တယ်ရွာပြန်ရောက်တဲ့အခါအဖွားဖြစ်သူတော်မင်းစာကိုအဲ့ဒီအကြောင်းတွေကိုပြောပြလိုက်တယ်ဟိုဘက်ရွာရောက်နေတဲ့ဆရာတော့သူ့ရွာကိုပြန်သွားပြီလို့သိခဲ့ရတဲ့အဖွားဒါထက်ကောင်းမလေးအခြေအနေကရောဘလို့ရှိသလဲကျွန်တော်နဲ့တွေ့ခဲ့ရတော့ပုံမှန်အခြေအနေပါပဲအဲ့ဒီဆရာကူပေးသွားတယ်လို့ပြောတယ်အဲ့လိုပြောပြပြီးမောင်မြတ်တာကနေရာကနေပြန်ထွက်သွားလေတယ်အိမ်ပေါ်မှာဒေါ်မင်းစာနဲ့ဇာဂရတို့သာကြံ့နေခဲ့လေတယ်ကျုပ်လွတ်လိုက်တဲ့ဒီဝီရက်ခရဲ့ကိုပွားဝိညာဉ်လည်းဒီကိုပြန်ရောက်မလာဘူးကောင်မလေးရဲ့ကိုယ်ထဲမှာလည်းမရှိတော့ဘူးဆိုတော့ဘယ်နေရာရောက်သွားပြီလဲငါလည်းပဲသိပါမလဲတကယ်လို့ဟိုဘက်ခန္ဓာတွေကထွက်ရင်ဒီမှာရှိတဲ့ကျွန်းနဲ့ရုပ်ထုရှိရာကိုပြန်လာရမှာပေါ့အခုပြန်မလာပုံထောက်တော့ဟိုရွာရောက်နေတဲ့ဆရာသူ့ပညာနဲ့ဖမ်းချုပ်ထားပြန်ပြီထင်တယ်ဇာဂရကသူ့ထင်တာကိုပြောပေမဲ့ဒေါ်မင်းစာကသူမသိတဲ့ကိစ္စဖြစ်တာကြောင့်ထွေထွေထူးထူးဘာမှပြန်မပြောဘဲပြောင်းမှုဘက်ဆေးဘောလက်ကိုသာမီးရဲနေအောင်ဖွာနေလေတော့တယ်အတော်ကြာတော့မှဇာဂရကပြောပြန်နေအခုဟိုဘက်ရွာမှာဟိုဆရာမရှိတော့ဘူးလို့ပြောတယ်ဒီလိုဆိုရင်သူတို့အကောက်ွယ်ပေးမဲ့သူမရှိတော့ဘူးဒီညပဲမကောင်းဆိုးရရင်လှုပ်ပြီးတော့နှိမ့်ဆက်ရရင်မကောင်းဘူးလားအဲ့ဒီစကားကိုဒေါ်မင်းစာကပါသဘောတူတယ်ညနေပိုင်းရောက်တော့ဒေါ်မင်းစာကတလားခောက်နေတဲ့တုံးနဲ့ဝက်စစ်ပိုင်းကိုတတောက်တောက်နဲ့ခောက်နေတယ်သူခောက်နေတဲ့အတန်ကကလတက်ခောက်တန်နဲ့ပဲတူနေပြီးတော့တယ်နတ်ကျော်ကြီးနတ်ကျော်ဒေါ်မင်းစာခေါ်တန်ကကလတက်ခောက်တန်နဲ့အတူပေါ်ထွက်လာလေတယ်အတန်ကြာတော့မှသပင်ဆုပ်ဖွားနေတရေနတ်ကျော်ရောက်လာတယ်နေရလေခေါ်လိုက်ရတာဘယ်နေရာတွေလျှောက်သွားနေရလဲခိုင်းကြရှိကခိုင်းလို့ရငါနားမှာနေစမ်းပါကွယ်အဲ့လိုပြောပြီးဝယ်ယူထားတဲ့အမဲသားအချို့ကိုပြစ်ပေးလိုက်ရတရေနတ်ကျော်ကကောက်ယူပြီးစားတောက်နေတယ်စားစရာကိုလည်းစားဒီညငါမင်းကိုခိုင်းစရာရှိတယ်တရေနတ်ကျော်ကအမိန်နာခံနဲ့အစေပါတယောက်လိုဒေါ်မင်းစာကိုမျက်လုံးအပြူသားနဲ့ကြည့်နေတယ်နေဒီညကန်သားရွာကိုသွားပြီးတော့ခြောက်လန့်ရမယ်လူတွေအပြင်မထွက်ဝင်အောင်သာခြောက်လန့်ခဲ့ပြီးတော့နေသွားရင်လမ်းမှာတွေ့တဲ့မြတရေတစ်ဖက်တွေကိုပါတပါးတည်းခေါ်သွားပြီးတော့အဲ့လိုပြောရသဘောပေါက်တဲ့အနေနဲ့ထွက်သွားလေတယ်ဒေါ်မင်းစာကအခုလိုအားကိုရတဲ့တရေနတ်ကျော်ရဲ့အခြေအနေကိုကြည့်ပြီးတော့အချိန်နဲ့ကြီးကျဉ်းနေလေတယ်ဒီညတော့ကန်သားရွာတွေ့ရလုံးဘယ်သူမှကောင်းကောင်းမနေရပဲအချောင်းလက်ခံနေရပြီလို့ထင်ထားတယ်အဲ့ဒီညကတညလုံးနတ်ကျော်ပြန်ရောက်မလာပြီအာယုံတက်ခါနေတော့မှအပြင်ကပြောလိုက်တဲ့အတန်ကိုကြားရတယ်ငါ့ကိုကဲပါအောင်ဘလို့ဖြစ်လာလဲညအဲ့ဒီရွာသွားတာရွာထဲကိုဝင်လို့မရဘူးဟိုဆရာကတရွာလုံးကိုပရိတ်ကျိုးဆေးကျိုးတွေနဲ့တားပေးထားခဲ့တယ်ရွာနာရောက်တာနဲ့အဆောင်နဲ့တွေရောက်လာပြီးလိုက်ရိုက်လို့ပြေးခဲ့ရတယ်အဲ့ဒီစကားကိုကြားတော့ဒေါ်မင်းစာမျက်လုံးပြူးသွားလေတယ်အိမ်နောက်တရေနဲ့ကြော်လိုက်အိမ်နောက်ဘက်ကိုထွက်သွားလေတယ်အပြင်ဘက်မှာအလင်းရောင်မရသေးပဲအမောင်ရိပ်တွေရှိနေသေးပင်ဖြစ်ရာတနေရာနဲ့တနေရာကိုလမ်းမမြင်ရပြီအဲ့ဒါကြောင့်နတ်ကျော်တယောက်ဘလို့ပဲပုံဖြစ်လာတာကိုဒေါ်မင်းစာတို့ကမမြင်လိုက်ရပြီအတန်ကြာသွားတဲ့အခါဒေါ်မင်းစာရဲ့အိမ်နောက်ဘက်မှာရှိတဲ့ပြင်းမပင်ကြီးရှိတဲ့နေရာဘက်မှာစူးစူးဝါဝါအော်ဟစ်နေတဲ့အတန်ကိုကြားရတယ်တရေနဲ့ကျော်ရဲ့အော်တန်ပဲဖြစ်တယ်အတန်နဲ့ကြီးနဲ့အော်နေခြင်းဖြစ်ရာကြားရတာကပင်စိတ်မချမ်းသာစရာကောင်းလာလေတယ်အဲ့လိုကြားပြီးမြဲဒေါ်မင်းစာနဲ့ဇာဂရတို့အနေနဲ့ဘာမှမတတ်နိုင်ပဲဖြစ်နေကြတယ်ဒီတိုင်းဆိုရင်ငါတို့စေလွတ်လိုက်တဲ့ဒီဝီရက်ခရဲ့ကိုပွားဝိညာဉ်လေးတဏှာရောက်သွားပြီတင်နေဘလို့လုပ်မလဲဇာဂရဒေါ်မင်းစာကမေးတယ်ဒီတိုင်းဆိုရင်ကျုပ်လည်းရွာကိုပြန်မှုမတင်သေးဘူးအိမ်ထဲရောက်နေတဲ့ဘလူကကျုပ်ကိုဖမ်းစားမှာပဲအဲ့လိုပြောတယ်ဒေါ်မင်းစာကပြောင်းမှုဘက်ဆေးဘောလက်ကိုမင်းမရှိတော့တာကြောင့်မင်းညှိဖို့ပြင်နေတယ်ခါတိုင်းမီးပေါ်မှာမီးဆွဲနေတဲ့ထင်းချောင်းကိုယူလာပေးဖို့စိတ်ခိုင်းမှာကနတ်ကျော်ကထင်းချောင်းကိုယူလာပြီးဆေးလိုက်ကိုမင်းညှိပေးတယ်အခုနတ်ကျော်ကိုခိုင်းလို့မဖြစ်တော့ဘူးဒါကြောင့်ဆေးဘောလက်ကိုပြန်ချထားလိုက်တယ်ကျုပ်စီမှာကျွန်းနဲ့သားနဲ့ထုတ်လုပ်ထားတဲ့ဒေဝီရက်ခရုပ်ထုရှိတယ်ဒီညဒီရုပ်ထုကိုမကောင်းဆိုးဝါးတွေရဲ့ဝိညာဉ်သွင်းပြီးတော့ဆရာနေတဲ့ရွာကိုလွတ်မယ်ဒီဆရာမရှိမှပဲအေးမယ်အဲ့ဒါကြောင့်ဒေါ်မင်းစာကလည်းဆုံးကဝေးအသုံးပြုတဲ့စက်ကြိုးတွေနဲ့အသက်သွင်းပေးပါအဲ့လိုပြောတော့ဒေါ်မင်းစာကဘာမှပြန်မပြောပြီးမနက်ပိုင်းအလေးရောင်နဲ့ရောက်လာတဲ့အခါမှာတော့အိမ်နောက်ဘက်မှာအတန်နဲ့ကြီးနဲ့အော်ဟစ်ညှဉ်းညူနေတဲ့တရေနဲ့ကျော်ရဲ့အတန်လည်းတဖြည်းဖြည်းနဲ့တိုးလာပြီးအတန်ပြောက်သွားလီတော့တယ်အချိန်ကညဥပိုင်းအချိန်ရောက်လာပြီကောင်းကင်ပြင်မှာလာရောင်မရှိတဲ့လာမရက်ဖြစ်တာကြောင့်နေဝင်သွားတာနဲ့အလင်းရောင်ပြောက်ပြီးအမောင်ရိပ်တွေဖုံးလန်းစားပြုတ်လာပြီအဲ့ဒီအချိန်ရောက်ပါကရွာသူရွာသားတို့ကအပြစ်မထွက်ကြတော့တာကြောင့်မောက်ကတော်ရွာတွေ့ရလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတယ်တခါတရံခွေးဥတန်ခွေးဟောင်တန်တို့ကိုကြားရတတ်တယ်ဒေါ်မင်းစာနေတဲ့အိမ်ရှိရာဘက်မှာအလင်းရောင်အထချိုးရှိနေတယ်ဒေါ်မင်းစာနဲ့ဇ
စာကရာတို့မှာကျွန်းနဲ့သားနဲ့ပြုလုပ်ထားတဲ့ဒေဝီရက်ခရုပ်ထုကိုမိစ္ဆာတက်တွေသွင်းမှုပြင်ဆင်နေလေတယ်အဲ့လိုပဲမောင်မြတ်တာတို့နေတဲ့အင်ကြီးဘက်မှာလည်းအဲ့ဒီရေနံစီမိအိမ်တလုံးကိုထွန်းထားပြီးတော့မိသားစု3ယောက်ထိုင်ပြီးစကားပြောနေကြတယ်မောင်မြတ်တာပြောနေတာကိုဦးတာဖေနဲ့ဒေါခင်မေတို့ကနားထောင်နေကြခြင်းဖြစ်တယ်ကန်တာရွာမှာနေတဲ့မြလေးတင်ကိုကျွန်တော်သဘောကျနေတယ်မင်းသဘောကျရင်အဆင်ပြေအောင်ကြိုးစားပေါ့မင်းတို့လူငယ်ချင်းအဆင်ပြေတဲ့အခါငါတို့ကမိဘဝတ်တရားရှိတဲ့အတိုင်းသူမိဘတွေကိုပြောပြီးတော့လက်ထပ်ပွဲလုပ်ပေးမှာပေါ့ဦးတာဖေကပြောနေတော့တယ်ဒေါခင်မေကနားထောင်ပြီးတော့ဘာမှဝင်မပြောဘူးဒီလိုမဟုတ်ဘူးဗျဟင်ဘယ်လိုမဟုတ်တာလဲမြလေးတင်ကိုကျွန်တော်ကရဖို့ကြိုးစားနေရအတော်ကြာပြီသူကကျွန်တော်ကိုလက်မခံဘူးကာယကရှင်မင်းကလေးကလက်မခံမှာတော့ငါတို့ကဘယ်လိုလုပ်ပေးရမလဲအဖေနဲ့အမေတို့ကသူ့မိဘတွေစီမှာတောင်းရမ်းပေးပါလက်ထက်တဲ့ကိစ္စဆိုတာမင်းပြောသလောက်မလွယ်ပါဘူးမိဘတွေကလက်ခံရင်တော့ကာယကရှင်မင်းကလေးကလက်မခံခြင်းအဆင်ပြေမှာမဟုတ်ဘူးဦးတာဖေကပြောတော့မောင်မြတ်တာမှမကြည်မနှက်ဖြစ်သွားလေတယ်ဒီရွာမှာရောဒီတနယ်လုံးမှာပါငါတို့မိသားစုကစီးပွားရေးပြည့်စုံတဲ့သူတွေထဲမှာပါတာပဲမင်းသဘောကျရင်မင်းကလေးအများကြီးတွေကနေရွေးယူလို့ရနိုင်ပါတယ်တခြားတစ်ယောက်ကိုရှာဖို့ကျွန်တော်ကသူ့ကိုပဲသဘောကျတယ်လွယ်လွယ်နဲ့မရရင်မရရတဲ့အနေနဲ့သူ့ကိုရအောင်ယူမှာပဲအဲ့ဒီစကားကြားတဲ့အခါဦးတာဖေနဲ့ဒေါခင်မေတို့ကအတော်ပင်စိတ်မသက်မသာဖြစ်သွားကြတယ်အဲ့ဒီခိုင်မှာပဲအိမ်အောင်မှတစုံတစ်ယောက်ကအိမ်တိုင်းကိုကန်လှောက်လိုက်တာကြောင့်တအိမ်လုံးတိတ်တိတ်တုံသွားပြီးတော့အိုးကပကန်းတွေပင်ပြုတ်လဲကျလာလေတယ်ဘာဖြစ်တာလဲမသိဘူးခြံထဲကနွားတွေလွတ်လာပြီးတော့အိမ်တိုင်းဝင်တိုက်တာပဲဖြစ်ရမယ်အဲ့လိုပြောပြီးတော့မောင်မြတ်တာကနေရာကထပြီးပတင်းတကားချက်ကိုဖွင့်ကြည့်နေတယ်သူတို့နေတဲ့အိမ်မှာခြေတန်းရှည်ဆောက်ထားတဲ့ကျွန်းသားအိမ်ဖြစ်ရာအိမ်တိုင်းကိုကန်လှုပ်နေတာကြောင့်တိတ်တိတ်တုံနေလေတော့တယ်မောင်မြတ်တာကတကားဖွင့်ကြည့်လိုက်တော့အောက်မှာလူတစ်ယောက်ကအိမ်တိုင်းကိုလက်နဲ့ကန်လှုပ်နေတာကိုမြင်ရတာကြောင့်အံ့ဩသွားတယ်အမောင်ရိပ်တွေရှိနေတာကြောင့်ဘသူပဲဝါမှန်းမသိရပြီအဖေအိမ်တိုင်းကိုငေါဝင်တို့နေရမဟုတ်ဘူးဗျလူတစ်ယောက်ကလှုပ်နေတာဗျဟေးဘသူကလှုပ်နေရလဲအဲ့လိုပြောနေစဉ်အိမ်အောက်မှာရက်နေသူကအရက်ကတဖြည်းဖြည်းမြင့်လာတယ်ကိုလုံးအရွယ်စားကလည်းကြီးလာတယ်အဲ့ဒီအချိန်ကိုမြင်တဲ့အခါမှာတော့ပတင်းပေါက်မှာရက်နေတဲ့မောင်မြတ်တာကမျက်လုံးပြူသွားလေတယ်ကြည့်နေရင်းမှာပဲတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးတော့မျက်နှာကပတင်းပေါက်ကိုရောက်လာတယ်ဦးကောင်းပေါ်မှာစပင်းမရှိပဲမျက်လုံးပြူကြီးနဲ့မောင်မြတ်တာကိုကြည့်နေလေတယ်မောင်မြတ်တာမှာကြောက်လန့်တကြားနဲ့ရေရွတ်လိုက်ပြီးနောက်ကိုဆုတ်လိုက်တယ်ဦးတာပီနဲ့ဒေါခင်မေတို့ထိုင်နေတဲ့နေရာနဲ့လည်းမဝေးလာတာကြောင့်ပတင်းပေါက်ဝနဲ့အပြည့်ဖြစ်နေတဲ့ကြောက်စရာကောင်းတဲ့မျက်နှာကြီးကိုလှမ်းမြင်ရတာကြောင့်နှစ်ယောက်စလုံးမျက်လုံးပြူသွားကြတယ်အဲ့ဒီမျက်နှာကြီးကသူတို့ကိုလှမ်းကြည့်ပြီးတောပြည့်ပြီးတော့ရည်ပြနေလေတယ်ဘယ်နဲ့ဟာကြီးလဲတရက်လာ6နေရထင်ပါရဲ့လောက်ကြပါအောင်ဒေါခင်မေကကြောက်လန့်တကြားအော်ဟစ်လိုက်တယ်ပတင်းပေါက်ကရက်နေသူကတခြားမဟုတ်ရှင်းတငယ်ပဲဖြစ်လေတယ်အစီရင်နဲ့ပြုတ်လုထားတဲ့ရုပ်ထုဖြစ်တာကြောင့်မိစ္ဆာမှန်သမျှကိုတောက်တင်ရှင်းလင်းနိုင်တယ်အတွေ့အမျိုးမျိုးကိုလည်းပြောင်းနိုင်လေတယ်ပတင်းပေါက်မှာရှင်းတငယ်ရဲ့မျက်နှာကြီးကိုတွေ့ရတာကြောင့်မောင်မြတ်တာတို့မိသားစုမှာများစွာထိတ်လန့်အကြောင်းရမှုဖြစ်နေကြစဉ်ရှင်းတငယ်ကအိမ်တိုင်းတွေကိုလက်နဲ့ကန်လှုပ်လေရာအိမ်ကြီးတအိမ်လုံးငရင်လှုပ်တယ်လို့တွတ်တွတ်ခါနေပြီးတော့တယ်မောင်မြတ်တာတို့ကအိမ်ကခြေတန်းရှိအိမ်ဖြစ်တာကြောင့်အောက်ခြေကအိမ်တိုင်းကိုကန်လှုပ်နေတဲ့အခါမှာတော့ပို့ပြီးတော့ရိန်းထိုးနေတယ်နောက်တော့ချိတ်ဆွဲထားတဲ့ရေနံစီမီးအိမ်ကိုပါပြုတ်ကျလာရာရေနံစီတွေဖိတ်တာကြောင့်မီးလောင်နေတယ်မောင်မြတ်တာတို့လည်းပတင်းပေါက်မှာရောက်နေတဲ့မျက်နှာထက်အိမ်ထဲမှာလောင်နေတဲ့မီးကပိုအရေးကြီးတာကြောင့်မီးမကုခင်ဝိုင်းဝန်းညှိမ့်သက်ကြရတယ်။အဲ့ဒီအခါပတင်းပေါက်ဝမှာရက်နေတဲ့ရှင်တငယ်ကအဲ့ဒီနေရာကိုပြန်ထွက်ပြီးဒေါ်မင်းစာရဲ့နေအိမ်ရှိရာဘက်ကိုတက်သွားပြန်နေတော့တယ်။ခြံဝင်းထဲမှာရှိနေပေမဲ့လည်းအိမ်ချင်းကအနှဲငယ်ဝေးလေတယ်။တအိမ်နဲ့တအိမ်အတန်မကြရပြီ။အဲ့ဒီအချိန်မှာအိမ်ထဲမှာဒေါ်မင်းစာနဲ့ဇာဂရတို့ကဒေဝီရုပ်ထုကိုမိစ္ဆာတက်တွေနဲ့အသက်သွင်းမှုစီစဉ်နေကြတယ်။အဲ့ဒီအခိုက်မှာပဲတအိမ်လုံးကိုတိတ်ငနေတုံသွားတယ်။ခဏကြာတော့အပေါ်ဝါမှာတက်လာတဲ့ခြေတံကိုကြားရတာကြောင့်နှစ်ယောက်စလုံးပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။လက်ထဲမှာတောင်ဝဲတစ်ချောင်းကင်ထားတဲ့ရှင်တငယ်ကိုမြင်တဲ့အခါမျက်လုံးပြူသွားလေတယ်။ရှင်တငယ်ကအစင်ရင်ရုပ်ထုတစ်ခုဖြစ်မှန်းသိပေမဲ့သူတို့နှစ်ယောက်မှာပညာစွမ်းလောက်နဲ့မတားဆီးနိုင်ကြပြီ။ရှင်တငယ်ကအိမ်မော်ကိုရောက်လာတာကြောင့်ခေါင်းရင်းဘက်မှာတင်ထားတဲ့ရုပ်ထုတွေအစင်ရင်ပြုတ်လို့ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလက်ထဲမှာကင်ထားတဲ့တောင်ဝဲနဲ့ရိုက်ချရာဖယိုဖယဲပြိုလဲကျသွားလေတယ်။အဲ့ဒီထဲမှာထွန်းထားတဲ့စီမီကွက်ပါမှောက်ကြကုန်ရာမီးလောင်လေတော့တယ်။ဒေါ်မင်းစာကလည်းအခြေအနေမကောင်းတော့တာကြောင့်အိမ်မော်ကနေဆင်းပြေးရတယ်။အိမ်အောင်ရောက်တော့မှတစ်ဖက်အိမ်ရှိရာကိုလှမ်းပြီးတော့အကူကြီးတောင်းနေတော့တယ်။ဟဲ့ဒီမှာငါအိမ်ကိုမီးလောင်နေလို့လာပြီးငိမ့်ပေးကြပါဦး။အဲ့လိုအော်ပြီးမဲ့လေတစ်ဖက်အိမ်မှာလည်းမီးလောင်နေတာကိုငိမ့်နေကြရတာကြောင့်ဒီဘက်ကိုမလာနိုင်ကြပြီ။တက်ဝါနဲ့စောက်ထားတဲ့အိမ်မှာလည်းချက်ချင်းမီးဆွဲလောင်နေတော့တယ်။ဒေါ်မင်းစာလည်းဘာမှမတတ်နိုင်တော့ဘူး။စာကရလည်းအချိန်ကြီးမဟန်တော့မှန်းသိတာကြောင့်အဲ့ဒီထုတ်လုပ်ထားတဲ့ဒေဝီရုပ်ထုအပအဝင်ရုပ်ထုအားလုံးကိုလွယ်အိတ်ထဲထည့်ပြီးတော့နောက်ဘက်အပေါက်ကနေဆင်းပြေးလေတော့တယ်
တအိမ်လုံးမီးလောင်နေတဲ့အခါရှင်တငယ်ကိုမတွေ့ရတော့ဘူးအပြင်ဘက်မှာအမောင်တို့တွေကဖုံးနေလေတယ်ထွက်ပြေးလာတဲ့ဇာဂရမတနေရာကိုရောက်တဲ့အခါအမောင်ထဲမှာရက်နေတဲ့မဲမဲတရံကိုတွေ့ရတာကြောင့်မကောင်းဆိုးဝါးတွေလွတ်ထင်တာကြောင့်လန့်သွားတယ်ဘသူတွေလဲငါတို့ကလူတွေပါမင်းကနတ်ဆရာတယောက်လုံနေပြီမကောင်းဆိုးဝါးတွေကိုပြန်ကြောက်နေသလားအဲ့ဒီစကားကြတော့အံ့ဩသွားလေတော့တယ်မင်းတို့ကငါ့ကိုဘာလုပ်ကြမလို့လဲငါတို့ကမင်းကိုဘာမှမလုပ်ပါဘူးမင်းမပါတဲ့ဆေးလွယ်အိတ်ကိုယူသွားမှာပါဒီလွယ်အိတ်တော့မလုပ်ပါနဲ့ဆေးလွယ်အိတ်မရှိရင်ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးဆေးလွယ်အိတ်ရှိနေတော့လေမင်းကလူတွေရဲ့ကောင်းကျိုးလုပ်နေရမှာမဟုတ်တာအဲ့လိုပြန်ပြောတယ်ဇာဂရာကအဲ့လူတွေကသူ့အကြောင်းကိုသိနေတာကြောင့်စိတ်ထဲမှာအံ့ဩနေလေတယ်မင်းကကျွန်းနဲ့ပင်ကအသားရလာတော့ဘလူးရုပ်ထုထူတယ်နောက်ပြီးတော့အသက်သွင်းမိတယ်အသက်သွင်းမိပြီးတော့မှကိုစီရင်နဲ့အယုတ်ကိုမနိုင်တော့တာနဲ့ဒီအတိုင်းကြည့်နေရတာမဟုတ်လားဟုတ်ပါတယ်မင်းကဒီတိုင်းလွတ်ထားတော့ဘလူးကရွာထဲဝင်ပြီးလူတွေကိုညတိုင်းတက်စားတာကန်သားရွာတရွာလုံးရွာပြတ်တော့မလို့ဖြစ်နေပြီမင်းဘာတူလဲငါရွာသားတွေရဲ့အသက်ကိုလာခဲ့ပြီးတဲ့ဆရာတယောက်ပဲမင်းဖန်တီးထားတဲ့ဘလူးကိုလည်းမိုင်းတုံတောင်ငါပြန်ပို့ပေးလိုက်ပြီနောက်ထပ်မင်းလွှတ်လိုက်တဲ့ဒေဝီရက်ခါကိုပါပြန်ပို့ပေးလိုက်ပြီအဲ့လိုပြောတော့များစွာအံ့ဩသွားတယ်သူရှိမှရက်နေသူကရှေ့ကိုတိုးလာတယ်ငါမှားခဲ့ပါတယ်ငါအသက်ကိုချမ်းသာပေးပါငါကမင်းကိုမတတ်ပါဘူးမင်းပြုတ်ခဲ့တဲ့အကုသိုလ်ကံတွေကမင်းကိုတတ်မှာပါငါကမင်းစီကဆေးလွယ်အိတ်ကိုပဲယူသွားမှာဒီလွယ်အိတ်မင်းစီမှာရှိနေလူတွေအတွက်အနေများပါတယ်အဲ့လိုပြောကအနာကပ်လာပြီးတော့စာကရလွဲထားတဲ့လွယ်အိတ်ကိုဖြုတ်ယူလိုက်တယ်ပြီးမှအဲ့ဒီနေရာကနေထွက်သွားကြလေတော့တယ်အမောင်ထဲကိုထွက်သွားသူ၄ယောက်တို့ကတခြားမဟုတ်နေမောင်စောတိငမဲအောင်နဲ့ဥပန်ကောင်းတို့ပဲဖြစ်တယ်ဥပန်ကောင်းကစာကရစီမှာရှိနေတဲ့ရုပ်ထုကိုပြန်ယူဖို့နေမောင်တို့ကိုခေါ်ပြီးတော့မောက်ကတော်ရွာကိုလာကအဲ့ဒီနေရာမှာပင်စောင့်နေကြလေတယ်အမောင်ရိတ်တန်းလာတော့မှဥပန်ကောင်းကရှင်တငယ်ရုပ်ထုကိုအသက်သွင်းပြီးတော့လွှတ်လိုက်ခြင်းဖြစ်တယ်စာကရစီမှာဆေးလွယ်အိတ်ရတော့အတွင်းကိုကြည့်ရအခြားရုပ်ထုတွေနဲ့အတူဒေဝီရုပ်ထုကိုပါတွေ့ရတယ်ဥပန်ကောင်းစီမှာဒေဝရက်ခနဲ့ဒေဝီရက်ခရုပ်ထုနှစ်ခုစုံသွားပြီ။နေမောင်တို့မှာအလိုရှိတဲ့ပစ္စည်းရခဲ့ပြီးနောက်မှာရွာကိုမပြန်တော့ဘဲမိုင်းတုံတောင်ကိုခရီးဆက်ခဲ့ကြတယ်။မနက်လင်းကနေတော့မှမိုင်းတုံတောင်ရှိရာကိုရောက်ကြပြီ။အဲ့ဒီရာကိုရောက်တဲ့အခါဂူပေါင်းတစ်ခုကိုဝင်ပြီးတော့နားကြလေတယ်။နောက်တနေ့မနက်လင်းတဲ့အခါမှာတော့ဥပန်ကောင်ကပူဇော်ပါတာမှုတွေပြုလုပ်ပြီးမိုင်းတုံတောင်ဖိုးဖိုးကြီးကိုပင့်ဖိတ်ရအတော်ကြာတဲ့အခါမှာတော့အဖိုးကြီးတယောက်ရောက်လာတယ်။စပင်းနှက်ခမ်းမွေမိုးစိမ်မွေအရှိတို့ကဖြိုပွေးနေပြီးရှေးအခါကဝစ်စင်နဲ့အဝတ်တို့ကိုဝစ်စင်ထားလေတော့တယ်။လက်ထဲမှာတောင်ဝဲရှိတစ်ထောင်ကိုကန်ထားတယ်။အဲ့ဒီအဖိုးကြီးရောက်လာတဲ့အခါအပြင်ကိုထွက်သွားပြီးတော့အယိုသေးပေးလိုက်တယ်။လူတွေကိုအန်ဒီရပေးနေတဲ့ကျွန်းနဲ့ရုပ်ထုနှစ်ခုပြန်ယူလာပါတယ်။ဘလို့လုံးတင်ပါသလဲအဖ။အဲ့လိုမိတယ်ဒီရုပ်ထုမျိုးတွေကလူတွေနဲ့မအပ်ဆက်ဘူး။ထားလည်းမထားတဲ့ဘူး။ဒါကြောင့်ကျွန်းနဲ့ပင်နဲ့တက်ဆိုင်တဲ့သူတွေလက်ကိုသာပြန်ပေးလိုက်ပါ။ကောင်းပါပြီ။သူတို့နဲ့တွေ့ပြီးပြန်ပေးလိုက်ပါမယ်။ဒီတောင်နဲ့ပတ်သက်တဲ့ကိစ္စတွေရှင်ကျွန်တော်တို့ကိုပြောပါ။လှုပ်ပေးနိုင်တာဆိုရင်တော့လှုပ်ပေးကြပါလေဟိုတောင်ထိပ်ပေါ်မှာတော့ဈေးတဆူတီးပေးစေကြပါလေကောင်းပါပြီကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်တာဒုမိုင်းတုံတောင်ဖိုးဖိုးကြီးကတာတို့၃ချိန်ခေါ်ပြီးနေရာမှာတင်ဖြတ်ကနေပျောက်သွားလီတော့တယ်တော်ထဲမှာအလင်းရောင်ရလာတဲ့အခါနေမောင်တို့ကကျွန်းနဲ့ညီနောင်ရှိရာဘက်ကိုတက်သွားကြလေတယ်မတော်ခင်ကပင်ဥပန်ကောင်းတို့ကအဲ့ဒီနေရာကိုရီမှန်းပြီးမြစ်တာပို့ပေးထားလေတယ်ကျွန်းနဲ့ပင်ရှိရာကိုရောက်သွားတဲ့အခါမှာတော့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ရက်နေကြတာကိုတွေ့ရတယ်နေမောင်တို့ကသူတို့နဲ့မနီးမဝေးနေရာမှာရက်လိုက်နေတော့တယ်။အဲဒီနောက်ဥပန်ကောင်းကမိတယ်။ဘသူတွေပါလဲ။ကျုပ်ကဒီဝရက်ခ၊သူကဒီဝီရက်ခပါ။ကျွန်းနဲ့ညီနောင်မောင်နှမနဲ့အခုလိုတွေ့ခွင့်ရတာဝမ်းသာပါတယ်။ကျုပ်ပို့ပေးတဲ့မြစ်တာကိုရောရကြပါရဲ့လား။ရပါတယ်။မြစ်တာပို့ပေးတာရောကျုပ်ကိုအနောက်ဘက်ကနေလွှတ်ပေးတာရောကျေးဇူးတင်ပါတယ်။အခုကျွန်းနဲ့ပြုတ်လောက်ထားတဲ့ရုပ်ထုနှစ်ခုကိုပြန်လာပို့ပေးတာပါ။ဘယ်လိုလုပ်ပေးစီချင်ပါသလဲ။တလက်စတဲ့အကူကြီးတောင်းချင်ပါတယ်။ကျွန်းနဲ့ပင်တွေရဲ့အောက်မှာစင်ဆောက်ပြီးတော့ရုပ်ထုတွေကိုတင်ပေးပါဒီလိုလုပ်ပေးပါမယ်ဒီလိုလုပ်ပေးတဲ့အတွက်ကျွန်းနဲ့သားတွေကိုတင်တလောက်ယူခွင့်ပေးပါတယ်ဒီလိုယူခွင့်ပေးရင်ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ပြီးပူဇော်ပါတယ်အဲဒီလိုပြောတဲ့အခါကျွန်းနဲ့ညီနောင်မောင်နှမကခေါင်းငိမ့်ပြပြီးတော့တောထဲကိုပြန်ဝင်သွားကြလေတယ်နေမောင်တို့လည်းအဲ့ဒီနေရာတစ်ဝိုက်မှာစခန်းချပြီးတော့ကျွန်းနဲ့ပင်အောက်မှာစင်နဲ့စင်ဆောက်လုပ်ပြီးဒေဝရက်ခရုပ်ထုနဲ့ဒေဝီရက်ခရုပ်ထုတို့ကိုတင်ထားပေးခဲ့ပြီးမှရွာကိုပြန်ဆင်းခဲ့ကြလေတော့တယ်အဲ့ဒီဖြစ်ပျက်တွေဖြစ်ပျက်ခဲ့ပြီးရက်အတန်ငယ်ကြတဲ့အခါနေမောင်တို့နေအိမ်ကိုဧည့်သည်၃ယောက်ရောက်လာကြတယ်မြလေးတင်နဲ့ရွှေမောင်တို့မောင်နှမနဲ့အာကလန်နဲ့ပါလာတယ်အာကလန်ကလက်ဆောင်ပစ္စည်းတွေကိုတည်လာလေတယ်နေမောင်ကမြလေးတင်တို့ရောက်လာတော့စိတ်ထဲမှာဝမ်းသာသွားတယ်ရွှေမောင်အလေလာကြတာလားဟုတ်တယ်ဒီမှာရက်ကြကြနေပြီးမှပြန်ကြမှာမင်းတို့ရောလက်ခံပါလားမင်းတို့ဒီလိုလာတာငါဝမ်းသာပါတယ်မင်းတို့ပြောသလောက်နေလို့ရတယ်အဲ့လိုပြောပြီးဧည့်သည်တွေကိုနေရာထိုင်ခင်းစီစဉ်ပေးတယ်မြလေးတင်ကိုနှင်းမိကခေါ်သွားတယ်အနားမှာအာကလန်မရှိတော့မှရွှေမောင်ကပြောတယ်နေမောင်ငါတို့ဒီရွာကိုလာတာတခြားအကြောင်းမဟုတ်ဘူးမင်းကိုပြောခဲ့မိတာတွေအတွက်တောင်းပန်ခြင်းလို့
ညာလေးတင်ကိုငါလိုက်ပို့ပေးတာပါရပါတယ်ကွာဒါတွေကသူ့စိတ်ရင်းနဲ့ပြောတာမှမဟုတ်တာငါသဘောပေါက်ပါတယ်တောင်းပန်ကြမလို့ပါဘူးဒါပေမဲ့ तू ကအတော်လေးစိတ်မကောင်းဖြစ်နေတာအဲ့ဒါကြောင့်မိဘတွေကိုခွင့်တောင်းပြီးတော့ငါလိုက်ပို့ပေးတာပါအဲ့လိုပြောရင်နောက်တော့မှညာလေးတင်နဲ့နှစ်ယောက်ချင်းတွေ့တဲ့အခါနီမောင်ကိုတောင်းပန်စကားပြောနေတယ်ငါနဲ့ကိုပြောခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်နီမောင်ကခေါင်းငိမ့်ပြနေတယ်အဲ့တော့ငါစိတ်ထဲမှာဘာမှမသိဘူးဘာတွေပြောခဲ့မိမှလည်းမသိဘူးဘလို့ပဲဖြစ်ဖြစ်နင့်ကိုပြောခဲ့မိတာတွေအတွက်ငါတောင်းပန်ပါတယ်ငါ့ကိုခွင့်လွှတ်ပေးပါငါသဘောပေါက်ပါတယ်အဲ့ဒါကြောင့်အစကတည်းကနင့်အပေါ်မှာအပြစ်မတင်ခဲ့ဘူးဒါထက်အဲ့ဒီတော့နင့်ပြောခဲ့တဲ့စကားတွေကိုဘလို့ပြန်သိတာလဲအခုရွှေမောင်ပြန်ပြောပြလို့သိရတာပါအဲ့ဒီကလေးကစိတ်မကောင်းဖြစ်ပြီးတောင်းပန်ချင်နေတာရပါတယ်မြလေးတင်ရင်ငါနင့်ကိုခွင့်လွှတ်ပေးပါတယ်နင်အခုလိုရောက်လာတာငါစိတ်ထဲမှာအတော်လေးဝမ်းသာနေတယ်ဘလို့ကြောင့်လဲကိုသဘောကျနေတဲ့သူကိုပြောချင်တဲ့စကားတွေပြောခွင့်ရမှာမို့လို့ပါမြလေးတင်ကမျက်စောင်းတစ်ချက်ထိုးပြီးတော့မျက်နှာလွှဲထားနေတယ်မြလေးတင်ငါနင့်ကိုမြင်ကြတဲ့ကစိတ်ထဲမှာနှစ်သက်သဘောကျနေတယ်နင့်မှာတခြားရည်ရွယ်ထားတဲ့ချစ်သူမရှိရင်ငါမြစ်တာကိုနင်စဉ်းစားပေးပါငါအပေါ်မှာတကယ်နှစ်သက်မှုမျိုးရှိတယ်ဆိုရင်နင်ပြောတာကိုစဉ်းစားပေးပါမယ်ဒါအပြင်အဖေကဘယ်တော့လောက်သိရမလဲနောက်တော့သိရမှာပေါ့ဒါပေမဲ့ငါမှဦးစားပေးရမယ့်ကိစ္စရှိသေးတယ်ဒီမောက်စိတ်ထဲမှာထင့်ကနေဖြစ်သွားလေတယ်ဘလို့ကိစ္စမျိုးလဲနင့်မှာတခြားတစ်ယောက်ရှိနေလို့လားအဲ့လိုမေးလေတယ်အဲ့လိုမေးပေမဲ့လည်းမြလေးခင်ကဘာမှပြန်မပြောဘဲပြုံးနေတာကြောင့်နီမောင်ကဆက်မိတယ်နင်ပြောခဲ့တဲ့စကားတွေထဲမှာမောက်ကတော်ရွာကိုမြတ်တာနဲ့အဆင်ပြေနေပြီဆိုတာအမှန်ပဲလားမဟုတ်ပါဘူးဘယ်တော့မှပြောခဲ့တာလဲနင်သတိမရတဲ့အချိန်မှာပြောခဲ့တာလေအဲ့ဒါတွေကိုငါဘာမှမသိပါဘူးတကယ်လို့ပြောခဲ့မိတယ်ဆိုရင်တော့အဲ့ဒါတကယ်မဟုတ်ပါဘူးကိုမြတ်တာငါ့ကိုစိတ်ဝင်စားနေပြီမဲ့ငါသူ့ကိုစိတ်မဝင်စားဘူးလက်ထပ်ဖို့တော့ဝေးရောသူ့အဖွားကဆုံးကဝေပညာတဲ့တရားဆိုတာသိရတာနဲ့တင်သူလာရင်စိတ်ထဲကကြောက်နေတာအဲ့လိုပြောမှနီမောင်ကတပ်ပြင်းတစ်ချက်ချလိုက်ခါမိတယ်ဒါဖြင့်ဦးစားပေးရမယ့်ကိစ္စရှိနေတယ်ဆိုတာဘာလဲနင့်ကိုပြောရမှာတော့မျက်နှာပူစရာပဲတခြားမဟုတ်ဘူးငါကနင်းညမလေးကိုသဘောကျနေမင်းကလေးကလက်ခံပြီးမိဘတွေကိုပြောပြီးတော့တောင်းရလက်ထပ်ဖို့စီစဉ်မယ်လို့ပြောနေအဲ့ဒါကြောင့်အကိုကိုဦးစားပေးရမယ်လို့ပြောနေတာပါနီမောင်ကတွေ့တူတူပြန်မပြောဘဲတနေရာကိုကြည့်နေတယ်သူတို့အဆင်မပြေနင်ဘယ်လိုဆုံးဖြတ်မှာလဲသူတို့အဆင်ပြေသည်ဖြစ်စီမပြေသည်ဖြစ်စီငါနင်းမြတ်တောင်လက်ခံပါမယ်လက်ထပ်ဖို့တော့အချိန်လေးကြည့်ပြီးမှစီစဉ်ကြရင်မကောင်းဘူးလားလို့ပြောတယ်ကောင်းပါတယ်အခုမှပဲစိတ်အေးရတော့တယ်ဘလို့ချင်းနေပဲဖြစ်ဖြစ်နေသဘောကျတယ်လို့လုပ်ပေးပါမယ်ငါမှလည်းတခြားလုပ်ရမယ့်အလုပ်ကလေးတွေရှိသေးတယ်ဘာလုပ်လဲဆရာကြီးဥပန်ကောင်နဲ့မိုင်းတုံတောင်ပေါ်လိုက်သွားပြီးဈေးရီတဆူတီဖို့လုပ်ပေးရအောင်မယ်အဲ့ဒီကိစ္စတွေပြီးမှပဲအေးအေးဆေးဆေးစီစဉ်ကြတာပေါ့မြလေးတင်ကကောင်းငိမ့်ပြတယ်ရွှေမောင်ကလူကောင်းတစ်ယောက်ပါတကယ်လို့သူတို့နှစ်ယောက်အဆင်ပြေသွားကြရင်လည်းငါဝမ်းသာပါတယ်ပို့ပြီးဝမ်းသာကြရကောင်းတာမမျော်လင့်မယ်နင်းမြစ်တောင်ရတာပဲငါလည်းနေနဲ့ဖူးစာဆောင်ဝင်ရတာကိုစိတ်ထဲမှာချိန်နေပါတယ်ငါအပေါ်မှာတော့တသက်လုံးသစ္စာရှိချင်းနဲ့လက်တွဲသွားပြီပါအဲ့ဒီတော့စိတ်မပူပါနဲ့ငါနဲ့အပေါ်မှာသစ္စာရှိစွာနဲ့တသက်လုံးလက်တွဲသွားပါမယ်လို့ကတိပေးပါတယ်အဲ့လိုပြောလိုက်ရမြလေးတင်ရဲ့မျက်နှာပေါ်မှာအပြုံးရဲ့ကလေးတွေပေါ်လာလေတယ်နောက်ပိုင်းမှာနှင်းမိကရွှေမောင်ရဲ့မြစ်တာကိုလက်ခံပေးတာကြောင့်မိဘတွေကတင်းတဲ့တည်းလက်ထပ်ပြီးတယ်နှင်းမိကရွှေမောင်တို့ရွာကိုလိုက်နေရတယ်အဲ့ဒီကိစ္စပြီးတော့နီမောင်ကဆရာကြီးဥပန်ကောင်နဲ့မိုင်းတုံတောင်ပေါ်ကိုလိုက်ရတယ်စောတီငမဲအောင်တို့သားမကပဲရင်မောင်ကပါအကူအညီပေးဖို့လိုက်လာခဲ့တယ်နီမောင်တို့ကကန်တာရွာကနေတဆင့်သွားရာရွှေမောင်ကမလိုက်နိုင်တော့ဘူးအဲ့ဒီရွာမှာအာကလန်ပါကလန်နဲ့တပ်ပါလန်တို့၃ယောက်လည်းအကူအညီပေးဖို့လိုက်လာကြတယ်အဲ့ဒီရွာရောက်တော့စုံစမ်းကြည့်ရနတ်ဆရာစာကရာတယောက်သူနေတဲ့နေအိမ်ကိုပြန်မလာတော့ကြောင်းကြားရလေတယ်မိုင်းတုံတောင်ပေါ်မှာဈေးတီးတဲ့ကိစ္စကိုမိုင်းတုံဖိုးဖိုးကြီးတာမကပဲဒေဝရက်ခနဲ့ဒေဝီရက်ခတို့ကလိုအပ်တဲ့အကူအညီတွေလာပေးရများစွာအဆင်ပြေကြတယ်နေမောက်စိတ်ထဲမှာတောင်ပေါ်ကကိစ္စတွေပြီးပါကသူနဲ့မြလေးတင်တို့ကိစ္စကိုဆောင်ရွက်ဖို့ပြင်စရာရှိတာတွေကိုပြင်ရတော့မှဖြစ်ရမျောလင်းချက်တွေနဲ့ပျော်ရွှင်နေလေတယ်ဘဝမှာမျောလင်းချက်တစ်ခုကရှိနေတဲ့နေဘဝအတွက်မျောလင်းချက်အချက်အတွက်မျောလင်းချက်အောင်မြင်မှုအတွက်မျောလင်းချက်တစ်ခုခုတော့ရှိနေတဲ့မိတယ်မျောလင်းချက်မရှိတော့ရင်တန်ဘက်ကုံသွားတဲ့စိတ်ရုပ်တရုပ်လိုငြိမ်ကျသွားပြီမင်းဘဝမှာမျောလင်းချက်တစ်ခုခုနဲ့အသက်ရှင်နေမှသာအတိတ်ပဲရှိပြီလိမ့်မယ်တွက်လက်ပျော်ရွှင်စွာအတိတ်ပဲရှိတဲ့ဘဝနဲ့ခရီးဆက်နိုင်ပြီမင်းချစ်သူတို့ရဲ့ဘဝမှာလည်းမေတ္တာဝတ်စီရလည်းမလို့တစ္ဆာပြည့်စီရလည်းမလို့မေတ္တာတစ်ဖက်ကမရောက်ခင်တစ္ဆာလက်ပံကြပြီးလမ်းခွဲရတဲ့အဖြစ်မျိုးနဲ့မကြုံတွေ့ရလေအောင်မေတ္တာတန်တိုးရင်းနေတာခရီးဆက်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါရယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာဒရိဆက်ခရေးသားထားတဲ့နေမောင်ပါဝင်သောကျွန်းနဲ့တော်တန်းဆိုတဲ့ဇာတ်လမ်းကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။